တရားနာကြောက်လာကြတဲ့အပရိသတ်ပေါင်းသူတော်ကောင်းတို့အားဓမ္မနုက္ခအဖြစ်ပြန်လည်ကြီးမြတ်အားတဲ့တရားတော်ကတော့ဝေဒနာပဋိပ္ပံတရားတော်အဲ့ဒါဒီမနေ့ကတော့ကာနုပဒနာပဋိပ္ပံဒီနေ့ဝေဒနာနုပဒနာပဋိပ္ပံဆိုပြီးတော့အဲ့ဒါဒုတိယညဟောမယ်ဒီနေ့ညဟောမယ်တရားကတော့တရားဓမ္မတွေဦးဇင်းဟောတာဟောမှာနာနိုင်ပါမလားသိနိုင်ပါမလားဆိုတာတကယ်တမ်းကျတော့ကျင့်ပြီးနဲ့ကျင့်တဲ့ပုဂ္ဂိုလ်မှသိနေတာမကျင့်ရသေးတဲ့ပုဂ္ဂိုလ်ဒီတရားဟောလို့ရှိရင်ဘာတွေဟောမှမသိဘူးဖြစ်သွားလို့အဲ့ဒါလည်းတစ်ချက်ကိုရတယ်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေရဲ့ဘုဒ္ဓများတဲ့ပုဂ္ဂိုလ်တွေမှဒီတရားဟောနာနိုင်တာဖြစ်တယ်သို့တော်လည်းပဲယောဂီတို့အခုခန္ဓာနဲ့တိုက်ပြီးတော့နာနိုင်နေမြတ်ကိုကြိုးစားတာပါဒါကတကယ်လက်တွေ့လုပ်ငန်းစဉ်ပြည့်စုံဖြစ်တဲ့အတွက်ကြောင့်သာသနာမှာအရေးကြီးဆုံးတရားတော်ဖြစ်ပါတယ်။အဲတော့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကဝေဒနာသတိခံတရားမဟောခင်ဤတန်းအားဖြင့်နှုတ်ကောင်းစစ်ဟောကြားခြင်းနဲ့တရားတော်ကတော့တရားကံကိုဖွင့်ပြီးဖို့ရည်ရွယ်ချက်ရှိပါတယ်။ဦးဇင်းတို့လူဘဝလူဖြစ်လာတာပကုံးနှစ်ပတ်ကြာခေါင်းပေါက်ပြီးတော့အသက်ရှူသမီးသားရုံနဲ့ဒါလူလို့မခေါ်ပါဘူး။လူဆိုတာကတာမန်သိတဲ့သိပါတကယ်ပညာရှိသုံးဖို့ဘုရားလုံးဘုရားအစရှိတဲ့သူတော်ကောင်းပေါင်းတို့ခေါ်ပေါ်သမုတ်အပ်တဲ့လူဆိုတာအတ္တမနတံသာနာတိတိမနုတော့အကြောင်းအကျိုးအကောင်းဆုံးကိုသိတာကိုလူရဲ့သို့မဟုတ်အ내သဘောကိုသိတာလူလို့ခေါ်တယ်နော်ထမင်းစားလေးရေချိုးလေးအိတ်လေးစားလေးတော်လေးပြောလေးသားလေးသမီးနဲ့ပြောလိုက်အိုရင်းနာလေးပြေးလေးနဲ့အဲ့ဒါကိုလူလို့ခေါ်တာမဟုတ်ဘူးအကယ်၍ဦးစင်းကလူလို့ခေါ်တာမဟုတ်ဘူးဆိုတော့တစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒါကိုဦးဇင်းပြန်လည်းပြင်ရှင်းပြပါမယ်တရားနာတဲ့ယောဂီပေါင်းသူတော်ကောင်းတို့ဦးဇင်းကိုလူလို့သမုတ်မလားတာမဏိလို့သမုတ်မလားယဟန်လို့သမုတ်မလားယဟန်လို့သမုတ်မယ်နော်အဲ့တော့ယဟန်လို့ဆိုတော့တရားဓမ္မတွေလည်းမမြတ်ဘူးလားမြတ်တယ်မြတ်တဲ့ပုဂ္ဂိုလ်ယဟန်လို့ခေါ်တယ်ဘာကိုသတ်မှတ်ပြီးယဟန်ခေါ်တာလဲလို့မေးရင်229သိက္ခာပုဂ္ဂိုလ်ထမ်းတာတော့ဘာခေါ်လဲယဟန်အဲ့တော့229သိက္ခာရှိတဲ့ပုဂ္ဂိုလ်229သိက္ခာဘုရားမြင့်မြတ်တဲ့အတွက်ကြောင့်မြတ်တဲ့ပုဂ္ဂိုလ်ဒီယဟန်အထာရကဘုံနော်ကိလေသာတဏှာကိုပယ်တတ်တဲ့သင်္ကန်းဝတ်ထားတဲ့အထာရကဘုံစီမံပြီးတော့စိတ်နဲ့229သီလတွေစောင့်သိနေတဲ့အတွက်ကြောင့်အဲ့ဒါကိုယဟန်အဲ့ဒီကနေပြီးတော့အကယ်၍ဦးဇင်းကယဟန်ဘဝနေပြီးတော့မနေရင်တော့ဘူးတာမဏိဘဝသို့ကြောင်းတော့မယ်ဆိုတော့သိက္ခာမချအောင်လား229သိက္ခာမြင့်နေတော့ယဟန်ဘဝကနေပြီးတော့တာမဏိဘဝသို့ရောက်အောင်ဘာလုပ်ရလဲသိက္ခာချရတယ်229ဆိုရ229ဆိုနှုတ်လိုက်တော့10ပါးမကြံဘူးလားအဲ့တော့10ပါးလို့ကြံတော့အဲ့ဒါကိုဘာလို့ခေါ်မလဲတာမဏိပညာချင်းတူရဲ့လားပညာချင်းမတူလားဘဝချင်းကိုတူရဲ့လားအဲ့ဒီတာမဏိယရဟန်းနေတဲ့နေရာမမြင်တော့ဘူးယုံနေသွားဘူးဘဝယုံနေသွားတဲ့ပုဂ္ဂိုလ်10ပါးတော့ပြည့်စုံတယ်မြတ်တဲ့ဘဝယဟန်ကနေပြီးယုံနေသွားတဲ့ပုဂ္ဂိုလ်သူ့အမိဘလို့ခေါ်လဲဆိုလို့ရှိရင်တာမဏိလို့ခေါ်တယ်တာမဏိ10ပါးအဲ့10ပါးတည်းကထပ်ပြီးတော့5ပါးနှုတ်လိုက်တော့ဘယ်နှပါးကြံမလဲ5ပါးကြံတော့မြတ်တဲ့သိက္ခာ10ပါးတည်းက5ပါးနှုတ်တော့ရော့ကြမသွားဘူးရော့ကြတော့အရဟတဘုံတာမဏိဘဝမှာနေလို့ရသေးလားကျောင်းမှာရောနေလို့ရသေးလားဘယ်ရောက်သွားလဲဘာဘယ်နှပါးနဲ့ရောက်သွားတာလဲ10ပါးတည်းက5ပါးနှုတ်တော့တစ်ချက်ယုံနေသီလရောတော့ယုံနေသွားတော့နေနဲ့ဘဝနေနဲ့အရာရောက်မသွားဘူးဘယ်နှပါးပါသွားလဲ5ပါးပါသွားရတဲ့ရွာထဲမှာနေနေ5ပါးထပ်တော့နေဘယ်လိုလုပ်တဘာမှမရှိဘူးဒီပြောလို့ရပါမလားဘယ်ဘဝရောက်ပြီလို့ပြောရမှာတဘောနော်အခုပခုံးနှစ်ပတ်ကြာခေါင်းပေါက်တိုင်းလူဖြစ်ပါမလားလူဆိုတာဘာဟုတ်သတ်မှတ်တာလဲငါဟုတ်ပြီအဲ့တော့ပြီးတော့အကြောင်းကျိုးဆိုတာကံကံရဲ့အကျိုးကိုယုံကြည်လို့ဆိုတာဟုတ်ပြီနော်အဲ့ဒါကိုပြန်မယ်ဆိုကံကံရဲ့အကျိုးကယုံကြည်မယ်ဆိုသူများတတ်အောင်လားခိုးမလား5ပါးသီလလုံမသွားဘူးလားအဲ့တော့5ပါးသီလလုံတဲ့ပုဂ္ဂိုလ်ဘာလို့ခေါ်မလဲလူလို့ခေါ်တဘာမှမရှိဘယ်လိုခေါ်မလဲ
လူဖြစ်ပါတော့အဲ့တော့ပခုံးတစ်ပတ်ကြာခေါင်းပေါက်တိုင်းလူဆိုတော့ဟုတ်ပါမလားအဲ့တော့ဒကာရမတွေရက်သေးရွာထဲမှာဗာသိနေနေကြတာလေလို့မေးဘလို့ဖြစ်ငါးပါးသီလမြဲကြရလားသိက္ခာမရှိတော့ဟုတ်ပြီနော်သိက္ခာမရှိတဲ့ပုဂ္ဂိုလ်ကတိရစ္ဆာန်တွေပိဋ္ဌာတွေသိက္ခာရှိရလားအေးအဲ့ဒါမို့လို့အဲ့ဒီလိုသိက္ခာမရှိတဲ့သီလပြည့်တာမသိဘူးဒီသီလကြောင့်သီလကိုထိန်းလို့မြတ်တဲ့ဘဝကိုရောက်တယ်သီလပြည့်တော့ယုံနေတဲ့ဘဝရောက်တယ်လို့နော်ကာယကံကိုခုနဘာနာတိပါရသုသက်တတ်တယ်သူများပြည်စီပို့တယ်ဆိုရဲကာယကံဝစီကံမနောကံအရိကံ၅ပါးကိုကျူးလွန်တဲ့အတွက်ကြောင့်သိက္ခာကြမလို့ဘူးသိက္ခာကြတော့သိက္ခာကြတဲ့ဘဝရောက်မသွားဘူးလားအရိကံကိုင်းအကျိုးကိုမသိတဲ့ပုဂ္ဂိုလ်ဟာမောဟအကြောင်းကျိုးမသိတဲ့ပုဂ္ဂိုလ်အဲ့ဒါလူလို့ခေါ်လို့ရပါဘူးဟိုတယ်လူတယ်သတ်တယ်ဖြတ်တယ်ဆိုတာကံကိုင်းအကျိုးကိုမယုံလို့သီလပြည့်တယ်သီလပြည့်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဒီပကုံးတစ်ပတ်ကြာကောင်းပေါက်ပြီးအသက်ရှင်သမင်းစားပြီးအဲ့ဒါလူလို့ခေါ်လို့ရပါဘူးအဲ့တော့လူဆိုတဲ့သဘောပေါ်မလာဘူးလားအဲ့တော့ဒကာရမတွေနောက်နေပါစိတ်နေနေတယ်အဲ့ဒါတော့သဘောပေါက်ပြီနော်အဲ့တော့ကိုယ့်ကိုအကယ်၍လူဝိရောင်ကနေပြီးတော့မျက်ချင်တယ်ဆိုရင်သာသနာပေါင်းပြန်တဲ့တော့လူဝိစားတွေချုပ်မသွားဘူးလားအိမ်ထဲမှာနေလို့ရလားဟောအိမ်ထဲမှာနေတယ်ဆိုတာကာမဂုဏ်သူပြောတဲ့ကိလေသာခံစားတဲ့အဲ့ဒီပုဂ္ဂိုလ်တွေနေတဲ့အရာသိက္ခာမရှိတဲ့အရာ7ပါးသီလသိက္ခာမြင်သွားတော့ရတဲ့နေလို့များအကြောင်းလို့ပါအဲ့ဒီအခါပြီးသိဉ္မြန်တဲ့တော့ရဟန်းပြတော့ထပ်မမြင်သွားပြန်ဘူးလားနေနေမြင့်နေဆိုတာဘာကိုသတ်မှတ်တာလဲသီလကိုသတ်မှတ်တာဗရမညာကြီးဘူးလားဘယက်ကြီးဘူးလားလင်္ကူသာကာကြီးနဲ့သတ်မှတ်တာလားဟုတ်ဘူးဘွယ်ကြီးနဲ့သတ်မှတ်တာလားနာမည်ကြီးတာသတ်မှတ်တာလားအေးအဲ့ဒါမှတ်တာပါဟုတ်ပြီနော်အဲ့ဒါကြောင့်လို့တရားဓမ္မတွေအခုလူနဲ့တူဖို့ဆိုတာလွယ်လွယ်နဲ့လူနဲ့တူဖို့မလွယ်ပါဘူးအဲဒါကြောင့်လို့၅ပါးသီလကိုလုံးအောင်ထိန်းပြီးတော့မိမိရဲ့ဘဝမြတ်တဲ့ဘဝအမြတ်ဆုံးဘဝပြီးဒါနေပြီးအမြတ်ဆုံးနိဗ္ဗာန်ရောက်အောင်သီလကကယ်တင်သွားပါတယ်အဲဒီကနေပြီးတော့သီလကယ်တင်တော့သမာဓိဖြစ်သမာဓိအားကောင်းတော့ပညာကူးပြီးတော့မဲ့စင်ကူးပြီးတော့နိဗ္ဗာန်တိုင်အောင်ရောက်တာအခြေခံသီလပါလို့သဘောပေါက်ပြီလားအဲ့တော့လူဘဝလူရလို့ရက်တည်ပြီနဲ့နော်ပခုံးတစ်ပတ်ကြောင့်ခေါင်းပေါက်တိုင်းလူမဟုတ်ဘူးတဲ့တရားရှိဖို့လည်းလိုပါတယ်သာသနာရဲ့တန်ဖိုးကိုလည်းသိဖို့လိုပါတယ်အဲဒီလိုသာသနာရဲ့တန်ဖိုးကိုမသိတဲ့အခါကျတော့ဒီလိုပဲသူရဲ့နေကောင်းရင်လားစားကောင်းရင်လားပြောကြရင်လားစီးပွားဖြစ်ရလားနဲ့အဲဒီကြတာမေးနေကြတာသာသနာရဲ့တန်ဖိုးပါလားဟောမိမိဘဝလွတ်မြောက်ဖို့အတွက်ပါလားမပါဘူးကာမဂုဏ်အောင်နင့်ဖို့ပဲဆိုတာအဲ့ဒါဘာလို့လဲသာသနာရဲ့တန်ဖိုးကိုမသိလို့ဟုတ်ပြီလားသာသနာရဲ့တန်ဖိုးကိုသိလို့ရှိရင်အနည်းပေါက်သွားတာပေါ့ဦးဇင်းဒီသာဂိတအကြောင်းတဲ့တော့အကြောင်းသားဘဝတော့မှာဦးဇင်းရဲ့ဦးလေးကလက်သီးလုံးလောက်ရှိတယ်ကြောက်လုံးတစ်လုံးကြောက်ခဲတစ်လုံးပြီးဘေးရကြည့်လို့ရှိရင်ဘိုးရင်ပေါ့လမ်းဘေးရကြောက်ခဲဆိုတာတော့မှအပြင်အာလူတို့ကြီးလိုပဲကျိုးတယ်ပါလေတဏ္ဍခါသူတဲ့ကြောက်တော့အသားကြီးဘေးရအောက်ထားတော့အလုံးလုံးကြီးဖြစ်နေဦးလေးကမင်းအဲ့ဒါဘလောက်တန်ဖို့ရှိတယ်တဲ့ဟာဦးလေးကအလေးလုံးပဲဆိုရင်တော့ချိန်ဝင်လေးရမှာပေါ့ဆိုအဲ့တော့မှတော့ပက်လက်လမ်းပြီးလက်သေးရလေးထိုးကြတာအထဲတည်းကစိတ်အဲ့ဒါငါဒီနေ့တသိန်းဝန်းနဲ့ရောက်မလို့တဲ့ကိုကတန်ဖိုးရှိပါလေနဲ့တန်ဖိုးရှိမှမသိတော့တန်ဖိုးထားရရဲ့လားဟောအဲ့တော့တန်ဖိုးရှိတာကိုလည်းသိရတန်ဖိုးရှိတန်ဖိုးလည်းထားရမယ်အခုတော့သာသနာဟဲ့တန်ဖိုးကိုမသိတော့ရှိမှမသိတော့ဥစဉ်တည်းလို့တန်ဖိုးရှိတဲ့ကြောက်ကလေးကိုတန်ဖိုးရှိမှမသိတော့အလကားပါလို့ပြောသလိုဖြစ်နေတယ်အခုတော့သာသနာကြီးထုံးကားပါလေနဲ့သာသနာရဲ့အနှစ်သာရကိုမသိတဲ့အခါကျတော့တန်ဖိုးမထားကြတော့ကြောပေးနေကြတယ်သာသနာလူဖြစ်ပြီးအစိတ်တက်မဲ့အာယောကာမဂုဏ်တွေကြတော့ရှည်တန်းတင်ထားတယ်အဲ့ဒါဘာလို့လဲဆိုတော့အကြောင်းအကျိုးကိုမသိဘူးအခုယောဂီတို့ယနေ့တနေ့နေခဲ့တာကုသိုလ်စိတ်နဲ့နေလားအကုသိုလ်စိတ်နဲ့နေလားလောဘကိလေသာဒေါသကိလေသာယာရင်လူချင်းလေးမသာယာရင်ဆုံးနေလေကြိုင်လို့တဲ့မာနတွေနဲ့မစ္စရိယဝင်လို့မှုတွေနဲ့ငါရင်းတော့မာနတွေနဲ့မကင်းရလားအဲ့ဒီတန်သင်္ခါရတရားတွေကမိမိကိုမကောင်းတဲ့ဘဝပို့တော့မယ်ဆိုတာသိရလားမသိဘူးအဲ့ဒါလိုနဲ့မျောနေကြတာအဲ့ဒါကြောင့်မလို့သိတဲ့ပုဂ္ဂိုလ်ဆိုတာတာမန်လူပြောထားတဲ့ဒီနိုင်ငံမှာမထေဥဒ္ဒလောကတောအုပ်မှာမထေကြီးကသူ့ကိုရဟန်းကိစ္စပြီးပြီဆိုပြီးတော့တောထဲမှာသူ့ရဲ့တောအုပ်လေးမှာညနေတိုင်းအဲ့ဒါသမင်းရဲ့ကြီးငယ်ဆိုင်သားတရားလည်းတရားလာတယ်တောမှာရှိတဲ့တောကြောင့်တော့တွေတရားဟောတယ်အဲ့လိုတရားဟောပြီးတော့တောကောင်တွေလည်းလာပြီးတရားနာတာလေအဲ့လိုလာနေတဲ့အခါမှာအဲ့ထဲမှာသမင်းကောင်လည်းပါလာတယ်အဲ့ဒီသမင်းကောင်ဟာမ
တိဟောတဲ့တရားကိုနာတာရိုးရိုးမနာဘူးဘယ်ခွာကိုထောက်ညာခွာကိုမြောက်ပြီးတော့နေရွယ်နှချောင်းထောင်ပြီးတော့နာတယ်သမီးလေးတရားနာတာဘယ်လိုနာလဲဘယ်ခွာကိုထောက်ပြီးတော့ညာခွာကိုမြောက်နေရွယ်ထောင်ပြီးနာဘာဖြစ်လို့ဒီလိုလုပ်တာလဲတရားတော်ကိုယူသည်လို့ဟုတ်ပြီနော်တရားတော်ကိုယူသည်သောအဖြစ်လေးစားသောအဖြစ်တိရစ္ဆာန်ဆိုတဲ့သမီးတော်မှာအဲ့ဒီလိုကြည်ညိုတတ်လေးစားတတ်တယ်ဆိုရင်တို့တရားဓမ္မတွေကဒီတဲ့မကြည်ညိုသေးဘူးလားအဲ့တော့တရားဓမ္မတွေအနိတ္တရာကိုလူမပြောနဲ့တိရစ္ဆာန်တော်သိတယ်ပုတ်ပြီးအခရာမသိနေနဲ့ဓမ္မတတ်ဗုဒ္ဓတတ်ဆိုတာရှိတယ်ဖရာရဲ့တရားတွေဓမ္မရဲ့တရားတွေအဲ့တတ်တွေကိုတတ္တဝါတွေတိရစ္ဆာန်တွေကသိကြတယ်အဲ့တော့မှအဲ့ဒီသမီးလေးကလေးစားတော့အဖြစ်အဲ့လိုဘယ်ဘာကိုထောက်ပြီးညောင်ကမြောက်ပြီးတော့တရားနာတယ်ဒီနေ့ကျတော့အဲ့လိုတရားဝင်ညနေတိုင်းပြုတဲ့အချိန်မှာမိုးဆိုးတယောက်ကတောထဲသွားတာသားကောင်မတွေ့ဘူးမတွေ့တော့ပြန်လန်းကငကူမလို့မလာဘဲနဲ့အခြားလန်းလန်းလာတဲ့ကဥဒ္ဒလောကတောဘက်ကိုရောက်လာတော့နှမ်းကြည့်တဲ့ကတောရဲ့နဘေးအလဲမှာမတိဟောတဲ့နာမှာသားကောင်တွေဝိုင်းပြီးတရားနာနေတာတွေ့တယ်။ဩငါသားကောင်တွေမတွေ့ပါလားအောင်လေဒင်းတို့ဒီရောက်နေတာကိုအဲ့တော့သူကမြားနဲ့အစိတ်ကိုအစင်းနဲ့ပြင်ပြီးတော့အဲ့တောအနာကိုကပ်ပြီးတော့ဘယ်ကောင်ပြရမလဲဆိုပြီးတော့သူကချိန်တယ်အဲ့တော့သမီးနာကိုသူစားကျင်တယ်ကသမီးလေးကိုကြည့်တဲ့ကနေရထောင်ဘယ်ခွာတော့ပြီးညာခွာဝင်မြောက်ပြီးတော့တရားနာနေတဲ့ဒီသမီးလေးကိုငါပြည့်စားရင်တော့ကောင်းမယ်ဆိုပြီးတော့ရင်ဝါကိုတဲ့ချိန်ပြီးတော့မြားနဲ့ပြည့်ခွင့်နေတာသမီးရဲ့ရင်ဝါကိုမြားမှန်သွားရင်မြားလဲမှန်သွားအဲ့သမီးလေးကမအော်ဘူးအကယ်၍သူအလန့်တကြားအော်လိုက်လို့ရှိရင်တရားပွဲပြတ်သွားမှကြောက်လို့တဲ့တရားဓမ္မတွေလူလားတိရစ္ဆာန်လားဩရင်ဝါကိုမြားမှန်တာတော့မှနော်အော်ပြီးမပြေးဘူးတဲ့သူရဲ့ဘုရားတန်ကိုသူသိခံပြီးတော့အကယ်၍သူလမ်းကိုပြီးအော်မလို့တရားပွဲပြတ်သွားမှကြောက်နေတယ်အဲ့တော့အခုခေတ်မှာလောကလူသားတွေဗုဒ္ဓဘာသာဝင်တွေယောဂဝေဒနာတွေရလာပြီဆိုလို့ရှိရင်အမလေးနဲ့អော်ပြီးတော့ရေရချီပေါင်းခဲ့တရိုက်ပေါင်းခဲ့ဘယ်ဆရာကောင်းမလဲနဲ့អော်ဟိပြီးတော့ပြားမနေဘူးလားဘာဖြစ်လို့လဲဒီမှာကြောက်ပြီးပြားနေတာသမီးလေးကလူလားတိရစ္ဆာန်လားသူဒီမှာကြောက်တာဩသူရင်မမြားမှန်တာတော့မှနော်အခြားသူတစ်ပါးတွေသိမှကြောက်နေတယ်ပြာလည်းမပြာဘူးမြားတရားကိုလည်းသူသိခံတယ်အဲတော့သမီးလေးကသူဆုံးဖြတ်တယ်ဩငါရင်ကတော့မြားသိပြီငါဒီမြားနဲ့ပဲငါသိရတော့မယ်အဲတော့သေရတာချင်းအတူတူတရားနာပြီးသိမယ်သမီးလေးဆုံးဖြတ်ခြင်းမကောင်းလားတို့လူသားတွေသမီးလေးလိုသိနိုင်ရဲ့လားအမလေးလောက်ကြပါဦးအမလေးလောက်ကြပါဦးနဲ့ဘယ်ပါလို့ကောင်းလဲဘာမှပြီးမရလို့ရှိရင်နိုင်ငံခြားပြည်ုံနဲ့မပြေးကြဘူးလားနောက်ဆုံးသိရပဲပူလောင်ပြီးတော့သောကပြီးတွေတောက်ပြီးသေးတော့ကောင်းတဲ့ဘဝရောက်ပါမလားမရဘူးသိကနိုင်မှမရှိဘူးသာသနာမှာကြည်ညိုတဲ့အာရိနဲ့တော့ဘုရားရဲ့အာဟုမှုတရားအာဟုမှုအဲ့လိုအာဟုမှုမရှိတဲ့ဆရာဝန်အာဟုမှုကြီးနိုင်ငံခြားပါရဂူကြီးအာဟုမှုကြီးအဲ့ဒီတိုက်ရိုက်တဲ့စဉ်ရရချီရီအာဟုမှုကြီးအဲ့ဒါတွေများမနေဘူးလားတဲ့ဘာဖြစ်လို့လဲတရားမရှိလို့ဆိုတာဘုရားရဲ့ကြည်စုကိုမသိလို့ဟုတ်ပြီလားဘုရားအဆုံးအမကိုမသိလို့ဘုရားရဲ့မေတ္တာဂရုဏာကိုမသိလို့ပါအဲ့တော့သမီးလေးဟာမထေရရဲ့တရားသာကိုနာခံရင်းနဲ့အသက်ဆုံးတဲ့အထိပြင်းထန်တဲ့နှိမ့်ဆက်တဲ့ဒုက္ခဝေဒနာကိုနှလုံးမသွင်းတော့ဘဲနဲ့မထေဟောတဲ့တရားကိုဒုက္ခဝေဒနာကြတဲ့ရအောင်နှလုံးသွင်းပြီးတော့အသေးခံလိုက်တယ်တရားဓမ္မတွေစဉ်းစားရမယ်နော်တိရစ္ဆာန်လိုတတ္တဝါတော်မှနော်တရားတော်ကိုနာတဲ့နေရာမှာမြားလူသားနဲ့ဒဏ်ရာရှိခံရပါလေနဲ့အဲ့ဒီဒဏ်ရာကိုနှလုံးမသွင်းမဲ့နဲ့စွန့်လွတ်ပြီးတော့မထေဟောတဲ့တရားကိုအသက်သေးတဲ့အထိနာသွားပါလားဩတိရစ္ဆာန်လိုတတ္တဝါတော်မှတရားတော်ကိုယူသည်လေးသာသာနာယူရင်သိတဲ့ထိအောင်တရားနဲ့ဖက်တည်သွားတယ်။ဩငါတို့လူသားတွေဖြစ်ပြီးတော့ဒီတိရစ္ဆာန်လေးလိုတရားနဲ့ဖက်တည်နိုင်ပါမလား။ဖရာတရားကိုအခုလိုကြည်ယူနိုင်ပါမလား။အဲ့ဒါကိုစစ်ကြပါ။အဲ့တော့မှအဲ့သမီးလေးတွေသွားပြီးတော့မထေကြီးရဲ့ညီမပိုက်ထဲသွားပြီးတော့ပိုလူစား။နောက်တော့ကလေးမွေးလာတော့ယောက်ျားလေးမွေးလာတော့ကလေးလေးကတဝါဝါနဲ့ငိုတော့မထေကြီးအိမ်ရောက်တဲ့အခါမှာဟဲ့သမီးလေးငိုလိုက်လားတဲ့မထေကြီးကအပင်ကြီးရတော့သိ9နှစ်ရွယ်လဲရောက်တော့
သူ့ရဲ့တူတော်မောင်ကိုဒါနတော်ကိုပို့ပါဆိုတော့ညီမကမထေရထံအနံပြီးတော့တာမဏေဝိတ္တဆံမင်းကိုရစ်တဲ့အချိန်မှာမထေရကမောင်ရင်းနဲ့မင်းဟရိသံမင်းအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးပါးကိုပွားပြီးတော့မင်း30ဝတ္တစီးပြန်ပြီးတော့နေတဲ့ငါသမင်ရိတ်နေဆိုတော့အဲ့လိုသမင်စတဲ့ရေးလေးတင်တဲ့ပြိုင်နဲ့အောက်ကတာမဏေလေးကရတ္တဖို့ပူသွားပြီအဲ့လိုရတ္တဖို့ပူသွားပြီးတော့မထေရကမသိသေးဘူးညကြတော့ဘာကြီးဖြစ်တဲ့မထေရကတူတော်မောင်တာမညပုဂ္ဂိုလ်အောင်မေလို့သူကကြည်စေတဲ့အနေနဲ့ကောင်းမြတ်မရှိတဲ့လာကိုသူကလက်နဲ့ပုတ်တတ်ပြအဲ့လိုလက်နဲ့ပုတ်တတ်မှဆိုလို့ကောင်းမြတ်ကိုလက်ထုတ်လိုက်တဲ့အခါမှာလာတဲ့င်းကအစင်းတရားဖြစ်သွားအစင်းတရားလည်းဖြစ်တော့အစင်းတရားဖမ်းမယ်လည်းကြောင်းနောက်ကအစင်းတစ်ထောင်ဖြစ်သွားတော့မထေရကစဉ်းစားပြီးဩငါအဘိညာဉ်နဲ့တဘိုးပြတဲ့အချိန်မှာငါအဘိညာဉ်နဲ့လုံစားနိုင်တဲ့ပုဂ္ဂိုလ်ဘယ်သူမှရှိတယ်လို့ကောင်းဝန်းကျင်ကြည့်တော့ဘယ်သူမှမရှိသူ့လူလေးပဲရှိတယ်အဲ့တော့မှသူ့လူလေးကမထေရတဲ့လာအစင်းတရားတစ်ထောင်ကိုဖမ်းတာလွယ်ပါတယ်တခုတည်းသောစိတ်ကိုဖမ်းဖို့မလွယ်ပါဘူးအဲ့လိုပြောလိုက်တဲ့အခါမှာမထေရကနောင်တရပါတော့အဲ့ဒီမထေရကသူကအဘိညာဉ်6ပါးနဲ့ကိလေသာကိုအုပ်ထားတဲ့ကြောင့်သူ့ကိုယ်သူယန္တာလို့ထင်နေတာအမှန်တော့သူ့လူစိတ်မရှိသေးဘူးအဲ့တော့မှမထေရဒူးတော့ပြီးတော့မောင်ရင်ကိုလက်အုပ်ချပြီးတော့ငါ့ကိုကမ္မဋ္ဌာန်းရှင်းပြမှာအဲ့တော့မှဝေလေးကကမ္မဋ္ဌာန်းရှင်းပြတာမထေရတလန်း3လမ်းမှာနေအရတ္တဖို့ပူသွားတယ်အဲ့တော့တို့ကဓမ္မတွေသာသနာနဲ့ကြုံတဲ့အချိန်မှာမိမိတို့ဒီအလွန်ကြုံကြိုက်ခဲ့တဲ့သာသနာမှာအသက်နဲ့လဲပြီးတော့ဘာတွေများလုပ်ထားပြီးပြီလဲတရားတွေကိုအသက်နဲ့လဲပြီးကျင့်ထားပြီးပြီလားလို့နေဖို့မလိုဘူးလားမလိုတယ်အဲ့တော့အခုတရားနာတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးအချိန်ရပဲအချိန်လဲသေမဲ့အချိန်ဟောပြီးတော့နောက်ဆုံးချိန်ရပဲအချိန်လဲသေတယ်ဆိုတာဘာဖြစ်လို့သေတာလဲအတ္တခံရလို့သေတာဟောပြီလားအတ္တခံရတော့ဆိုတာကပြုံနဲ့နေတာလားပြုံနဲ့နေတာမဟုတ်ဘူးဒီဝိညာဉ်သုတိစိတ်မချုပ်အောင်လှုပ်မရအောင်တုတ်ချုပ်ပြီးတော့တတ်တာပါဟုတ်ပြီလားအဲ့တော့မိမိတို့ဒီခရိခန္ဓာကိုယ်ကြီးကနေ့စဉ်နဲ့အမျှဘာလုပ်နေတာလဲလို့မင်းဒီခန္ဓာကိုယ်ကြီးကဘာလုပ်နေလဲအခုတရားနာနေနဲ့လေမရှိရင်သူဘာလုပ်လဲသိတယ်ဆိုတာတတ်တာပေါ့ဟုတ်ပြီလားတတ်တာသူများလာတတ်တာလားဒီယုတ်ကြီးကတတ်တာလားအဲ့တော့အကယ်၍ဒါလေမရသည်နဲ့တပြိုင်နဲ့ဒီယုတ်ကြီးကတတ်နေတယ်ဒါလေရှိတဲ့တုန်းလဲသူဘာလုပ်နေလဲတတ်နေတယ်နော်ပြန်စဉ်းစားမယ်ဟုတ်ပြီလားလေအလင်းမပြတ်ရှိနေလို့သာနော်အထောက်ပံ့ရှိနေလို့သာရှင်နေတဲ့ဆိုလို့နေကြတာအကယ်၍ဒါလေမရှိတော့ဘူးဆိုရင်ဒီယုတ်ကြီးကတပ်ပြီးသားကြီးဖြစ်မနေဘူးလားရှေးကတပ်လိုက်နောက်ကလေရထဲလိုက်ရှေးကတပ်လိုက်လေထဲလိုက်တော့အလင်းမပြတ်လေထဲနေလို့သာရှင်နေတာလေသာပြတ်သွားရင်ဒီယုတ်ကြီးသိမသွားဘူးလားသိတယ်ဆိုတာဒီယုတ်ကြီးကတတ်နေပါတယ်လို့ဆိုတာဟုတ်ပြီလားအဲ့တော့ယောဂီကိုရတော့တဲ့ခန္ဓာကိုယ်ကြီးကဘာလုပ်နေလဲသနေတယ်မကျွေးရင်ရောဘယ်နဲ့လုံးမလဲယောဂီတို့ဘာလို့ဓမေးစားနေတာလဲသနေလို့ဟုတ်ပြီလားဒီယုတ်ကြီးကသနေတယ်သနေပြီမဲ့ဘုရားတိတို့ဓမေးကျွေးလို့ရှိရင်ပြန်ရှင်းတယ်အဲ့တော့နေခွင့်ရနေတဲ့အချိန်မှာနေလို့ရသလောက်ဒီယုတ်ကြီးတတ်တာကိုထောက်ပံ့လို့ရသလောက်ရှင်လို့ရသလောက်ဘုရားတိပြီးတော့ရှင်းအောင်ဓမေးကျွေးနေရပါတယ်ဗျာဟုတ်ပြီလားသမင်းမကျွေးရင်ဘာဖြစ်ပြီလဲသတ်ပြီဟောဟုတ်တွေ့လာပြီနော်ဒါဖြင့်သတ်တတ်တယ်ဆိုတဲ့သေမင်းကဗမာလဲဟောအခုတရားနာတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးလားဒီယုတ်တရားစုဝေးကြီးကဘာလို့နေလဲသတ်နေတဲ့သေမင်းကြီးနဲ့ပေါင်းနေတာအာမရကြသေးဘူးလားဟုတ်ပြီနော်မြတ်စွာဘုရားလက်ထက်ကသူပိရာမင်းသမီးလေး16နှစ်သမီးလေးအလွန်ချောမောလာတဲ့မင်းသမီးမြတ်စွာဘုရားတောင်သွားပြီးကြော့တဲ့အခါမြတ်စွာဘုရားကသမီးသူမိတာတဲ့ဒီဟောတန်တာတော်ဟင်းညမာနိနာဒုက္ခသာတိပုဏ္ဏမပိုင်ဝမွေးကြီးနဲ့နေ့စဉ်ရက်ဆက်နေတဲ့ဒုက္ခပေးနေတဲ့ဒီခန္ဓာတုတ်ကြီးကိုနော်တခန္ဓာတတ်လိုက်တခန္ဓာသွန်းလိုက်တခန္ဓာထမ်းလိုက်တခန္ဓာသွန်းလိုက်နဲ့တန္တရာခီးချမ်းလျှောက်လာခဲ့တာရှစ်သမီးမမောသေးဘူးလားမစွန့်သေးဘူးလားအဲ့ဒီလဲမေးလေရောသူ့ဝိဒါမင်းသမီးတုံ့လောက်ကြောက်ထားပါလေ
အဲ့ဒီကနေစပြီးနန်းတော်ပြန်ပြီးတော့နော်ဘိက္ခုနီမဝတ်ကိုတောင်းပန်တော့တာပဲအခုတော့ဦးစင်းကလည်းနေပြီးယောဂီတို့မကျွေးနဲ့တတ်ပြန်ပြီဟုတ်ပြီလားမကျွေးပြန်တော့မတည့်တော့စီးထိုးတော့လည်းမရက်ဆက်ပြန်ဘူးလားဩရက်ဆက်ပြန်ပြီမကျွေးတော့လည်းထောက်ပါနဲ့ကျွေးတော့လည်းမတည့်တော့လည်းရက်ဆက်သေးရက်ဆက်တော့စီးလာချမ်းသာလားစီးပြန်ပြီစီးရတဲ့အခါကျတော့နေမကောင်းဘူးဆိုပြီးတော့ဆေးုံသွားတယ်ဆေးုံသွားတော့ဟောပါလေဆေးထိုးပြန်ပြီဆေးထိုးတဲ့ဆိုတာရက်တောင်ခတ်တာလားအကြီးနဲ့ထိုးတယ်အကြီးနဲ့ထိုးတော့ဆေးလာချမ်းသာအဲ့လိုဆိုဒီယုံကြီးကကျွေးတော့လဲမကျွေးတော့လဲနှိမ့်ဆက်တယ်မတည့်တော့လဲနှိမ့်ဆက်တယ်နှိမ့်ဆက်တဲ့ဟာယောဂပြောက်ဖို့သွားဖို့တော့လဲနှိမ့်ဆက်ခံရပြန်တယ်ကောင်းသေးလားမကောင်းဘူးအဲ့တော့အိတ်ချင်လာပြန်ရောအိတ်ချင်တဲ့ခါကျတော့မအိတ်ပြီးလို့ရငါတဘောငါဆိုလို့ရှိရင်မအိတ်နေပေါ့ရရဲ့လားမအိတ်တော့သူဘာလုပ်လဲကောင်းကင်မျိုးစက်တို့မဲ့နှလုံးသုံးမဲ့ရင်ကုန်မဲ့ကောင်းနေမူလာမဲ့ဝေလာမဲ့ကောင်းကျိုးတွေလားဆိုးကျိုးတွေလားဒီလောက်ရက်ဆက်တယ်ဒါပြီးယောဂီတို့နေတိုင်းအိတ်နေတာဘာလုပ်နေတာလဲမအိတ်ပြီးလိုက်တော့သူယောဂရောက်ပြီးမတတ်ဘူးလားသီမာကြောက်လို့အိတ်ပြီးနေပါတယ်ခင်ဗျာဟုတ်ပြီလားသီမာကြောက်လို့ညှိပြီးနေပါတယ်ခင်ဗျာဟုတ်ပြီနော်အဲ့တော့ဒီလိုကြီးပူလာပြန်တော့ရေမချိုးပြရဘူးလားဘာဖြစ်လို့ရေချိုးပြရလဲသီမာကြောက်လို့သနေတာပူလောင်နေတာပူလောင်ရင်းနဲ့ရေမချိုးပါများလို့ချင်းအပူနေငုတ်ပြီးချော့ပြီးတော့နောက်ဆုံးသိမသွားဘူးလားအဲ့တော့ဘာကြောင့်ရေချိုးတာလဲသီမာကြောက်လို့ပါဗျာအဲ့ဒီယုတ်ကြီးကအမြင်နဲ့သတ်နေပါလေယောဂီတို့အဲ့လိုနေတိုင်းရေချိုးတာသိရလားသမင်းသားတော့အဲ့ဒီအသီးနဲ့စားခဲ့ရလားအိတ်တာတော့အဲ့ဒီအသီးနဲ့အိတ်ခဲ့ရလားမအိတ်ခဲ့ဘူးဒါပေမဲ့အမှန်တော့မရှိနေဘူးလားရှိပါဘူးဒါပေမဲ့အင်္ဂလန်ဂျာမနီအီတလီရှိသလားရှိပါဘူးတနေတဲ့ယုတ်ကြီးပဲရှိတယ်ဟုတ်ပြီနော်ချမ်းသာတဲ့ဆင်းရဲတွေရှိသလားတတ္တာကြီးရှိသလားတတ္တာကြီးပဲရှိတယ်အဲ့လိုဆိုရင်တတ်နေတာကြီးမတူဘူးလားတတ္တာကြီးတူပါပြည့်နဲ့ဘာဖြစ်လို့ပြန်ရဆိုင်ရတိုက်ကြလူကြခိုက်ကြတာလေသိမဲ့မသာကြီးတတ်နေတာကြီးအတူတူသိပါကြောက်လို့မသိအောင်ရှင်လို့ရတော့ရှင်နိုင်အောင်ထောက်ပံ့ပြီးကြုံခံပြီးဝုတ်ခံနေရတာကြီးဒုက္ခတွေချင်းအတူတူဘာဖြစ်လို့ပြန်ရဆိုင်ရတာလဲတိုက်ကြခိုက်ကြတာလဲလူကြတာလဲအနိုင်ကြတာလဲတရားနဲ့ကြောင့်ပြည့်စည်အောင်ဖြည့်စည်းကြတာလဲဘယ်တရားနဲ့ကြောင့်မျက်ရည်ကြောင်ပြီးတော့ရတာလဲတရားနဲ့တရားရေပူအောင်ဘာဖြစ်လို့လုပ်ကြတာလဲမbiếtဘူးလားသိရမယ်မသာရင်အတူတူသိမှကြောက်လို့ထောက်ပံ့နေရတာချင်းအတူတူအဖို့ထပ်ပြီးတော့နှိမ့်ဆက်ကြတယ်ရက်ဆက်ကြတယ်ကောင်းရင်လားအဲ့ဒါကြောင့်လို့ဒုက္ခရမတွေကိုဒုက္ခနဲ့ကိုမငြိမ်းချမ်းလို့ငြိမ်းချမ်းအောင်စောက်ရှောက်ထောက်ပံ့နေတဲ့ကြားရရနေပြီးတော့မိသားစုအချင်းချင်းဒီမျိုးချင်းချင်းရက်ွက်အချင်းချင်းကိုယ်လူမျိုးကိုယ်ဘာသာကိုယ်နိုင်ငံအချင်းချင်းဟောပြီနော်အပူဆောင်ပြီးဒုက္ခပေးတယ်လားပေးတယ်ဟုတ်ပြီနော်အဲ့တော့အခုကြည့်လိုက်တဲ့အခါကျတော့ကျွေးရပြန်ပြီမနဲ့မိုးလေးကျွေးရပြန်ပြီဘာလို့ကျွေးရတာလဲသိမှကြောက်လို့ညနေကျတော့ထပ်ပြီးတော့တကမကျွေးရပြန်ဘူးလားအဲ့တော့တနေ့ယောဂီတွေဘာလုပ်နေတာလဲဒီမသာကြီးတတ်နေလို့နော်တတ်တဲ့အချိန်မှာနေခွင့်ရသေးတဲ့အချိန်မှာထောက်ပံ့လို့ရှိရင်နေခွင့်ရသေးတဲ့အချိန်မှာထောက်ပံ့တဲ့အာဟာရကိုကြည်ချက်အောင်ချက်သေးတယ်ကြည်ချက်အောင်ချက်တဲ့အချိန်မှာနေခွင့်မရဘူးလားနေခွင့်ရတော့လေနေနိုင်အောင်လို့ဖျားသိပြီးတော့ဟာရိယုတ်ကြီးကိုသိမဲ့နေထိုင်ဆောင်ရင်းနဲ့ဒီမသာကြီးကိုစောက်ချောက်ကျွေးနေရပါတယ်ဗျာသူ့ကိုသိပေးနေရပါတယ်ဗျာသူ့ကိုရေချိုးပေးနေရပါတယ်ဗျာသူယူခြင်းမယူပေးရဘူးလားအဲ့တော့မယူပါလဲဒုက္ခပါဟုတ်ပြီနော်အဲ့တော့တရားဓမ္မတွေတနေ့နေရတာချမ်းသာလို့နေကြလားဒုက္ခရောက်မှကြောက်လို့ဒုက္ခပြောင်းဖြောင်းနေရတာစဉ်းစားတော့ဒီကြတော့စဉ်းစားတော့အဲ့တော့ကောင်းပြီအခုယောဂီတို့ဒီလိုလာတဲ့အခါကျတော့ခဏမသိလာဘူးဘာဖြစ်လို့ခဏသိလာခြေတော့နာမှာကြောက်လို့နားတော့သိလာချမ်းသာတာသွားတော့လေဒုက္ခနေဘူးလဲသွားတော့နေခြေတော့မဟုတ်ခဏမပါရင်ဘယ်လိုနေလဲဒုက္ခထီးမပါရင်လေဒုက္ခဘာရလို့ဒုက္ခရတာလဲတိုင်းဘာပြီးရလဲဒီခန္ဓာကြီးဒုက္ခဘူးဒုက္ခကောင်းသလားမကောင်းမှန်းသိပြီးနဲ့ဒီဒုက္ခကြီးကိုမစွန့်နိုင်ကြသေးဘူးလားစွန့်လွတ်ပြီးပြီလား
မစွန့်လို့ရတယ်မစွန့်လို့တဲ့ပြီနောက်တော့ဒီလိုခန္ဓာမျိုးခဏခဏရအောင်တိုးပေါအောင်လုံးလုံးနေကြအောင်လားလောဘတွေကြောင့်ဒေါသတွေမောဟတွေမာနတွေကာမတွေຢာကတွေအဲ့လိုပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအနိစ္စပိသင်္ခါရဆိုတော့သင်္ခါရတရားပုံညာပိသင်္ခါရအပုံညာပိသင်္ခါရတရားတွေမပြုလို့ကြဘူးလားဘာဖြစ်လို့ပြုလို့တာလဲအခုပြီးတော့ပုံညာပိသင်္ခါရတရားတွေလုပ်တယ်ဆိုတာဒီလိုဒုက္ခပြီးတဲ့ခန္ဓာကိုယ်ကြီးခဏခဏရအောင်လုပ်နေတာပဲမဟုတ်ဘူးလားအဲ့ဒီလိုတာသိရင်အလုပ်လုပ်ဘူးလားဩလုပ်နေတယ်ဆိုတာမသိလို့အခုတော့သိနေတော့ဘူးလားအဲ့တော့ဒီတော်တော်များများမိုးဖို့ယောဂီတွေတော်တော်များများတော့နိုင်ငံတော်မှာနော်နဲ့ပြည့်မဲ့ရှိတဲ့ခါကျတော့တရားဟောတာသဘောလိုပါတယ်အဲ့တော့သင်္ခါရပစ္စယဝิญဉ်ပုံညာပိသင်္ခါရသင်္ခါရပစ္စယဝิญဉ်ဆိုဝิญဉ်ခန္ဓာယခန္ဓာယဒုက္ခယအဲ့တော့သင်္ခါရကြောင့်ခန္ဓာဒုက္ခမရဘူးလားအဲ့ဒါဆိုရင်သင်္ခါရတရားတွေစွန့်နိုင်ကြပြီလားမစွန့်နိုင်ဘူးမစွန့်နိုင်ပြီးတော့ဆက်မလုပ်ဘူးလားဆက်လုပ်တော့ပါရဒုက္ခယစဉ်းစားဖို့ငါဒီချမ်းသာအောင်လုံးလုံးနေကြလားဒုက္ခတိုးပွားအောင်လုံးနေကြလားဆိုမစစ်သေးဘူးလားစစ်နေပြီဟောပြီအဲ့တော့ဒကာဓမ္မတွေလွတ်တာမလွတ်တာတော့မသိဘူးလေလွတ်အောင်ယုံနိုင်တာမယုံနိုင်တာတော့မသိဘူးလောကမှာအာယုကာမဂုဏ်လေးနဲ့ရှာပြီးတဲ့ကာယကံဝစီကံတွေဟာကုသိုလ်တရားတွေလားအကုသိုလ်တရားတွေလားအဲ့တော့အကုသိုလ်တရားတွေနဲ့ပြုတဲ့ကံကြီးအကျိုးဝိဘက်အကုသိုလ်ဝိဘက်ခန္ဓာတွေပြန်မရဘူးလားအဲ့တော့တရားဓမ္မတွေဒုက္ခပွားအောင်လုပ်နေကြပါလားဟုတ်ပြီလားအဲ့ဒါကိုယ့်အကိုပြန်စစ်ပါကိုယ့်အကိုပြန်မေးပါအဲ့တော့ကောင်းပြီအဲ့ဒီလိုဒုက္ခတွေအာယုကာမဂုဏ်ကြီးရှာရင်းနဲ့မစားဒုက္ခကိုဝိဇ္ဇာနေကြမရှိဒုက္ခရောက်မှတော့ကြောက်လို့ဆိုပြီးတော့စီးပွားတွေရှာတာစီးပွားတာတိုးတက်အောင်ရှာပြီးနဲ့ဟာဒီခန္ဓာကိုယ်ကြီးကဒုက္ခပေးနေတာသိရလားရက်ဆက်နေတာသိရလားအဲ့ဒါကြောင့်မလို့အဲ့ဒါကိုသိအောင်ပြန်ကြည့်လိုက်ပါအခုတော့ဆာလာပြီဆိုရင်ဘာပေးပြီလဲဒုက္ခပေးနေကျွေးရပြန်ပြီဟုတ်ပြီလားအဲ့ဒါပြီဆိုဘာပေးပြီလဲအဲ့တော်လွယ်လွယ်နဲ့အိတ်လို့ရတာဘာဖြစ်လို့လဲဆိုတော့ဒီယုတ်ကြီးကညီကြီးပေါ်သွားအိတ်လို့မရတော့သူ့ကိုဘာလို့ပါလဲအိမ်ဆောက်ပြရတယ်အကာကာတာဘာဖြစ်လို့ကာတာလဲလေတိုက်မှာကြောက်လို့ဟောပြီလားလေတိုက်တော့ဒုက္ခမရဘူးလားဟောဒီယုတ်ကြီးဘယ်နေရာကြဒုက္ခမလွတ်ပါလားအမိုးဘာလို့မိုးတာမိုးရွာမှာကြောက်ဘာဖြစ်လို့မိုးရွာမှာကြောက်ရတာလဲဒုက္ခကြီးရှိလို့ဒီခန္ဓာကြီးရှိရင်သူကဒုက္ခတွေကသူကလက်ခံတာအပြင်ကဒုက္ခမပေးရင်အတွင်းကဒုက္ခမပေးဘူးလားအပြင်ကဒုက္ခလည်းသူကလက်ခံတယ်အတွင်းကလည်းဒုက္ခပေးတယ်ဆိုတော့အဲ့ဒီတော့ဒုက္ခပေးတဲ့ခန္ဓာကိုယ်ကြီးကိုမခွဲနိုင်ကြတာအာရောဒီကြကြကောင်းနေတဲ့စဉ်းစားပါဟုတ်ပြီလားအဲ့တော့တရားဓမ္မတွေအခုအိပ်ပြန်တော့လေတဲ့ဒီတိုင်းပြန်ပြီးမှအိပ်လို့ရဘာလို့ပြရလဲဘာလို့ပြင်ရကြောနာမှာကြောက်လို့ခေါင်းမှာဘယ်လိုအောင်လာလဲခေါင်းနာမှာကြောက်လို့ခြံအောင်မှာဘယ်လိုထောင်လဲဘာလို့ရှင်ခိုင်းမှာကြောက်ရတာလဲဒီယုတ်ကြီးပါရှင်ကလာမစားဘူးလားရှင်လာစားမှာကြောက်လို့ဘာလို့ရှင်လာစားတာလဲစားစရာမို့လို့ဘာလို့ရှင်လာစားတာလဲစားစရာကယောက်ျားမိန်းမတွေလားအသက်လိပ်တာရှိသလားရှိပါဘူး။အဲ့လိုကြည့်တော့စားစရာလားစားသွားတာ။စားစရာကယောက်ျားမိန်းမရှိလားရှိပါဘူး။အဲ့တော့စားစရာလို့မြန်ပြီးနေတာဓမ္မတွေချမ်းသာပြီ။အခုတော့စားစရာလို့မသိပဲငါသားငါသမီးငါအမေငါအဖေနဲ့တောင်းစီတွဲမနေရဘူးလား။မကြည့်တော့ဒေါသတွေမိတွေတောက်နေဘူးလား။အဲ့ဒါဘာဖြစ်လို့လဲ။စားစရာမှမသိလို့ပေါ့။စားစရာမှမသိပဲလူချင်းတော့တာဟုတ်တဲ့မကြည်နာဒေါသတွေဖြစ်မလာဘူးလားတာယာတော့တန်းနေတဲ့ကန့်ကြီးတဲ့တဏှာပေါ်လာပြန်ရောတကယ်တမ်းကျတော့ဘာကြီးလဲစားစရာကြီးဒုက္ခပေးတဲ့ဒုက္ခတုံးကြီးဟုတ်ပြီလားဟာဒီဒုက္ခကြီးဘယ်အချိန်မှအားကြီးရှိတယ်မိခင်တရားဓမ္မတွေမျောတယ်မလုံနဲ့အခုဦးဇင်းတရားနာတဲ့ကမှာမလုံဘဲနဲ့နေပြီသူ့ဘာလို့ဒုက္ခတွေပေါ်မလာဘူးလားဟုတ်ပြီအဲ့တော့တရားဓမ္မတွေအဲ့ဒီလိုနဲ့ဒုက္ခရောက်မှကြောက်လို့ဒုက္ခကြီးမှကြောက်လို့ဒုက္ခကြီးမသွားအောင်လို့အရှုံးပေးပြီးကြုံခံဝုတ်ခံပြီးစောက်ရှောက်နေရတာဘဝတစ်ခုဒါပဲအကြည့်ထွက်မလာဘူးလားအဲ့တော့ရှင်းနေတယ်ဆိုတာဘဝတစ်ခုရတယ်ဆိုတာဘာလို့လဲလို့ရတဲ့ဘဝကိုရရှိတဲ့ဒုက္ခမှဒုက္ခကြီးမသွားအောင်လို့ဒုက္ခပေးအောင်လို့ဒ
ဒုက္ခခံပြီးတော့နေပုံကြောင့်မိုးရမကြောင့်ရှာကြံပြီးတော့ကျွေးမွေးဆောက်ရှောက်ပြုစုယူရကြုံခံနေရပါတယ်ဗျာဟုတ်ရဲ့လားဒီပြင်ပါတူသေးတယ်ဘာမှမတူအဲ့လိုနဲ့ဒုက္ခခံရှာခဲ့တာရှာရင်းနဲ့ကောင်းအောင်ဆိုစီစားယူပြီးချက်တော်နဲ့အေးငွေပေးလေကိုရင်အေးပေးလေအဲ့လိုနဲ့အမျိုးမျိုးပြုစုလာခဲ့တာတပြေးတပြေးနဲ့ကိုပြုစုလို့ကောင်းတာရှိလားတပြေးပြေးအိုးလာလားပြည့်စည်လာတယ်ကိုပြည့်စည်ရလားသူ့ဘာလို့ပြည့်စည်နေတာပြည့်စည်နေတာဒီကိုသဘောနဲ့ကိုမပြည့်စည်ဘူးဆိုတော့ဘယ်သူပြည့်စည်လဲအဲ့လိုဆိုသူသဘောနဲ့သူပြည့်စည်တဲ့ဟာကိုငါကိုလို့ဘာလို့ဆွဲတာလဲဒီယုံကြီးကအပြင်ကလောကဓာတ်ဒုက္ခကိုပဲလက်ခံတယ်အထဲထဲမှာလည်းဖြစ်စည်းတယ်ကိုကထောက်ပံ့တဲ့ကြားတဲ့ကသူကထပ်ပြီးတော့အိုးအောင်နာအောင်မှုံအောင်နားကိုင်းအောင်ထပ်ပြီးမဖြစ်စည်းပြန်ဘူးလားသွားကျိုးအောင်နားတွေလေးအောင်ခါးတွေကိုင်းအောင်အကျော်တွေနှီးအောင်ယောဂါတွေတက်တော့တွေးကျိုးစီးကျိုးနဲ့ယောဂါတွေပါဖက်မလာဘူးလားစီးချိုအောင်ကိုလုပ်တာလားတွေးကျိုးအောင်ကိုလုပ်တာလားဘာနာရင်ကြပြအောင်ကိုလုပ်တာလားသွားကျိုးအောင်ကိုလုပ်တာလားဘယ်လိုလုပ်တာလဲဒီမဲ့ဒီယုတ်ကြီးပဲဒုက္ခပေးတဲ့ခန္ဓာကိုယ်ကြီးမပိုင်ဝဘူးနဲ့ကိုယ်ထင်တာငါထင်တာကြီးဟုတ်သေးလားဖြက်စည်းပြီဟုတ်ပြီနော်ရက်ဆက်ပြီဟာဒီခန္ဓာကြီးကိုသူဖြက်ချတော့မယ်ဟုတ်ပြီနော်မဖြက်ခင်ရလဲသူ့ကိုထောက်ပံ့ဆောက်ရှောက်ရသေးတယ်ပူရင်အေးအောင်တစ်မျိုးအေးနွေးအောင်တစ်မျိုးကြိုင်းလူအောင်တစ်မျိုးဟုတ်ပြီလားလမ်းလျှောက်လို့ဝေးလို့ချင်းဆိုင်ကယ်လေးနဲ့ကားလေးနဲ့တက်တောင်တစ်မျိုးအမျိုးမျိုးယူရတဲ့ဓာတ်တွေကသူကကိုယူရတယ်လို့ချမ်းသာအောင်ပြန်ပေးတယ်လားဒုက္ခပေးလားဒုက္ခခပ်ပေးုံနဲ့အားမရဘူးပြည့်စည်ယူရင်းအောင်မှာသူကဆက်ပြီးတော့ဖြစ်ပြီးပြီကောင်းသေးရဲ့လားမကောင်းတော့ဘူးတိတိကျကျကြည့်ရမကောင်းတော့ဘူးအဲ့လိုနဲ့ဖြစ်စည်းနဲ့ဆိုကြစီးတက်လို့တွေးတက်လို့အကျော်တက်လို့တွေးချိုလို့စီးချိုလို့ပန်းတာရင်ကြလို့အဲ့ဒီဒုက္ခကြီးမခံရပြန်ဘူးလားအဲ့ဒီဒုက္ခခန္ဓာကတောင်းခံရလားသေယတိခံရမှာလားသေယတိခံရမှာအဲ့လိုဆိုဒကာဓမ္မတွေကောင်းလုံးကပေါ့ပါသွားလာလွတ်လပ်ရှိတုံးကဟာဒီခန္ဓာကိုယ်ရဲ့ဒုက္ခနှိစ္စတာကိုမသိပဲနဲ့ပြုရင်းပြင်ဆောက်ရှောက်ရင်းနဲ့တတိကိုပြီးယူရင်းပြည့်စည်ကြတဲ့အခါကျတော့ငကိုယ်လုံးကချမ်းသာတဲ့ပျော်တဲ့ရွှင်တဲ့လွတ်လပ်တဲ့ဆိုတာရှိသေးလားမကြမ်းပါလို့ဖြာပေါ်မှာလဲရပြီဆိုတဲ့အချိန်ကျတော့မျက်နာလေးဘယ်လိုနေပါမလဲညှိုးငယ်ပြီးတော့မနေဘူးလားအကယ်၍ဦးဇင်းမညဟောပြီးကေဇာယောဂနဲ့လိပ်ပြန်ကြဟုတ်ပြီနော်အလုံးရင်ကြီးတဲ့ညွန်ကြားရေးပြုတ်ကြီးတထေးကြီးအခုတော့ကေဇာယောဂလည်းပြည့်ပေါ်ပစိုးတွေအင်ကြီးတော့ခန္ဓာမကတော့ဘူးလေအကုန်ချုပ်တော့ပြီးတော့လိပ်ပြန်နေဘူးလားဘယ်သူရက်ဆက်နေတာလဲဒါကြီးကငါကိုကြီးငါမကြီးငါပိန်းနဲ့ပြောနေတာတကယ်တမ်းကျတော့ကြောက်စရာကောင်းတဲ့ရန်သူကြီးပါလားဟုတ်ပြီလားအဲ့ဒီလိုနဲ့ယောဂရတော့နောက်ဆုံးပဲသွားရတယ်ဝေဆောင်ရန်သွားရတယ်ဝေဆောင်ရန်သွားသိလားဆေးရုံပေါ့ဆေးရုံသွားတာဝေဆောင်မနဲ့ရပါအဲ့ဒါဝေဆောင်ရန်ခင်ဗျားတို့မှာဘောင်းမိတွေနဲ့သွားတဲ့ဝေဆောင်ကတော့အိုးပျော်မနေရဘူးလားအဲ့ဒီဝေဆောင်ကငွေနဲ့မသွားဘူးလားအဲ့ဒီဝေဆောင်ရန်သွားတဲ့ပုဂ္ဂိုလ်ဒီနေ့နောက်ထပ်ဝေဆောင်ရန်သွားတော့ပျော်နိုင်သေးလားညနေငယ်လေးနဲ့ပတ်စံတော်လေးပါပြီးတော့နတ်သမသားလေးဆရာဝန်သားလေးခွဲစိတ်တွေဘာမှမပြေထွက်မလဲနောက်ဆုံးအပြေထွက်လာတဲ့ကိစ္စတော့မပြောရဘူးပြောရသေးလားကျန်တဲ့ပုဂ္ဂိုလ်ကဆရာကျွန်တော်တို့မှာဝေပြည့်ရှိပါတယ်ကြက်တော့ခုပါပုံရင်တော့ပုံပါသည်ဆရာတို့ဘက်ကခုတဲ့ဘက်ကတောင်းရင်ပါကျွန်တော်တို့ကျမတို့ကပုံတဲ့ဘက်ကတောင်းရင်ပါပဲဆိုပြီးတော့ဆရာဝန်ကိုဝေနဲ့မြောက်ပြီးတော့ဆရာဝန်ကတခါလေသေမင်းနဲ့စစ်မခင်းဘူးလားသေမင်းကပါလေဒီယုတ်တရားကြီးဒီယုတ်တရားကြီးသေမင်းမဟုတ်လားသေမင်းကကိစ္စယောဂလောက်တာတော့ဆရာဝန်လည်းရသကလိုက်ပြီးမပုဘူးလားကိစ္စသေးဆိုနဲ့ကိစ္စသေးသွင်းတာလွန်နေတဲ့နောက်ဆုံးဘ누구ရှုံးသွားတယ်ဆရာဝန်ရှုံးသွားတယ်ဟုတ်ပြီလားသူတို့ရဲ့ခိဋ္တိစံပြတဲ့လက်သက်ကြီးတွေကရိယာကြီးတွေစက်ကြီးတွေကနိုင်သေးလားသူတို့ကစက်မှုအင်ဂျင်နီယာတွေနဲ့ပစ္စည်းတွေဘလောက်သွင်းသွင်းအောက်ဆီဂျင်ဘူးတွေဘလောက်တတ်တာသေမင်းကတော့အေးအေးဆေးဆေးလေးဖြာပေါ်မှာဂရေပေါ်မှာမလှုပ်ခွင့်မပေးအောင်လှုပ်လို့မရအောင်တတ်နေပါသည်လက်နဲ့ဒီဓာတ်ခွဲကနေပါလားမပါဘူးသေမင်းကဘာလက်နဲ့ဘာဓာတ်ခွဲကမှမပါဘူးဘာမှမပါဘူးသူ့ကိုသိတာပါအဲ့တော့နောက်ဆုံးကြတော့ဆရာဝန်ကဘာပြောလာမလဲင
ရတော့ပါဘူးလို့မပြောဘူးလားအဲ့တော့တရားဓမ္မကြီးနောက်ဆုံးဘာအတန်ကြားမလဲမရတော့ပါဘူးအဲ့ဒီလိုမရတော့ပါဘူးဆိုတဲ့အချိန်မှာရအောင်မလုပ်ဘူးလေဘာမှလုပ်လို့မရတော့ဘယ်လိုပြန်တယ်လဲအိမ်ပြန်နေသွားပြီအိမ်ပြန်နေသွားတဲ့အချိန်မှာနောက်ဆုံးတော့အဲ့ဒီပုဂ္ဂိုလ်ကအိမ်ပေါ်ရောက်တော့အော်ငါရဲ့ချမ်းသာတဲ့အိမ်ကြီးပန်းကြံတဲ့လမ်းလျှောက်နိုင်သေးရဲ့လားမသိပါဘူးပန်းကြံကြီးသာရတယ်ဆိုလို့ပြောတာပါအဲ့တော့လင်းလူသားကားကြီးစီနိုင်သေးရဲ့လားအိတ်ခမ်းတွေကိုလျှောက်သွားနိုင်သေးရဲ့လားကတိပေါ်မှာအမလေးနဲ့ဩမနေဘူးလားအလွန်ချမ်းသာတဲ့တတိကြီးအလွန်ကြီးကျယ်တဲ့တိုက်ကြီးအဲ့ဒီမှာခန်းခန်းနဲ့စောက်ထားတဲ့တတိကြီးသူစောက်တဲ့ကျက်တီရှိတဲ့အိမ်မှာသူနေတာကျက်တီရှိသေးရဲ့လားအော်ဟိတ်ပြီးတော့ညီးမနေရဘူးလားအဲ့တော့တရားဓမ္မတွေသိတာနော်အဲ့တော့ခေသာယောဂဆိုတဲ့နောက်ဆုံးတက်တဲ့ဝေဒနာနဲ့နောက်ဆုံးသူမသေးရဘူးလားသိရပြီသိတဲ့အခါကျတော့အိမ်ပေါ်မှာကြစ်တိရှိတဲ့အိမ်ကြီးကိုစောက်ထားတဲ့အိမ်ပိုင်ရှင်ကြီးအဲ့ဒီအိမ်သူပိုင်တယ်ဆိုပြီးတော့သူပိုင်တဲ့အိမ်မှာအဲ့ဒီမသာကြီးထားသလားဘာဖြစ်လို့မထားသူကမှကြက်တိရှိတယ်စောက်တဲ့လူကအရင်တော့ကြက်တိရှိအောင်စောက်ခဲ့ပြီမဲ့စောက်တဲ့လူကကြက်တိမရှိတော့သူကြက်တိရှိအောင်စောက်ထားတဲ့အိမ်ပေါ်မှာနေလို့ရသေးလားကြည်ကံမတန်မရဗျာဒီအိမ်ကြီးတော့ရအောင်နော်ခန္ဓာနာနာတန်ဖိုးကြီးအောင်စောက်ထားနိုင်ပါလျက်နဲ့အဲ့ဒီပုဂ္ဂိုလ်သူစောက်တဲ့အိမ်မှာသူနေလို့မရတော့ဘူးသူကမตายရတဲ့အတွက်ကြောင့်မตายရတဲ့တုတ်တံနဲ့သွားမပို့ရဘူးလားတနည်းအားဖြင့်ပြောမလို့သွားနှုံပြစ်လိုက်တာလို့ခေါ်တယ်အမြင်ကြီးပေါ်မှာထားလို့ရှိရင်ပုတ်ပွားပြီးအပုတ်တွေနမ်းလို့ဘင်းတွေမကောင်းတဲ့အတွက်ကြောင့်မြင်မကောင်းနားမကောင်းတော့နောက်ဆုံးပါလို့ရတယ်မီးရှို့ရတာဟုတ်ပြီလားအဲ့တော့တရားဓမ္မတွေဘဝတစ်ခုရဲ့အတိတ်ဘက်ကိုပြန်စမ်းစစ်လိမ့်မယ်ဆိုရင်အမိပရိသန်တွေဝင်းင်းကထွက်တော့ဘာမှန်းပိုင်ဆိုင်လာခဲ့တာပါလေဘလာချင်းတာဟုတ်ပြီနော်လောကကြီးကနေနောက်ဆုံးပြန်ထွက်သွားတဲ့အချိန်မှာတော့ကိုယ်စီကိုယ်လက်နဲ့သွားနိုင်ရဲ့အမိပရိသန်တွေဝင်းင်းကထွက်တော့ကိုယ်စီကိုယ်လက်နဲ့ထွက်နိုင်ရဲ့လားဘာမှလည်းမပါဘူးလောကကြီးကထွက်တော့ဘာပါသေးလဲဒါပေမဲ့ဈာမှာဘာရှုပ်နေကြတာလဲဟုတ်ပြီလားပြဿနာတက်နေကြတာငါမရှိတဲ့ငါမသိတဲ့ဆိုတော့လည်းမမလာတွေတက်မနေဘူးလားငါကဘူးရဲ့သားသူကငါတဲ့သားတဲ့အဲ့လိုပြန်ကြမကျင်တတ်ကြရင်မုန်းညချစ်ခင်ကြတဲ့တွေ့ကတ်ကြတော့ကြလွမ်းညဆူးကြငိုကြတော့ကြတော့သားတွေသမီးတွေမျိုးဟောကြအချိန်တန်တယ်ဆိုလို့ရှိရင်အိမ်တော်ကြီးပေးစားကြမလုပ်ကြဘူးလားအဲ့ကြောင့်ရောက်ခမနဲ့သမင်းနဲ့ပြဿနာတက်သူနဲ့ငါနဲ့ပြဿနာရှုပ်ပွားမနေဘူးလားလောကကြီးကရှင်းနေဆိုတာရှိလားဘလောက်ပဲရှုပ်သိတော့ရှင်းမသွားဘူးမသိခင်ရှုပ်သိလင်ပုံမသိခင်မလုပ်နေလေသိတော့ကောင်းရဲ့အဲ့တော့သေမမသာဘာမှမရှိကြရင်တူတူသေရဘာမှမပါတိုင်းတူတူသေရှင်းနေတာပဲတူဘာဖြစ်လို့မသိခင်ရှုပ်ကြတာလဲတယောက်နဲ့တယောက်ဆင်းရဲမှုတွေလောင်ကျွမ်းမှုတွေဘာဖြစ်လို့အဖို့ထပ်ပေးကြတာလဲကောင်းသေးရဲ့လားမကောင်းတဲ့လုပ်တွေမလုပ်ကြဘူးထပ်ပြီးလောင်ကျွမ်းတဲ့မိတွေမတိုက်ကြဘူးသတိပေးလိုက်ပါပြီဟုတ်ပြီလားအဲ့တော့ယောဂီတို့အခုဘလို့ပဲနေနေကျမ်းမှာအခုနေရတယ်ဆိုရင်နေတိုင်းကျမ်းမှာပါမလားနောက်ဆုံးပါပြီလေသေမင်းသတ်မဲ့တစိတ်ယောဂတမျိုးတော့ပေါ်မလာဘူးလားအဲ့ဒီအချိန်ကျတော့တရားဓမ္မတွေဒုက္ခတရားတတ်တဲ့ဒုက္ခနဲ့တွေ့လာတဲ့အခါမှာတရားဓမ္မတွေအဲ့ဒီဒုက္ခမှာလွတ်မြောက်အောင်ဘယ်လိုလုပ်ကြမလဲတရားနဲ့သတ္တနာဒုက္ခမှာဒီရှားပြီးတော့ဒီညဦးဇင်းဟောမယ်တရားဝေဒနာကမ္မထာနဲ့ဝိပဿနာကျင့်စဉ်တွေကိုအဖြေရှာပြီးမယ်တရားတော်အဲ့တော့ခန္ဓာရဲ့လူကပြင်းထန်တဲ့ဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါမှာရွှေတွေမျိုးတွေအမြတ်ခံလို့ရတယ်စိတ်ရှင်ဝေကြောက်တဲ့မရများတွေထောင်းပြီးတော့ရင်အေးအောင်အမုတ်ထောင်းတိုက်လို့ရပါအရာကိုကြီးနဲ့မုတ်တော့အေးပါတော့အေးပါဗျာအဲ့ဒီဒုက္ခမှခင်ဗျားတို့လွတ်အောင်ဘယ်လိုများချမ်းသာတဲ့အထောက်အထားရှိကြလဲရှိသလားရှိပါဘူးရှိဖို့လို့လည်းမရတောင်းပန်လို့လည်းမရနေရွှေညချီလို့လည်းမရဟုတ်ပြီလားရရချီလို့လည်းမရဓာတ်ရိုက်လို့လည်းမရစိတ်မို့တွေထောင်းတန်လို့လည်းမငြင်းကြတော့ဘူးအဲ့ဒီလိုလောင်ကျွမ်းတဲ့အချိန်မှာမိမိကိုမျှခံမဲ့ပုဂ္ဂိုလ်ရှိသေးလားရှိပါဘူးအဲ့ဒီလိုဆိုရင်အဲ့ဒီလိုဆင်းရဲဆုံးအချိန်မှာမိမိခန္ဓာကိုယ်တတ်နေတဲ့အချိန်မှာရှောင်ပြေးမယ်ဆိုပြီးထွက်ပြေးရနေရောရှိသေးလားရှိပါဘူးထွက်ပြေးနိုင်ကောင်းရှိသေးလားရှိပါဘူးလုံနိုင်ကောင်းရှိသေးလားရှိပါဘူး
ရေလေးတစ်ပေါက်တော့ကိုယ်ကိုယ်တိုင်တောက်နိုင်သေးရဲ့လားရေတစ်ပေါက်ချပြီးတော့ပါဇက်ကလေးအတွင်းထဲရောက်မနှဲမြူချဖို့မနှဲမကြိုးစားနေရဘူးလားအဲ့ဒီလိုအကျဉ်းကျလှုပ်မရတဲ့အချိန်သေအောင်တတ်မဲ့ပြင်းထန်တဲ့ဝေဒနာနဲ့တွေ့တဲ့အချိန်မှာဒုက္ခဓမ္မတွေမစင်းရင်းနေရဘူးလားအဲ့လိုစင်းရဲမှလွတ်အောင်ချမ်းသာဖို့မလိုဘူးလားတရားဓမ္မတွေပတ်စံချတယ်ဆိုတာလဲချမ်းသာဖို့တနည်းအားဖြင့်မဲ့ဆိုစင်းရဲမှကြောက်လို့ပါစင်းရင်လည်းမစားရလို့ရှိရင်မစင်းရဘူးလားမစားရမဝေးရမနေရလို့စင်းရအဲ့ဒါတော့စီးပွားချတယ်ဆိုတာဘာလို့လဲစင်းရဲမှကြောက်လို့စင်းရဲခြင်းမှလွတ်မြောက်ဖို့အထောက်ပံ့ဆိုတော့ချမ်းသာဖို့ဟောပြီလားအဲ့ဒီဒုက္ခတွေစီးပွားချတယ်ဆိုတာချမ်းသာဖို့ရှာတယ်ဆိုတာဒါကိုဆိုလိုတာဟောပြီနော်ဘလောက်ပဲသိမောများစွာချမ်းသာပြီနဲ့သမင်းစားတော့ဘယ်နှပိုက်စားလဲတပိုက်ပဲစားတယ်ဝတ်တော့လဲတကုန်းစားပဲအဲ့တော့လဲတကြောစားပဲသွားတော့လဲတပွားစားပဲအပူရှိသေးလားအဲ့ဒါကြောင့်မလို့တကုန်းစားတပိုက်စားတကြောစားအဲ့လိုဖြစ်ပါလေနဲ့နော်အဲ့ဒီတဲ့လုံခဲ့ပြီးရှာခဲ့ပါတော့လဲအဲ့ဒီယန္တနာတွေဟာခရိခန္ဓာကိုကြီးအတွက်တကြောသာတပိုက်သာကျွံခံမှုဖြည့်ဖို့ရှာခဲ့ပြီဒီယုတ်ကြီးတတ်တဲ့အခါကျတော့ပူရှံနေတဲ့သူ့ရဲ့ယန္တနာတွေကသူ့အတွက်ထောက်ပံ့လို့ရသေးလားအသုံးချလို့ရသေးလားဘာဖြစ်လို့လဲဆိုတော့အသုံးချမဲ့ပုဂ္ဂိုလ်မှာအသုံးမကျတော့တာကိုဟုတ်ပြီလားအဲ့တော့အသုံးမကျတဲ့ကောင်ကြီးအသုံးမကျတဲ့ကောင်မတွေဖြစ်မသွားဘူးလားအသုံးမကျတဲ့ပုဂ္ဂိုလ်ကိုအသုံးချပြပစ္စည်းကဘာမှမထောက်ပံ့နိုင်ဘူးဘာဖြစ်လို့အသုံးချမဲ့ပစ္စည်းကအသုံးချပဲနဲ့အသုံးချကမဲ့ပုဂ္ဂိုလ်မှာအသုံးချလို့မရတော့လားဟုတ်ပြီလားအဲ့တော့တက်ကယ်စီရောထိုးလို့ရသေးလားအောက်စီဂျင်ရောပြလို့ရသေးလားဩဘယ်နဲ့သွေးရောသွင်းလို့ရသေးလားမရတော့ဘူးအဲ့တော့ဘာလို့ လဲအောက်ဆီဂျင်နဲ့ပြောတော့ဆုံးသတ်သေးအဲ့တော့ဆင်းရဲတဲ့ဒုက္ခဝေဒနာနဲ့တွေ့လာတဲ့အခါမှာသေအောင်တတ်တဲ့ဒုက္ခဘေးမှာငြိမ်းအေးဖို့ချမ်းသာဖို့မြန်တရားဓမ္မတွေရရှိပြီလားရရှိပြီလားမသေးဘူးလို့မြန်တွက်ရှာရှိသေးလားရှိပါဘူးသေချာတော့မသေးဘူးလားသေချာပါဘူးသေတယ်ဆိုတော့တတ္တဝါတို့ရဲ့နောက်ဆုံးအပြင်းထန်ခံစားရတဲ့အဆင်းရဲဆုံးအချိန်ပဲလှုပ်မရလှဲ့မရတဲ့အချိန်ဟုတ်ပြီလားလောကမရှိလို့ဆင်းရဲတယ်ဆိုလို့ရှိရင်အတိုးပေးလို့ရတယ်နောက်ဆုံးကရုံးထုတ်ပြီးဒါနဇင်မှာရှင်းဆိုဖြည့်ရှင်းမရဘူးလားကိုယ့်ရဲ့ယန္တကိုရှိခိုးတောင်းမှရင်မရဘူးလားသိမင်းရှိခိုးတောင်းမှလို့ရနေရှိပြရှိလို့လည်းဘယ်နည်းနဲ့မှဖြည့်ရှင်းလို့မရတော့ဘူးလှုပ်လို့လည်းမရယုံလို့လည်းမရရှိခိုးလို့မရတောင်းမှလို့လည်းမရအသက်လူကြီးအကျော်လို့သိမင်းတတာကိုခံရပြီအဲ့လိုရက်ဆက်တဲ့အပြင်းထန်ဆုံးသေအောင်တတ်မဲ့ဒုက္ခဘေးကြီးမှာအလိုစည်းတဲ့ဒုက္ခဘေးမှာလွတ်ဖို့အတွက်ချမ်းသာဖို့တရားဓမ္မတွေအားကိုးရှိပြီလားရှိပါဘူးအဲ့လိုဆိုဘာလို့ဒီလိုနေကြတာလဲပြီးမှုတော့ဟောပြီနော်ဒါဖြင့်အားကိုးစရာမရှိလို့လားဘာတွေရှိဟုတ်ပြီနော်အဲ့တော့ဝိပဿနာရှိပြီအဝိဇ္ဇကာဝေဒနာနုပဒနာကမ္မထာရောက်ပြီအဲ့တော့ဝေဒနာနုပဒနာကမ္မထာလို့ဘာလို့ရှိရတာလဲဆိုရင်ဟာဒီဒုက္ခဝေဒနာပြင်းထန်စွာဖောက်ပြန်လာတဲ့အခါမှာဆင်းရဲပြီးမတောက်ဘူးလားအဲ့ဆင်းရဲပြီးတောက်တာမှချမ်းသာခြင်းဘုရားအတွက်ဝေဒနာကမ္မထာကိုရှိပါပြီဟုတ်ပြီလားမနေ့ကဦးဇင်းဟောတဲ့ကာယ ानु ပဒနာတတိပဌာန်ကတော့ရုပ်တရားဤကောင်းရတာဆိုရတာမပါဘူးရုပ်တရားရဲ့အစဉ်ဖွဲ့စည်းပုံပေါ်မှာအဲ့ဒီပုံမှာယောက်ျားမင်းကပုဂ္ဂိုလ်တ attva အမြင်မှားတဲ့ဒိဋ္ဌိနော်တာယတနဲ့တဲ့တတအယုစုကမ္မဋ္ဌာန်း32ဝရကမ္မဋ္ဌာန်းခန္ဓာတို့ပရိပါတော်ကြီးဖြည်ကြည့်တော့ကိုယ်ထင်သလိုဒိယောက်ျားမင်းမတွေရှိသေးလားတာယဘောတနဲ့ဘောတဏှာပြုလို့ရသေးလားအဲ့ဒီဒိဋ္ဌိဝိတနာမိကိုအဲ့ဒီလိုဖြည်ရှင်းငြိမ်းသွားဘူးလားဒါပေမဲ့အဲ့ဒီယုတ်တရားကြီးပြင်းထန်စွာနှိမ့်ဆက်တဲ့ဒုက္ခဝေဒနာနဲ့တွေ့လာတဲ့အခါကျတော့ဘယ်လိုဖြည်ရှင်းမလဲအခုတော့ယောဂီတို့အဲ့တော့ဝေဒနာကမ္မဋ္ဌာန်းရှုပဲကမ္မဋ္ဌာန်းကြီးပေါ်မလာဘူးလားအဲ့တော့တရားကျင့်စဉ်အတိတ်ပဲနဲ့ဝေဒနာကမ္မဋ္ဌာန်းရှုပုံနဲ့သိခြင်းစည်းရင်နဲ့လွတ်ပုံနဲ့အာဟောဟတ်သပြီးကြည့်ကြလို့တရားကျင့်နေဆိုတော့တရားထိုင်ခြင်းညခြားပဲကျင့်ခြင်းလမ်းလျှောက်ပဲကျင့်ခြင်းလျောင်းပြီးတော့ပဲကျင့်ခြင်းဘလို့ပဲကျင့်ခြင်းမိမိစိတ်ကလေးတရားကျင့်နေဆိုတာဘာလို့တာလဲဆိုရင်ခန္ဓာရဲ့အရှိသဘောကိုရှုဖို့အတွက်မဟုတ်လားအဲ့တော့ကမ္မထံနဲ့ပြောကြတယ်ကမ္မထံဆိုတာကာမဆိုတာအလုပ်ထံဆိုတာဌာနတရားအလုပ်တရားခေါင်းညက်တဲ့ပုဂ္ဂိုလ်ကခေါင်းညက်ဆိုင်ရာသူအလုံးလုံးမဲ့နေရာသူစည်းဝါးချမဲ့နေရာနော်ပညာသိတဲ့ကျောင်းကသူ့ကျောင်းဟာစည်းဝါးချပြီးပညာသိမဲ့နေရာ
ဈေးရောက်တဲ့ပုဂ္ဂိုလ်တွေသူ့ရဲ့ဈေးဆိုင်ဒီသူစီးပွားရှာမဲ့နေရဘယ်လိုပဲစီးပွားရှာကြဘယ်လိုပဲလုပ်လို့တရားမီယာကျင်းလို့ရပါမလားအဲ့လိုဒီမိစီးပွားရှာမဲ့နေရာလေးကိုအလုံးလုံးမဲ့နေရာလေးကိုအလုံးလုံးရဌာနလေးကိုကာမဌာနလို့ခေါ်တယ်ဟုတ်ပြီလားအဲ့ဒါကိုကမ္မထံလို့ဖြစ်မလားဟုတ်လားအဲ့ဒါကမ္မထံဆိုတာပါလေလို့မေးရင်ခရိခန္ဓာအင်းကြီးခရိထဲမှာဓမ္မခန္ဓာဆိုတာတရားဆိုတာခန္ဓာတရားရှုကျင်တော့ခန္ဓာကိုရှုကျင်တော့ခန္ဓာမှာရှိတဲ့အရှိတရားတွေကိုရှုကျင်တော့စိတ်ကအဲ့ဒီကိုရှုဖို့တဲ့စိတ်ကအပြင်ကိုပြန့်လွင့်နေတော့ခန္ဓာရှုလို့ရပါမလားနေရာတော့ပြန့်လွင့်နေတဲ့စိတ်ကိုသိသိဖို့နေရာတနေရာမလိုဘူးလားအဲ့ဒါတော့ကာမဌာနလို့ခေါ်တယ်ဟောပြီနော်အဲ့တော့ရှုမှာကဝေဒနာကမ္မထံတော့ဦးဇင်းတို့အခုကာနုပဒနာရှုတဲ့ဒီလိုရှုပဲအကယ်၍ဝေဒနာကမ္မထံကိုရှုတဲ့နေရာမှာခန္ဓာရဲ့တလေးပါဖောက်ပြန်တဲ့ဒုက္ခဝေဒနာကဖြစ်လာတဲ့မြည်ကိုတောက်တဲ့ခန္ဓာမှာရှုဖို့အတွက်စိတ်ကပြန့်လွင့်နေမှဆိုရှုလို့ရပါမလားအဲ့တော့သိသိဖို့နေရာတနေရာမလိုဘူးလားဘယ်နေရာတည်မလဲငယ်လေးမှာတလုံးလုံးတည်အောင်မရဘူးလားကိုကြိုက်ကိုဒီပေါ့ဟုတ်ပြီလားဘိုင်းမှာဖောင်းနေပိန်နေဖောင်းနိုင်ပြီးပိန်နာပြီးဖောင်းနိုင်မဲ့ပိန်နာမဲ့စိတ်ကလေးအဲ့လိုကတ်ထားလို့ချင်းစိတ်ကအပြည့်ထွက်အောင်မလားအဲ့တော့ဘိုင်းကိုနေရာကိုအကြောင်းခံပြီးတော့ကမ္မထံပေါ်မလာဘူးလားအဲ့တိုင်းတော့သိတည်လို့မရဘူးလားကိုကြိုက်ကိုဒီပေါ့ဟုတ်ပြီလားကိုဒီနေရာကြိုက်ဒီနေရာဒီပေါ့အာနာပါနကမ္မထံဆိုတာကဝင်လေထွက်လေလေးကတိုက်တော့လေးချောင်းဝင်လေပြီးထွက်လေပြီးတော့မဟုတ်လေးနဲ့နာဒီကတိုက်ခဲ့တဲ့ကထိတာမပေါ်ဘူးလားပေါ်လာတဲ့အဲ့ဒီနေရာလေးကိုစိတ်ကလေးတီးတိုင်းစိတ်အပြင်ထွက်အောင်မလားစိတ်အပြင်မထွက်အောင်ထိသိမှုနေရာလေးနဲ့နာဒီကထိတဲ့နေရာမှာတီးရောမရဘူးလားကိုယ့်ဘာကိုကြိုက်တဲ့နေရာတီးအဲ့ဒါကိုမသိတော့ဒုက္ကမ္မထံကမှတ်တာသူတို့ကမ္မထံယူရတယ်လျှောက်လို့သွားတာဘာဖြစ်လို့လဲဘာလို့မသိလို့လျှောက်ပြောတာဟုတ်ပြီလားခုနဦးဇင်းပြောလို့စိတ်ရဲ့ပြန့်လည်မှုမှာခန္ဓာကိုသိသိပဲဆိုတော့မိယတဏှာလို့တော့ကိုလိုတဲ့နေရာကိုဒီလို့မရဘူးလားအဲ့ဒီလိုဆိုသူကမ္မထံငါကမ္မထံညင်းလို့ဒီလားလက်သမားလုပ်တဲ့လူကသူ့လက်သမားယုံပေါ့ဈေးရောက်တဲ့လူကဈေးယုံပေါ့ခေါင်းညက်တဲ့လူကခေါင်းယုံဟဲ့မင်းခေါင်းညက်ဆိုင်အဲ့ဒီမှာမလုံးနဲ့လို့ပြောလို့ရသေးလားသူ့စည်းဝါးသူရှာတော့သူ့ရဲ့မိယာသူ့ရဲ့လို့သူ့ဘာသူဘာလို့ကိုညင်းမှုလို့ဒီလားအဲ့တော့ကမ္မထံကြီးညင်းရတဲ့ဆိုတာဘာဖြစ်လို့လဲကမ္မထံဆိုတာကိုမသိလို့ညင်းတာဟုတ်ပြီလားအခုတော့ကမ္မထံဆိုတဲ့သဘောဒီစိတ်ရဲ့ပြန့်လည်မှုမှာမပြန့်လည်အောင်သိသိတဲ့ခန္ဓာမှာတဏှာထားတယ်ဆိုတော့ရှေ့စိတ်ကိုနောက်စိတ်နဲ့ရှုတော့လေနာနာညစ်တည်တဲ့ကမ္မထံဟောင်းနေပြီနေဆိုတာရုပ်ကိုတည်တဲ့ကမ္မထံလေးနဲ့နာရီကရှိတယ်ဆိုတာရုပ်ကိုတည်တဲ့ကမ္မထံငယ်လေးဆိုတာရုပ်ကိုတည်တဲ့ကမ္မထံအဲ့လိုကမ္မထံတည်တယ်တည်တာကိုနစ်တဲ့ရတည်လို့မရဘူးလားအဲ့လိုဒီင်းနဲ့5မိနစ်10မိနစ်15မိနစ်မိနစ်20ကြာတော့ဘာဖြစ်လာလဲအောက်ကကြိုက်တာတွေခဲတာတွေထုံတာတွေကျင်တာတွေပေါ်မလာဘူးလားပေါ်လာတဲ့အခါကျတော့စိတ်ကလေးမရောက်သွားပြီလေသုံးတဲ့ကျင်တဲ့နေရာရောက်သွားပြီဟောပြီနော်စဉ်းစားပြီနော်ကျင်တဲ့ပုဂ္ဂိုလ်ရဲ့အကျဉ်းကန်းပါလာပြီမူလကထားတဲ့ကမ္မထံကတော့ငယ်လေးထားရင်ထားမယ်နာသီဝထားရင်ထားမယ်ရင်ကြိုက်ထားရင်ထားမယ်ပိုက်ထားရင်ထားမယ်ရှင်းလေးကိုနောက်စိတ်ကိုရှုရလဲထားရင်ထားမယ်ရှင်းလေးပေါ်လာရင်နောက်စိတ်စီထားပြတ်သွားတယ်ရှင်းလေးပေါ်လာတဲ့နောက်စိတ်ဓမ္မူလကမ္မထံတရားမတူတဲ့လူရင်းတော့မတူဘူးလားလူရင်းတူကြတဲ့ပုံကိုယ်ကြီးနေရာကွဲကြပြီပြန်ဒါလေးကဖောက်ပြန်လာတဲ့ခါကျတော့မိမိတို့ကမ္မထံထားတဲ့နေရာမှာစိတ်ကလေးနေသေးလားမနေတော့ဘယ်ရောက်သွားလဲကြိုက်တဲ့ခဲတဲ့နားတဲ့နေရာရောက်မသွားဘူးလားကမ္မထံ2မျိုးရှိသေးလားတစ်မျိုးနဲ့ပေါင်းမသွားဘူးလားအဲ့ဒါဓမ္မစင်ပဲဟုတ်ပြီလားအဲ့တော့ဒကာဓမ္မတွေသိတာအဲ့တော့သူကမ္မထံငါကမ္မထံညင်းဖို့မလိုဘူးကြိုက်တဲ့နေရာထားလို့ရတယ်မိမိထားရင်းနဲ့ကြာလေးတော့အောက်ကခန္ဓာကဓာတ်ကြီးလေးပါဖောက်ပြန်လာတဲ့အခါကျတော့ဒုက္ခဝေဒနာကဥစည်းတော့အဓိပိအောင်ပြီးတော့နာနေဥစည်းရအိုင်ကိုပြောင်းပြီးပြတ်သွားတဲ့အခါကျတော့ကမ္မထံပေါင်းဆုံးမသွားဘူးလားအဲ့ဒါကမ္မထံမဟုတ်ဘူးလေအဲ့ဒီကျတော့ဒုက္ခဝေဒနာသွားတွေ့တဲ့အခါကျတော့မစည်းရဘူးလားအဲ့တော့ဒကာဓမ္မတွေအဲ့ဒီစည်းရင်လာပြီသေတော့လဲဒီယုတ်ကြီးကတတ်မှာမသေးခင်တော့လဲဒီယုတ်ကြီးကတတ်ပြီးမနှိမ့်ဆက်နေဘူးလားနှိမ့်ဆက်နေတဲ့အခါကျတော့စည်းရဲပြီတဲ့အဲ့ဒီစည်းရဲတာကိုပြဿနာဘယ်လိုရှင်းမလဲဟုတ်ပြီနော်အဲ့တော့တချို့ကကမ္မထံအားထုတ်တဲ့အခါမှာကြာကြာထိုင်လို့မလို့တဲ့ဟာဒီခန္ဓာရဲ့ဒုက္ခဓာတ်လေးကပြင်းထန်တာဖောက်ပြန်တဲ့တရားကျင့်ဖို့မလို့တဲ့ဝေဒနာလေးပြင်းထန်လာတဲ့အခါမှာစည်းရဲပြီးတော့သမာဓိပြတ်တော့တရားမရနိုင်ဘူးတဲ့အဲ့လိုမဆိုကြဘူးလားဆိုကြတယ်တချို့ရေးတာကြတော့ဝေဒနာတက်လာလို့ရှိရင်အမှတ်နဲ့ပြင်းမပြေခိုင်းဘူးလားဟောအဲ့ဒါလည်းမှတ်ထားနော်အမှတ်နဲ့ပြင်းတယ်
တချို့ရိတ်တာကြတော့အတိနဲ့ပြင်တဲ့မပြင်ခိုင်းဘူးလားဟောအဲ့တော့ပြင်ခိုင်းတဲ့ရိတ်တာပဲရှိတယ်မပြင်ခိုင်းတဲ့ရိတ်တာရှိလားကျုပ်လို့ရှိတယ်ကျုပ်လို့ရှိတယ်အဲ့တော့ကောင်းပြီဒီပြဿနာဖြေရှင်းကြနော်တရားလမ်းကြောင်းကြီးသဘောရဲ့ဝိပဿနာသဘောရဲ့မိမိတို့သိရင်စည်းမှလွတ်တဲ့သဘောရဲ့ဝေဒကမ္မဋ္ဌာန်းရဲ့ပေါင်းစုံပြီးတော့သုတ်တန်နဲ့ဟောမယ်ကြာကြာဟောရင်နာပါပါအေးဟုတ်ပြီအဲ့တော့ဦးဇင်းဟောမယ်အဲ့လိုဆိုရင်ကမ္မဋ္ဌာန်းမြာမတူညီပဲဆရာကနေပြီးတော့မင်းတို့နာသီဝါကနေဝေဒကိုကြိုက်ခဲတဲ့နေရာသွားကြည့်ပါလို့ဆရာခိုင်းတာလားအလိုလိုရောက်သွားတာဟောအဲ့လိုဆိုလို့ရှိရင်ခန္ဓာရဲ့သိစက်တာကလည်းဆရာကနေပြီးတော့ဒီဒကမာကြီးကိုကြိုက်ဟိုဒကာကြီးကိုခဲလို့ဆရာခိုင်းတာလားကိုယ်ခန္ဓာကဖြစ်တာလားကြိုက်ခဲထုံကြည့်တာလဲဆရာကြောင့်မဟုတ်ဘူးကိုယ်ကြောင့်ဟုတ်ပြီလားကြိုက်ခဲထုံကြည့်နဲ့ရက်ဆက်တဲ့နေရာကိုရောက်တာလဲဆရာခိုင်းလို့ရောက်တာလားကိုယ့်ဘက်ကိုရောက်တာလားမသိဘူးသိမ်းမှသွားမကြည့်နဲ့ကျမ်းတယ်ကျမ်းတယ်ဆိုတာဘုန်းကြီးကအသာကျုပ်ပြီးထုံးနေရိုက်နေလို့လားဟုတ်ပြီမသိဘူးသိမ်းတာသွားမကြည့်နဲ့ကျမ်းတယ်ဆိုတော့ဘာကျမ်းတာလဲဘာကိုပြီးပြီးတော့ကျမ်းနဲ့ပြောတာလဲဘာကိုသတ်မှတ်တာလဲဖြေရှာမယ်နော်ဦးဇင်းကရိတ်တာတွေကျင့်စီတွေနဲ့အကုန်ရှင်းပြီးဟောသွားတော့မယ်နောက်သုတ်တန်နဲ့လည်းတိုင်းရှင်းပြီပဲအဲ့တော့ဝေဒတက်လာတဲ့အခါကျတော့ပြင်းနေဆိုပြီးတော့ပြင်းတော့တက်တာရမှာမလားဘူးလားအဲ့လိုဆိုရင်အဲ့ဒီရှင်းတဲ့ပြဿနာကိုပြင်ဖြေရှင်းလို့ရှိရင်ငြိမ်းသွားဘူးလားငြိမ်းသွားပါဘူးသိရင်ပြင်လို့ရမလားဟောစဉ်းစားမယ်လေဟုတ်ပြီနော်အခုကောင်းလုံးကပြင်လို့ရပြီနဲ့သေတော့ပြင်လို့ရသေးလားဒီမှာပြင်လို့ရတဲ့ချိန်တော့ရတယ်သေတဲ့ကပြင်လို့မရတော့ပြင်လို့မရရင်စိတ်ဘယ်လိုဖြစ်မလဲဟောအဲ့လိုဆိုရင်ပြင်နေတဲ့အလုပ်ကြီးစင်းရဲမှုချုပ်ခဲ့တာဟုတ်ပါဘူးအဲ့တော့ပြင်တဲ့အလုပ်ကြီးစင်းရဲမှုချုပ်ကြောင်းမဟုတ်ပါဘူးတဲ့စင်းရဲမှုလိုပါကြောင်းနေဟုတ်ပြီလားကျင့်မဲ့ကျင့်တွေကဒုက္ခនិရောဓဂာမိနိပရိပဒါရိယသစ္စာဒုက္ခချုပ်ပါဟုတ်ပြီနော်အဲ့တော့ခန္ဓာကိုယ်ပြင်းနေဆိုတော့ကာမယုတ်လို့ခေါ်တယ်ကြိုက်ခဲထုံကြည့်တဲ့နေရာကြီးဒီကာမအိမ်ကာမယုတ်ဒီခန္ဓာကိုယ်ကြီးကကာမဂုဏ်တရားတွေမခံစားဘူးလားကာမအာယုကိုလက်ခံတဲ့ကြောင့်အဲ့ဒါကာမယုတ်လို့ခေါ်တယ်ဒီကြိုက်ခဲထုံကြည့်တဲ့ကာမယုတ်ကြီးကြိုက်ခဲတော့ရှင်းလာတော့ကာမယုတ်ကြီးကောင်းအောင်ချမ်းသာအောင်မလိုချင်ဘူးလားအဲ့ဒီချမ်းသာတဲ့ဟာကိုလိုချင်တာဘာခေါ်လဲတဏှာလောဘဟုတ်ပြီနော်ချမ်းသာအောင်လုပ်တာပါလေဒုက္ခဝေဒနာနဲ့ရင်ဆိုင်တဲ့အခါမှာမခံစားကျင်တာကိုဘာခေါ်လဲဒေါသငါကိုကြီးနာနေတယ်ဆိုတာပါလေဒိဋ္ဌိဟုတ်ပြီလားရုပ်တရားနဲ့တရားကိုမသိတာပါလေမောဟအဲ့လိုဆိုပြင်းနေဆိုတဲ့အလုပ်ဒီပြုပြင်လို့တဲ့လောဘပါတော့ကုသိုလ်တရားမဲ့တရားလားအကုသိုလ်တရားလားအဲ့လိုဆိုပြင်းတာဒီမဲ့အလုပ်လားအကုသိုလ်လုပ်လားအကုသိုလ်လုပ်ပါဗျာစဉ်းစားနော်ဘာလို့လဲပြုပြင်လို့တဲ့ချမ်းသာရာကိုလိုချင်တာလောဘမြတ်စွာဘုရားနှလုံးနဲ့ဟောလိုက်တဲ့အဘိဓါဒေါမနတာတဲ့ဒေါမနတာဆိုတာကတလုံးလုံးစည်းရင်းနေတာဟုတ်ပြီလားလောဘဆိုတာဒီနေရာမှာကာမဂုဏ်လောဘကိုပြောတာမဟုတ်ဘူးမိမိကာမယုတ်ကြီးစည်းရင်းနေရာမှာချမ်းသာရာတက်တာရာကိုလိုချင်တဲ့လောဘဟုတ်ပြီလားအဲ့ဒီလောဘကပိဋကဖြစ်တာအဲ့တော့ဒီခန္ဓာကိုယ်ဒုက္ခရောက်လာတဲ့အခါကျတော့ငါကိုယ်ဆိုတဲ့ဒိဋ္ဌိအားဖြင့်မြင်နေတော့ငါကိုယ်ကြီးချမ်းသာခြင်းတော့ချမ်းသာရအောင်မလိုချင်ဘူးလားလိုချင်တဲ့လောဘပြုပြင်လိုက်တဲ့ဆိုတဲ့သင်္ခါရတရားသည်ဘာသင်္ခါရလဲလောဘသင်္ခါရဟုတ်ပြီလားလောဘနဲ့ပြုပြင်တဲ့သင်္ခါရပစ္စည်းဝိညာဉ်ထိုသင်္ခါရလောဘကြောင့်သူ့ရဲ့အကျိုးပေးဘာခန္ဓာရပိဋ္ဌာဘဝရောက်မဲ့ဝိညာဉ်မတည်ဘူးလားအဲ့တော့တရားထိုင်နေရင်နဲ့ခန္ဓာကိုယ်ပြုပြင်ရင်လည်းအလုပ်ဒီမဲ့တရားဖို့တရားရမလားပိဋ္ဌာရတရားမပြည့်နေရောဘင်တော့လည်းအိမ်မာနေတော့မခံနိုင်တော့လှုပ်ပြင်းနေဘူးလားခရစ်ယာန်မွတ်စလင်တွေဟိန္ဒူတွေလည်းသူတို့ဘုရားရှိခိုးကြောင်းမှာကြာထိုင်တော့လှုပ်ပြင်းနေဘူးလားပုရုဇဉ်လည်းလှုပ်ပြင်းနေဘူးလားဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်လည်းလှုပ်ပြင်းနေဘာထူးတယ်ထူးသလားထိုင်တော့ဝိထူးရမှာလေအခုတော့ဝိရလားမဝိဘူးအဲ့တော့အမှတ်နဲ့ကြွားတယ်ပြင်းနေမှတ်တယ်တော့လေမှတ်တော့မပြင်းဘူးလားဘာဖြစ်လို့ပြင်းတာလဲသက်သာခြင်းလို့ပြင်းတယ်သက်သာခြင်းနဲ့စိတ်နောက်ကိုယုတ်ကြည်ပါမသွားဘူးလားအဲ့ဒါစိတ်နောက်ကိုပါသွားတာဟုတ်ပြီနော်မြတ်စွာဘုရားလက်ထက်မှာရှင်သာရိပုတ္တရာရှင်မောဂလညီတော်အာနန္ဒယတမထေညီတော်အာနန္ဒတို့ကအင်းကြီးမြိုင်ကြီးမှာနိတန်နေတယ်
နေတာစင်တဲ့ခါကျတော့နေတာစင်ပြီးတဲ့ခါကျတော့အင်းကြီးမင်းကြီးကအရွက်တွေတစ်ပါးပါးနဲ့လေတိုက်တော့လာရပြီးတော့ချမ်းသာတယ်အဲ့တော့တစ်ပါးနဲ့တစ်ပါးအတွေးခေါ်ပေါ်လာတယ်ဒီအင်းကြီးမြတ်ကြီးနဲ့လိုက်ဖက်တဲ့သံဃာတော်တွေဟာလိုက်ဖက်မဲ့သံဃာတော်တွေကဘယ်လိုသံဃာတော်တွေနဲ့လိုက်ဖက်မလဲလို့အတွေးခေါ်ပေါက်ကြအဲ့လိုပေါက်တဲ့အခါရှင်မောဂလန်ကအဘိဓမ္မာတရားတွေပြန်ပွားတဲ့ယဟန်နေတာရှိမယ်ဆိုရင်အင်းကြီးမြတ်ကြီးနဲ့လိုက်ဖက်တယ်ရှင်ယသမတရားဇံဝင်စားတဲ့နေရာမှာဣတရေရတော့ရှင်ယသမတရားဇံဝင်စားတဲ့ပုဂ္ဂိုလ်တွေကအမြဲရှိနေမယ်ဆိုရင်အင်းကြီးမြတ်ကြီးနဲ့လိုက်ဖက်တယ်အဲ့လိုဆန္ဒတွေပေးကြအဲ့လိုပေးတဲ့နေရာမှာရှင်သာရိပုတ္တရာဘယ်လိုဆန္ဒပေးလဲဆိုတော့စိတ်နောက်ကိုကိုမပါဘဲနဲ့စိတ်ကိုကိုလိုရာနောက်ကိုပေါအောင်ဆောင်းနိုင်တဲ့ဉာဏ်ရည်ရှိမယ်ဆိုရင်ထိုယဟန်နဲ့အင်းကြီးမြတ်ကြီးနဲ့လိုက်ဖက်တယ်အခုတော့ဓာလေးပါပြည့်စုံတော့ဖောက်ပြန်လာတဲ့အခါမှာစိတ်ကကြွားခြင်းနဲ့နှဲ့ခြင်းနဲ့အဲ့လိုဟိုလိုလေးပြင်ခြင်းနဲ့ဒီလိုလေးပြင်ခြင်းနဲ့ဆိုစိတ်ကမဆောင်ဘူးလားအဲ့လိုစိတ်ကစိတ်ဆောင်တဲ့နောက်ကယုံကြည်လိုက်ပြင်နေဆိုရင်စိတ်နောက်ကိုမပါပါဘူးလားစိတ်နောက်ကိုပါတော့အရိယာကျင့်လားပုရုဇဉ်ကျင့်လားပုရုဇဉ်ကျင့်ပါလောကလူဟိုသွားမဆိုသွားမယ်တတ်မဆိုတတ်မယ်ရိုက်မဆိုရိုက်မယ်စိတ်ထင်နေနောက်ကယုံကြည်ပါမလားဟုတ်လားအဲ့လိုစိတ်နောက်ကိုပါတဲ့ကျင့်ဒီဝိပဿနာကျင့်ဖြစ်မလားပုရုဇဉ်ကျင့်ဖြစ်မလားပုရုဇဉ်ကျင့်ပါသောတာပတ္တိနဲ့စကျင့်တဲ့ကျင့်ကတော့ပုရုဇဉ်အနွယ်ဖြတ်တဲ့ကျင့်စဉ်ဟုတ်ပြီလားတရားကျင့်နေဆိုတာပုရုဇဉ်အနွယ်ဖြတ်တာတကယ်လည်းဝိပဿနာလည်းကျင့်ကိုပုရုဇဉ်အနွယ်ဖြတ်တာလားတိုးပွားနေလားအဲ့ဒါဝိပဿနာဟုတ်ပါမလားကိုယ့်ဟာကိုယ်ကစမ်းစင်းဟုတ်ပြီနော်တရားမကြည့်ခင်တော့လည်းယုံကြည်နာတယ်လို့မသိဘူးလားတရားကျင့်တော့လည်းယုံကြည်နာတယ်လို့သိတယ်အဲ့ဒါကိုကိုယ်ကတဖြည်းဖြည်းဖြည့်ရှင်းသွားမယ်နော်အဲ့တော့စိတ်နောက်ကိုပါနေပြီဆိုတော့လှုပ်ရင်စိတ်နောက်ကိုပါနေအဲ့တော့ဘာလို့ရမှာလဲမူလကမ္မထံငယ်လေးရှိတဲ့နေရာလေးနဲ့နာရီဝါထိတဲ့နေရာဖောင်းတဲ့တွင်တဲ့နေရာအဲ့ဒါမူလကမ္မထံမဟုတ်လားအဲ့တော့စိတ်ကဒုက္ခဝေဒနာရောက်သွားလို့ရှိရင်ဒုက္ခဝေဒနာကိုနှလုံးမသွင်းမနဲ့စိတ်ကိုမိမူလကမ္မထံရောက်အား၅ပါးနဲ့မသိသိရဘူးလားသိသိရပါသိသိပြီးတော့ဖောင်းတဲ့တွင်တဲ့နေရာမူလကမ္မထံကိုပြန်မမှတ်အောင်လားအဲ့ဒီလိုမမှတ်ဘဲနဲ့ကြွတယ်ဆိုရင်ကမ္မထံပြက်ပြီဟုတ်ပြီနော်အဲ့ဒါတရားဓမ္မတွေကိုချင်းနဲ့တိုင်းသွားပြီးကြည့်ဦးဇင်းအပုတ်ချအတိပြောတာမဟုတ်ဘူးအမှန်တရားကိုပြောတာနော်အဲ့တော့စိတ်တော့ကိုပါကြွတယ်ဆိုအမှန်နဲ့တာပြောပြီးနဲ့စိတ်ထဲမှာတော့မခံနိုင်လို့သက်သာရအောင်လုပ်နေတာဟုတ်ပြီလားတဏှာမှာအတွင်းမှာကိန်းနေဘူးလားဒိဋ္ဌိတဲ့တဏှာအတွင်းမှာကိန်းနေတယ်အဲ့တော့ဒုက္ခဝိညာတက်လာတဲ့အခါကျတော့လှုပ်ချင်တယ်ဆိုတဲ့စိတ်မာကျင်တယ်ဆိုတဲ့စိတ်ပြင်းတယ်ဆိုတဲ့စိတ်မခံနိုင်ဘူးဆိုတဲ့အာဟုတုစိတ်တွေဖြစ်မလာဘူးလားအဲ့ဒီကြွပြီးတော့ပြင်းလိုက်တော့အဲ့ဒီစိတ်တွေဖြစ်သေးလားဖြစ်တော့ဖြစ်ပြဆုံးပြီလားနောက်တော့ဝိညာတက်တော့နောက်တော့ပေါ်မလာဘူးလားဆုံးရင်မပေါ်နဲ့တော့လေဟောဒါမူလကမ္မထံကရှိစိတ်ပေါ်လာရင်နောက်စိတ်ကရှိရမယ်လို့ကမူလကမ္မထံအဲ့လိုမူလကမ္မထံကိုတည်ရင်ဝိညာတက်တော့ဝိညာရှိရောက်သွားတဲ့ခါကျတော့မူလကမ္မထံကိုစိတ်ကိုသိသိပြီးအား၅ပါးနဲ့တင်ရမယ်စွာအဲ့လိုမတင်မဲနဲ့အတိနဲ့ပြင်ပါတယ်ဆိုတော့လေယုံကြည်ပြင်တာပါပဲအဲ့လိုပြင်ပြီဆိုတဲ့ကဒိဋ္ဌိရဲ့တဏှာရဲ့ဒေါသရဲ့ပါမလာဘူးလားအဲ့တော့ဒကာနမတွေအဲ့ဒါကိုမသိဖြစ်ပါမလားဝိပဿနာကျင့်နေဟုတ်ပါမလားဟုတ်ပါဘူးစေဟုတ်ပြီနော်အဲ့တော့အတိနဲ့ကျင်တဲ့ဟောဟာရနဲ့အမှတ်နဲ့ကျင်တဲ့ဟောဟာရကမတူပေနဲ့မခံနိုင်လို့လူချင်းအပြင်တာတော့အတူတူပဲစိတ်တော့ပူပွားမသွားဘူးလားအဲ့တော့ဝေဒနာကနေပြီးတော့တဏှာဘူးမသွားဘူးလားဒုက္ခဝေဒနာမှာဒေါသဖြစ်လာတယ်အဲ့ဒီဒေါသဖြစ်လာတဲ့လောဘဒေါသမှလွတ်လို့တဲ့လောဘတဏှာပေါ်မလာဘူးလားအဲ့တော့ဝေဒနာကနေတဏှာဘူးမနေဘူးလားသွားတော့ကတော့ဝေဒနာကနေတဏှာဖြတ်ဖို့သွားတာပါပဲဖြတ်ရင်နဲ့ဝေဒနာကနေပြတ်သွားလားပြင်းနေပူးသွားလားဩအဲ့တော့အပြောမှာတော့ဝေဒနာပြတ်ပြီးနဲ့တကယ်အလုံးကြတော့ဝေဒနာကတဏှာကူးနေဟုတ်ပါမလားအဲ့တော့ပြင်းနေဆိုတော့ယုတ်ကြီးတက်တာရမသွားဘူးလားမိုးကုတ်ဆရာတော်ဘုရားကြီးကယုံနာရင်နာပါသေးတဲ့စိတ်မနာသေးနဲ့လို့မဟုတ်ဘူးလားယုံနာရင်နာပါသေးလို့တက်ရင်တက်ပါသေးပေါ့ပြင်းရမှာလားသူ့တိုင်းထားမှာလားအဲ့တော့မိုးကုတ်ဆရာတော်ကြီးကယုံနာရင်နာပါသေးတော့ဒီတိုင်းထားလိုက်တော့စိတ်ကိုယ်တာမက်ဆေ့နဲ့နိုင်အောင်မရှိခိုင်းဘူးလားရှိခိုင်းတာရုပ်ကိုပြင်ခိုင်းတယ်လားစိတ်ကိုပြင်ခိုင်းတယ်လားစိတ်ကိုပြင်ခိုင်းတာအဲ့တော့အတိတ်ပြင်ဆိုပြီးတော့ယုံကြည်သွားပြင်တော့မှားမနေဘူးလားအဲ့လိုဆိုဆရာတော်ကြီးရဲ့ဥပနေတရားအတိုင်းတော့ဟုတ်ပါဘူးဟုတ်ပါဘူးအဲ့တော့သက်တာရောက်အမှတ်နဲ့ပြင်ပါတယ်ဆိုတော့ဒီခန္ဓာရဲ့ဒုက္ခဝေဒနာကြီးဟာဖြ
ဖြစ်ပြမြေသူ့ကိုဖြစ်တယ်လို့ပြတ်မသွားဘူးလားကြိုက်တာကြီးပြည်တော့ပြောင်းမသွားဘူးလားအဲ့တော့ယုံနာပြီးနာပြီးစိတ်မနာပြီးတဲ့ဆိုတဲ့အလုပ်လုပ်ရမယ်ကယုံမနာအောင်လုပ်နေတော့မှားမသွားဘူးလားအဲ့တော့ဆရာတော်ကြီးရဲ့ဩဝါဒအတိုင်းဆိုတော့ဟုတ်ပါဘူးဆရာတော်ကြီးရဲ့ဥပနိဒေယအတိုင်းဆိုတော့ဟုတ်ပါဘူးမဟုတ်ဘူးနော်ဟုတ်ပြီနော်အဲ့တော့ယုံနိုင်နာပြီးစိတ်မနာတယ်တော့ပြင်လိုက်တော့ခဏပန်းတော့ချမ်းသာမသွားဘူးလားသာဝရချမ်းသာလားခဏပန်းချမ်းသာလားဦးဇင်းတို့တရားဓမ္မတွေလိုချင်တာကခဏပန်းချမ်းသာလားသာဝရချမ်းသာလားဩအဲ့လိုဆိုရင်ခဏပန်းချမ်းသာကိုလက်ရောနေတဲ့ပုဂ္ဂိုလ်ဒီသာဝရချမ်းသာဘယ်လိုလုပ်ရမှာလဲတဲ့လိုစေဦးဇင်းအတင်းပြောတာမဟုတ်လို့ကြီးဟုတ်ပြီလားအဲ့လိုစေတရားဓမ္မတွေနော်ယုံနိုင်တာဝိသိမနာနေတယ်ဆိုတော့ဒုက္ခဝိညာတက်လာတဲ့ခါကျတော့တစ်ခါပြင်းတော့ခဏတက်လာတယ်ဖြစ်ဖြစ်မဆုံးတော့နောက်တစ်ခါဒုက္ခဝိညာတက်လာတော့နောက်တစ်ခါငါအောက်လို့တရားကြီးပေါ်မလာဘူးလားဖြစ်ဖြစ်မဆုံးနောက်တစ်ခုကကြိုက်တာခဲတာကြီးလို့ဖြစ်ဖြစ်ဆုံးအောင်ရှိရတယ်ဒီကြိုက်တာခဲတာကြီးလို့ဖြစ်ဖြစ်ဆုံးနေလို့ရှိရင်တိခံပြီးတော့ရှုမှသူ့ရဲ့အဆုံးရမယ်မဟုတ်လားသူ့အဆုံးလို့လိုချင်ရင်ကိုပြင်းလို့ဆုံးရမှာလားသူ့တဘာဝဆုံးရမှာလားသူ့တဘာဝဆုံးရမယ်ဆိုသူ့တဘာဝဆုံးအောင်မစောက်ဘဲနဲ့ကိုပြင်းလိုက်တဲ့ဆိုသူ့တဘာဝမြင်မှာမလားဟုတ်ပါအဲ့တော့ဆရာတော်ကြီးကမိုးဖို့ဆရာတော်ကြီးကနောက်ဆုံးမိတ်ဟာဩဝါဒခန္ဓာရှိတဲ့သူတိုင်းခံစားရမယ်ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရောက်အောင်ရှုကြမမေ့မလျော့နေကြလို့တဘောသာသနာမှာမမိတ်ထားဘူးလားအဲ့တော့ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရောက်အောင်ရှုကြဆိုတော့ပြင်လိုက်တော့ဝေဒနာဖြစ်ဖြစ်ဆုံးသလားဆုံးပါဘူးအဲ့ဒီဆိုဆရာတော်ကြီးရဲ့ဥပနိဒေယအတိုင်းဆိုဟုတ်ပါမလားဟုတ်ပါဘူးမသိဘူးလေဟုတ်ကဲ့လို့ပြောနေတာပဲဟုတ်ပြီလားဒါပရိစ္ဆေသမုပ္ပါဖြတ်တာဟောပြတ်သေးလားလဲမနေပြန်ဘူးလားအတင်းပြောတာမဟုတ်ဘူးဦးဇင်းကဒါတော့ဦးဇင်းကတော့ဒါအမှန်တိုင်းပြောတာအမှန်ကိုအမှန်တိုင်းပြောတာသစ္စာတမဝါစာပဲနော်ဒါပြင်နောက်ပြီးတော့ဦးဇင်းကခန္ဓာနဲ့ဒေသနာနဲ့ပါသုတ်တန်နဲ့ပါပြန်ပြီးရှင်းပါပါအဲ့လိုဆိုရင်ခြေသာရိပုတ္တရာနိကြတယ်စိတ်တော့ပုဂ္ဂာနိကြရောအဲ့တော့လှုပ်ချင်တဲ့နောက်လိုက်လို့တော့ခဏလာလဲတဲ့လှုပ်ခဏလာလဲစိတ်တော့ပုဂ္ဂာမနေဘူးလားအဲ့ဒီအတွက်လည်းမမှားဘူးလားမှားတယ်ယုံနိုင်တာပြီးစိတ်မနာသေးတဲ့ဆိုစိတ်မနာအောင်လုပ်ရမယ်ကယုံမနာအောင်လုပ်ပြီးတော့မှန်ရဲ့လားမမှန်မြန်ဘူးအဲ့ဒါလည်းမှားကြတာပဲနောက်တစ်ခါကျတော့ဒီဒုက္ခဝေဒနာကြီးကိုဒီတိုင်းထားလို့ရှိရင်စင်ရည်ပြီးသိမခံနိုင်တော့တမာတိပြတ်မှာဘောလို့မပြောကြဘူးလားအဲ့တော့ဒီဟာကြီးကိုပြင်လိုက်မလိုက်နော်ညရင်ညောင်းရင်အညောင်းမခံနဲ့ဆန့်လိုက်တယ်အဲ့တော့ဝေဒနာကိုနော်သူ့အဆုံးကိုမလိုက်ပဲနဲ့တက်တောင်ပြင်ပြီးတော့အနာခံရမလို့ဘူးဆိုရင်မဟောကြဘူးလားဟောပါတယ်ဟောတယ်အဲ့ဒါကြီးမာနမာနဥစဉ်ဒီညတောက်ကြောက်ဟောပါမယ်နော်အဲ့တော့ပြင်နဲ့အမှတ်နဲ့ပြင်တာမန္တလားအတိနဲ့ပြင်တာမန္တလားဒီဒုက္ခဝေဒနာကြီးကိုဒီတိုင်းမထားနဲ့တက်တောင်လုပ်ပြီးတော့ကျင့်မတရားရတယ်ဆိုတာမန္တလားစစ်မယ်နော်အဲ့လိုဆိုရင်မပြင်မားတဲ့ဆိုမပြင်မဲ့တင်တာချုပ်ထားရင်မှမလားဘာဖြစ်လို့လဲစောင်းနေတဲ့ဒေါသဟုတ်ပြီလားအဲ့ဒါကတိတ်မိတ်ထားရင်လည်းဒေါသပြုပြင်ရင်လည်းလောဘအဘိဓါဒေါမနတာပေါ်မလာဘူးလားဘုရားခိုင်းတာနှစ်ခုလေဟုတ်ပြီလားမြတ်စွာဘုရားခိုင်းတာနှစ်ခုတည်းပါအဘိဓါဒေါမနတာဝိနည်းယမှတ်ထားတော့အဘိဓါတိဟူသောလူချင်းရာလောက်တာရဲ့ဒေါမနတာတိဟူသောတလုံးလုံးဆင်းရဲတာရဲ့အဲ့ဒါကိုဝိနည်းယတည်ငါဝိက္ခမနပယ်ခွာ၍လို့ဘုရားဟောပါသည်ဟုတ်ပြီလားအဲ့ဒါကိုအထာဂရဆရာကဘယ်လိုပြောတာလဲဝိနည်းယဆိုတာဝေဒနာဝိက္ခံမိတ်တူဝေဒနာခွာတယ်လို့ခေါ်ပါတယ်အဲ့ဒါအဲ့ဒီအထာဂရဆရာရဲ့ဝေါ်ဝါဒအပြောကိုတီကာဆရာကဘယ်လိုတတ်ကြလဲဆိုဝေဒနာဝိက္ခံမိတ်တော့ဝေဒနာခွာတယ်ဆိုတာဝေဒနာအာမနတိကာရဝေဒနာကိုနှလုံးမသွင်းတာတဲ့ကြိုက်ခဲထုတ်ကျင်တာကိုစိတ်နဲ့မရှုနဲ့မသိနဲ့စိတ်နဲ့ရှုသိနေတဲ့အဲ့ဒီစိတ်ကိုခွာခဲ့လို့ပြောတာမဟုတ်လားအဲ့ဒီအလုပ်ကိုအထာဂရရောတီကာရောဖယားရောဟောထားပါလေနဲ့အခုကြမှာဝေဒနာကိုနှလုံးမသွင်းတဲ့အလုပ်ကိုမလုပ်ရမယ်ဆိုတာဝေဒနာနှလုံးသွင်းပြီးပြင်းနေကြိုက်တယ်ရှောက်လို့နေတော့ရပါမလားမရပါဘူးအဲ့ဒါဆိုအထာဂရတီကာနဲ့ဟောမှန်ရဲ့လားမှန်ပါဘူးဖယားဟောတဲ့ဒေသနာနဲ့ဟောမှန်ရဲ့လားမမှန်မြန်ဘူးအဲ့တော့မှန်တာမှားတာကြည့်အဲ့ဒါဦးဇင်းတပည့်ဆိုပါမယ်အဲ့ဒါဆိုရင်တရားဓမ္မတွေကြိုက်ခဲထုံကျင်လာတဲ့အခါကျတော့ဆင်းရဲမှုကဘယ်ကြောင့်ဖြစ်တာလဲအခုကြိုက်မှုထွယ်မှုထုံမှုကြည်မှုအောက်မှုအဲ့လိုပြင်းထန်တဲ့ဒုက္ခဝေဒနာပေါ်လာရင်မဆင်းရဲဘူးလားအဲ့တော့ဘာကြောင့်ဆင်းရဲတာလဲကြိုက်မှုထွယ်မှုထုံမှုကြည်မှုမရှိရင်ဆင်းရဲလား
အဲ့တော့ဆင်းရဲတယ်ဆိုတာကိုက်မှုခဲမှုထုံမှုလို့ပြောရင်မှန်သလားအမှန်ဘူးနော်အုပ်ရုံးတို့ကြာကြာထိုင်နေတော့အောက်မှာကိုက်ရခဲရတယ်ပေါ်မလာဘူးလားပေါ်တော့စိတ်ကကိုက်ရခဲရသွားကြည့်တော့အဲ့ကိုက်ထုံနေတာယူကြည့်ပြီးအဲ့ဒါယူဆင်းရဲလို့မြင်မနေဘူးလားမြင်နေတယ်အဲ့တော့ဘုရားတော်ပညာရှိများပြောတယ်ပေါ့လေဒီကိုက်တာခဲတာကြီးရှိနေဒုက္ခဖြစ်နေတော့တမာတိပြတ်တော့တရားမရဘူးလို့ပြောတယ်အဲ့ဒါလည်းဦးဇင်းတို့ဖြေရှင်းတယ်ကောင်းပြီဒီလောကမှာဦးဇင်းတို့မြင်မှုတွေကြားလို့လေကိုဝင်ရတဲ့ပုဂ္ဂိုလ်ကခလေးမမွေးနိုင်တော့ဈေးုံတက်ပြီးတော့ဗိုက်ခွဲမွေးရတယ်ဗိုက်ခွဲမွေးတဲ့ကဗိုက်ကိုခဲတယ်လေးနဲ့ရှိတာလားဓာတ်နဲ့ခွဲရတာဓာတ်နဲ့ခွဲပါစဉ်းစားတော့ဓာတ်နဲ့ခွဲပြီးခလေးတစ်ပုလုံးအောင်ခွဲတော့ရတယ်အဲ့ဒီပုဂ္ဂိုလ်မခွဲရင်ဘာလို့ လဲမေးသေးထိုးလိုက်မေးသေးထိုးတော့မေးသွားတဲ့အခါမှာအဲ့ဒီကမ္မကိုဘာကြီးဓာကြီးနဲ့ဟက်တဲ့ခွဲအောင်ခွဲလိုက်တာစီးရဲလားစဉ်းစားမနော်ရုပ်မှာဓာနဲ့ခွဲတော့ဒုက္ခကြီးရုပ်မှာရှိသလားဆင်းရဲတာရုပ်မှာရှိသလားရှိပါဘူးအခုအခွဲခံတဲ့ပုဂ္ဂိုလ်ဆင်းရဲလားဆင်းရဲကြကတန်းသူဗိုက်ဓာနဲ့ခွဲတာထအောင်ဘောအခုဆင်းရဲသလားအဲ့တော့ဒုက္ခဝေဒနာဓာကြီးခွဲထားတဲ့ပြစ္ဆုတ်ပံတဲ့မှာရှိနေပါလိမ့်နဲ့မဆင်းရဲဘူးဆိုတာဘာကိုပြောတာလဲစိတ်ကိုပြောတာဟောပြီနော်စိတ်ကဒုက္ခဝေဒနာကိုနှလုံးသွင်းသလားဆက်ဆက်သလားမဆက်ဆက်မတွေ့ထီတော့ရရှိသလားဒုက္ခယတ္တမရရှိတော့ဒုက္ခဝေဒနာမခံစားဘူးဒုက္ခဝေဒနာမခံစားတော့တဏှာဘူးသေးလားတဏှာမဘူးတော့ဆင်းရဲသေးလားအဲ့တော့ဆင်းရဲတယ်ဆိုတာရုပ်မှလားစိတ်မှလားအဲ့တော့စိတ်မှဆင်းရဲပြီးတောက်တာကိုရုပ်မှဆင်းရဲပါတယ်ဆိုပြီးတွားပြင်းနေမှန်မလားမမှန်ဘူးအဲ့ဒါတန်လျက်ကိုရည်ထင်တာအဲ့ဒါကိုဥပမာပြောရမှဆိုရင်မောဒရာနဲ့ဗရမယပြဿနာမှာသိလူတွေကာမိမှုကိုအမကြီးလျက်ကိုရွာသားတယောက်လာပြီးတော့တန်တော့တယ်ကျွန်တော်တို့ရွာမှာတော့ကံထဲမှာဗရမယကြီးရောက်ရှိနေပါတယ်မင်းဘာနာထိုက်တဲ့ဗရမယကြီးပါဗျာတဲ့အဲ့လိုဆိုသွားကြည့်တဲ့အခါကျတော့ဗရမယကြီးတွေ့တော့မင်းကိုတန်တော့တယ်ဝိရိယမင်းကြီးကဲတော့မကြီးတို့မင်းတို့အဲ့ဒီဗရမယရောက်အောင်ယူလိုအပ်တာပြောဆိုတော့တပည့်တော်ရွာဆေပါကလူတွေလိုပါတယ်ဗျာတဲ့ရေပက်ဖို့လေကျဲ့တယ်လို့ယူပါဆိုအမိန့်ပေးအားလုံးမှာရေပက်ရွာသူရွာသားတွေကံပေါင်ပတ်တဲ့ဝိုင်းပြီးကြည့်ကြရေတွေကဗရမယကြီးကြည့်နေကြဘူးလားအဲ့ဒီအချိန်မှာကျန်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီရေထဲမှာဗရမယမရှိဘူးလို့ပြောရင်လက်ခံပါလားလက်မခံဘူးမမတွေ့ကြလို့ရဲတောက်နေတာပဲအယောင်ကြီးထိန်းတာပဲလို့ရေထဲကိုလက်ညှိုးထိုးမပြဘူးလားရပြီအဲ့လိုနဲ့ရေခါချာရတာဗရမယတွေ့လားမတွေ့ဘူးနောက်တော့ရေပြန်တဲ့ဗရမယကြီးအောင်အတွက်ဟာဗရမယကြီးရှိရတာနဲ့ဘလို့ကြောင့်မတွေ့ရလဲပြန်ခပြီးတော့ပြန်ပြီးတော့ဆယ်ကြီးတော့စမ်းမတွေ့ဘူးနောက်တော့3-4ကျင်တော့လဲကြာရောသူတို့ဆက်ရှာသေးလားမရှာတော့ဘယ်မှမောသွားပါဘူးကျွန်တော်တို့တော့မစွမ်းနိုင်တော့ပါဘူးဗရမယကြီးကတော့ရှိနေပါလေအယောင်ကြီးတုံးတုံးနဲ့အလုံးမတန်မှုကြီးပါလို့ကြောက်တော့ဝိရိယမင်းကြီးကမောဒရာကိုခေါ်တယ်ကျင်သားတဲ့ကံရဗရမယကြီးကိုမင်းယူနိုင်ရဲ့လားတဲ့ယူနိုင်ပါတယ်ဗျာတဲ့ယူနိုင်ယူသွားတဲ့လိုအပ်တာပြောတယ်မင်းပါလို့လေမှန်လည်းပါဗျာတဲ့သစ်ပင်အတက်ကျွမ်းတဲ့ပုဂ္ဂိုလ်လိုပါတယ်တရားဓမ္မတွေစဉ်းစားမလို့ပညာရှိနဲ့ပညာမဲ့ဟုတ်ပြီလားပညာမဲ့အမြင်ပုရိသေအမြင်နဲ့ပညာရှိအမြင်ခွဲခြားပုံလေးသိပုံလေးအဲ့ဒါဥပမာကြည့်ရတော့အဲ့တော့ပညာမဲ့တဲ့ပုဂ္ဂိုလ်ကကံနဲ့ကဗရမယကိုကြည့်ရွာသားတွေနဲ့ကံနဲ့ဗရမယကိုပေါ်ဖို့တဲ့ရေခတ်ဖို့လူစုတယ်မောဒရာကြတော့လူတယောက်တည်းရေထဲမှာရှိတဲ့ဗရမယနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့သစ်ပင်ကိုထိုင်းမတက်ခိုင်းဘူးလားနောက်နေ့ကျတော့မောဒရာသွားပြီးနေထွက်တဲ့ချိန်ကျတော့ဗရမယရဲ့သစ်ပင်ရဲ့သူရဲ့တဲ့တဲ့နေရာကိုကြည့်ပြီးတော့အဲ့တော့မောဒရာကနောက်ကရှိပါလာတဲ့ထမ်းတဲ့သမားကိုမင်းဒီပင်တက်ဆိုတက်တော့ထမ်းမိမောကြည့်တဲ့တည်းကဗရမယမရဘူးလားအဲ့ဒီဗရမယကိုမောဒရာမန္တမျက်စိနဲ့မြင်လားမြင်ပါဘူးမန္တမျက်စိနဲ့မြင်လားမန္တမျက်စိကကံနဲ့ကဗရမယကိုမမြင်ဘူးလားညာမျက်စိကဘယ်ကိုကြည့်လဲညာမျက်စိအမြင်ကိုကံမျက်စိမြင်ရတာအဲ့တော့ကံမြင်ညာမြင်ကွဲမနေဘူးလားမှတ်ထားမယ်ကံမြင်တဲ့ပုဂ္ဂိုလ်ကတော့ကံနဲ့ကဗရမယကြီးပဲနေမှာပေါ့မန္တမျက်စိမြင်ညာမြင်နဲ့ကွဲမနေဘူးလားအခုလည်းဒီလိုပဲတရားဓမ္မတွေအခုလည်းခင်ဗျားတို့အိတ်တဲ့အခါချိန်ကြိုက်တော့စီးရင်သလားချိန်ကြိုက်တော့အိတ်ကြော်နေတော့လေချိန်ကတော့ကြိုက်မနေဘူးလားချိန်ကြိုက်တာဆင်းရဲတာမှဆင်းရဲပေါ့အခုဆင်းရဲလားဘာဖြစ်လို့လဲနာမညွတ်မတွေးကြည့်ဘူးဟောပြီးတော့အဲ့တော့ဆင်းရဲချမ်းသာဆိုတာရုပ်မှလားစိတ်မှလားစိတ်မှဖြစ်တဲ့ဆင်းရဲမှုကိုငြိမ်းချမ်းရုပ်မှသွားတတ်လို့ရမလားစိတ်ကိုသားရ
ရုပ်မှရှင်းရမလားစိတ်ရမရှင်းရမလားစိတ်မှရှင်းရမယ့်ကိစ္စကိုယုံကြည်သွားပြင်နေမှန်ပါမလားအဲ့လိုယုံကြည်ပြင်တဲ့ဝါဒသည်သိနေဝင်ကာမိတ်မဟုတ်ခဲ့လို့ပညာမဲ့ကံမြင်ဝါဒကြီးမန္တမျက်စိမြင်တဲ့ပုရုဇဉ်အမြင်ကြီးဟုတ်ပြီလားပုရုဇဉ်အမြင်တော့အစစ်ကိုမြင်လားအရေးကိုမြင်လားဦးဇင်းမနေ့ကရှင်းလို့ပေါ့မနေ့ကပြောတာယောက်ျားမင်းမလာအောင်လေတကယ်ပြီးတော့ယောက်ျားမင်းမရှိသေးလားအခုလည်းဒီလိုပဲမြင်တော့မြင်တာပဲအခုဦးဇင်းမနေ့ကရှင်းတော့30လောက်ဒါလေးပါလဲမြင်ရောကိုထင်းလို့လူတွေရှိသေးရဲ့လားအခုလည်းဒီလိုပဲပုရုဇဉ်အမြင်ကြီးကပေါင်ကြီးက6ကြီးကကြိုက်တာအဲ့ဒီဒုက္ခဝိညာဉ်ချင်းသမာဓိပြည့်မဲ့ဆိုတဲ့ဆရာမှန်ပါမလားဘာဖြစ်လို့လဲသူကမမှန်တာကိုအမှန်တင်နေလို့အမှန်ကိုမမြင်ဘူးအမှန်ရှိတာကဘာမှလဲစိတ်ရဲ့သူကအမှန်မရှိတဲ့ယုံကြည်သွားထောက်ပြအရေးကအကောင်းနေပြီးတော့သွားမပြောနေဘူးလားအဲ့တော့ပြင်မရမယ်တဲ့နာပြင်လာရဲ့မနေနိုင်ထလာရဲ့ဟုတ်ပြီလားအဲ့ချိန်တော့သွားအဲ့တရားရတယ်ရောမစိုးနော်ထိနာမိတာပေါ်စရာမလိုတဲ့အဲ့ချိန်သွားရဲ့ညောင်ဒုက္ခမကနဲ့ဆန်းလိုက်ရဲ့ဟုတ်ပြီလားအဲ့ဒီလိုနဲ့ဝိပဿနာတရားတွေပြမနေဘူးလားဘုရားလို့တော့ကြားရလားမသိပါဘူးကြားကြတာပါပဲလူတွေအားလည်းမဟုတ်တာဟုတ်ပဲကိုယ်ကလည်းအချောင်သမားကိုလည်းမသိဘူးလေအဲ့တော့ကောင်းပြီဦးဇင်းတို့ဒီဝိညာကမ္မထမ်းတာမပြစ်မနေကြရမှာဘာဖြစ်လို့လဲမပြစ်မနေသေမာမို့လို့သေတာအဲ့ဒီယုံကြည်တတ်တာမဟုတ်ဘူးလားအဲ့ဒီဒုက္ခဝိညာရင်ဆိုင်တဲ့ကသေအောင်တတ်တဲ့ပြင်းထန်တဲ့ဒုက္ခဝိညာတွေ့တဲ့ကမှာထတော့တဲ့စီရင်ပြီးချုပ်ဖို့မလိုဘူးလားအဲ့ဒီစီရင်ပြီးချုပ်ဖို့အတွက်တရားသွားရှာတာကိုလည်းကြောက်ကြွလိုက်ဆိုတော့စီရင်ပြီးချုပ်သေးလားအဲ့ဒါလူသေးလေးနဲ့ပြီးခဲ့ပြဖုံးပေးလိုက်တာဟုတ်ပြီလားအဲ့တော့ချမ်းသာသိကြပါမလားအဲ့လိုနဲ့ပြင်တာတရားမမြင်မတရားဘူးတဲ့ဗျာနောက်ဆုံးဘယ်လောက်ဆိုလဲဆိုခန္ဓာကိုညှင်းသေးပြီးတဲ့တရားရမယ်ဆိုငရဲသားတွေတရားရကုန်မှာပေါ့တဲ့ကြည်တမ်းဘယ်လောက်ရက်ဆက်တယ်ဟုတ်ပြီလားငရဲပြီးတရားသွားကျင့်တာလားငရဲခံရတာလားငရဲသားခန္ဓာမှာမက်စီတိတ်တွေပါလားအဲ့ဒါတရားပြတဲ့ဘုန်းကြီးတွေဗျာဓမ္မဂတိကအဲ့တော့ပြောတာသူကအချောင်းနေသူမကြည့်မဲနဲ့အဲ့ဒါဂျိုးလူကိုလူလျှောက်ပြောတာတရားဒါထိုင်ကြမလို့ဘူးတဲ့ကြာထိုင်လို့ခန္ဓာကိုပြင်မှန်းပြီးတရားရမယ်ဆိုရင်ငရဲသားတွေတရားရကုန်မှာပေါ့တဲ့သူပြောတာမှန်သေးလားမမှန်တဲ့စကားတွေပြောတော့တရားဓမ္မတွေအမှန်တရားရပါမလားသာသနာတက်ပြီဖရာဒီတိုင်းခိုင်းရလားမခိုင်းဘူးဖရာမခိုင်းတဲ့အလုပ်ကိုသူခိုင်းကုန်ပြီဖရာညွှန်ကြားတာတွေကိုသူပြက်ချကုန်ပြီအဲ့ဒါရှင်းတန်းဓမ္မဂရိကနာမကျော်ပဲကြာထိုင်နေတဲ့တရားရမယ်ဆိုလို့ရှိရင်ဖဲသမားတွေတရားရကုန်မှာပေါ့တဲ့တရားသွားကျင့်တာလားဖဲရိုက်တာလားမသိဘူးအဲ့ဒါတော့မတွက်နိုင်ပါဘူးနော်အဲ့ဒီနဲ့ရေးကြပြောကြပြီဝိုင်းပြီးတော့ကြာကျင့်တာတရားမဟုတ်ဘူးကြာထိုင်မှတရားလားတဲ့နော်ဒုက္ခဝိညာဉ်ကြီးနဲ့ပေါင်းတော့ဘယ်လိုလုပ်တရားရမှာလဲဒီပုဂ္ဂိုလ်သိခံနိုင်ရဲ့လားဝေဒနာကြောပြီလားဩပရိသတ်သမုပ္ပါပြတ်ပြီလားပြည့်ဆုံးပြီလားပြီးတော့သူတို့ပဲဆရာလုပ်နေတာပဲဟုတ်ပြီလားဦးဇင်းတို့အမှန်ကန်ကယ်တင်တဲ့ပုဂ္ဂိုလ်ကြောင့်တည်ရင်သွားမကြည့်နဲ့သနေတာချူကျဲမှုနဲ့ဒူးကျဲသွားမညင်းစေနေတာရက်စက်နေတာမပြောဘူးလားအမှန်ပြောတာလားနော်ဦးဇင်းကအဲ့ဒါဦးဇင်းဖြည့်ရှင်းပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒုက္ခဝေဒနာတော့ပြိဿလုံးကလဲသွားပြီသုံးလို့ဆရာတော်ကြီးကမခန္ဓာမမပြီးဒီတရားခန္ဓာအောင်ခန္ဓာသနာကြောမျောကြအမြမမဟုတ်လားမခန္ဓာမှန်ပါပြီတရားမခန္ဓာတဲ့ကြားကနေပြီးတော့တရားချာရမှာတဲ့အချောင်ပြင်းရမှာလားဝေဒနာဖွေချမတတ်ဒီကမမြတ်ဖြစ်နေပြီဝေဒနာရှာခိုင်းတာဟုတ်ပြီလားဝေဒနာရှာခိုင်းပြီးပြင်ခိုင်းတာမဝေဒနာသိခံပြီးဝေဒနာရဲ့အဆုံးကိုမရှိခိုင်းဘူးလားအဲ့လိုရှုရမှာသာပြင်ပြီးတော့ဆုံးနေလားအဲ့တော့လောကကြီးမှာဖြစ်ပြနေကြဘူးလားအမားတွေပဲတရားနဲ့ရိတ်တာနဲ့ဆရာနဲ့တို့ဗမာလူမျိုးအမတန်နော်အတွေးကိုအားနေတယ်ဘာဆရာမှလည်းမသိဒီဆရာကကိုယ်ကဲတဲ့ဆရာလားသူကိုယ်တိုင်ရောလွတ်ပြီးတာဒါလည်းမသိဘူးဟုတ်ပြီလားအဲ့ရလေးသွားတာပဲအဖော်ကောင်းရိတ်တာသွားတာပဲပြန်လာတာပဲတရားတက်တာမတက်တာတော့မသိအသားတော့တက်လာမှာပဲဘာတက်သွားဟုတ်ပြီလားအခုတော့တရားဓမ္မတွေဆရာကြီးသွားတဲ့အခါကျတော့ဘာသွားလောက်တာလဲခင်ဗျားတို့ရိတ်တာမသိဘူးဘာသွားလို့မှမသိဘူးဘာလို့ဒီလိုသွားတာလဲခင်ဗျားတို့လိုချင်တဲ့တရားဘာတရားလဲဘာတရားမဟုတ်အဲ့လိုမရဘူးဝေရင်တတ်တဲ့အခါမှာဟုတ်ပြီလားခန္ဓာဝိသေတဲ့အခါဘုရားတိတော်မှာတော့မသိခင်စာဝိသေပြည်လေပါတယ်ဗျာချမ်းသာပါတယ်သို့တော်လည်းပဲသေအောင်တတ်တဲ့ဒုက္ခဝေဒနာနဲ့ကြတဲ့မသိရဘူးလားအဲ့ဒီချိန်မှာဒီကချမ်းသာနေတယ်ဟုတ်ပြီလားအဲ့ဒီချမ်းသာခြင်းနဲ့တရားမဟုတ်ဘူးလားနေရာတကာလေးတရားလို့ရပါမလားမရဘူးတရားက
ဦးဇင်းတို့စကြင်တဲ့ပုဂ္ဂိုလ်ဒီအပေဒုက္ခကိုကြားစေတဲ့အကြောင်းဒုက္ခဘုံလွတ်ဖို့လိုသည်အဲ့ဒီအတွက်တရားမြင်မှလွတ်မှာမဟုတ်ဘူးလားအဲ့ဒီတရားကဘာတရားလဲဒုက္ခဘုံလွတ်တဲ့တရားဒုက္ခဘုံလွတ်တဲ့တရားဘယ်ရတော့လဲဒုက္ခဝေဒနာပေါ်တာရှောင်လို့ရလားအဲ့ဒါကိုဦးဇင်းကသုတ်တန်နည်းနဲ့ဟောမယ်အဲဒီကကျတော့သုတ်တန်နည်းနဲ့ဟောမယ်နော်အဲ့ဒါကမြတ်စွာဘုရားရှင်ကဘယ်မူနဲ့ကျင့်ခြင်းဘယ်နည်းနဲ့ကျင့်ခြင်းဘယ်ဆရာနဲ့ကျင့်ခြင်းဘယ်နေရာမှာကျင့်ခြင်းဒီတိုင်းကျင့်ရမယ်လို့ဟောထားတယ်အဲ့ဒါဘာလို့လဲဆိုဝံမိကတုံးတဲ့တောင်ဘုကြီးတုံးတယ်အဲ့ဒါကုမာရကသဗ္ဗမထေအဲ့ဒီမထေနဲ့အန္တဝင်တော်ထဲမှာတရားထုတ်နေတဲ့အဲ့ဒီချိန်မှာကုမာရကသဗ္ဗမထေနဲ့ဗြဟ္မာနဲ့အတိတ်ကသဗ္ဗမြတ်စွာဘုရားရှင်နဲ့တက်ကတောင်ကလတ်ကြီးမှာတက်ပြီးအသေးခံပြီးတော့ကျင့်လာတာအဲ့ဒီတပါးကတော့အနာဂတ်မြတ်ဘုရားဗြဟ္မာပြည်ရောက်သွားတယ်ဥပမာရကသဗ္ဗလောင်းကတော့တရားကျင့်နေသိသွားတယ်သိသွားတဲ့အခါကျတော့နတ်ပြည်ရတဲ့ဘုရားမြတ်တဲ့မှာလူပြည်ပြန်ရောက်တရားတဲ့အခါကျတော့သာသနာ့ဘောင်ဝင်ပြီးတရားတော်ပြီးတရားသွားကျင့်တယ်မှာမိတ်ဆွေဖြစ်တဲ့ဗြဟ္မာကလာပြီးတော့မေးတဲ့မေးခွန်း15ချက်အဲ့ဒီ15ချက်ကိုလည်းမေးပြီးတော့အဲ့ဒီ15ချက်ကပြင်ဘုရားပဲရှင်းနိုင်နေတယ်အဲ့တော့မြတ်စွာဘုရားရှိသွားဆိုတော့ဥပမာရကသဗ္ဗကဘုရားရှိသွားတယ်ဖျားရှိသွားတဲ့အခါကျအဲ့ဒီမေးခွန်းတွေကဘာလဲဆိုဆရာရှိတယ်ဆရာတူတပည့်လည်းရှိတယ်သူတို့ကတရင်းပေါ်မှုတွေလက်နဲ့တွေလည်းရှိတယ်တဲ့အဲ့ဒါတွေအရှိတွေပဲရှိသေးတယ်အဲ့ဒီဆရာနဲ့တပည့်ကဆရာကတပည့်ကိုတောင်မုံကြီးတစ်ပုဒ်ယူခိုင်းတယ်တဲ့အဲ့ဒီတောင်မုံကြီးဟာတဲ့နေ့ရက်အခါမှာမီးတွေတောက်ပြီးညအခါမှာမီးမိုးတွေထွက်နေတယ်တပည့်တဲ့မင်းအဲ့ဒီတောင်မုံကြီးကိုတူးပြီးတော့တဲ့အဲ့လိုတူးတဲ့အခါကျတော့တပည့်ကဒေဝိပေါ်တူးနေတူးတဲ့အခါမှာပထမဆုံးဘာသာတွေ့လဲဆိုတော့မင်းတို့ကြီးတွေ့တယ်မင်းတို့ဆိုတာကအဲ့ဒီအိမ်ရဲ့ပစ္စည်းတွေအကုန်လုံးကိုလုံခြုံအောင်သိတဲ့မိန်းတကာကြီးမင်းတို့ကြီးချတာရဲ့အဲ့ဒီအိမ်ဖွင့်လို့ရသေးလားဖွင့်လို့မရရင်အဲ့ဒီအိမ်ရဲ့ပစ္စည်းဘာမှမမြင်မသိနေပါဘူးအဓိကကာစီးထားတဲ့အချက်ကတော့မင်းတို့ကြီးပါပဲအဲ့ဒီမင်းတို့ကြီးတွေ့တယ်ဆရာတဲ့ဘာလို့ရမလဲအဲ့ဒီမင်းတို့ကြီးကိုကလော်ထုတ်ပြလိုက်ဆိုတော့မင်းတို့ကြီးကလော်ထုတ်ပြထုတ်ပြီးတဲ့အခါကျတော့နောက်တစ်ခါဆက်ပြီးတဲ့အခါကျတော့ဘာတွေ့လဲဆိုဖားတွေ့တယ်ဆရာကျွန်တော်ဖားကြမှာဘဂုံကြီးပေါ့ဒေါသကြီးတယ်သူ့သွားတွေ့ဘဂုံကြီးကပွားထားမလားဟုတ်လားဒေါသကြီးဘဂုံကြီးသွားတွေ့ပိန်သွားလားဖောင်းလားဟောအဲ့လိုဘဂုံကြီးဆိုတာဖားကြီးတွေ့ပါတယ်အမျက်ကြီးဒေါသကြီးတဲ့ဖားကြီးတွေ့ပါတယ်ကျွန်တော်ဘာလို့ရမလဲတဲ့အဲ့ဖားကိုလည်းကလော်ထုတ်ပြလိုက်ကလော်ထုတ်ပြီးဆက်တူးတဲ့အခါကျတော့လမ်းနဲ့တော့တွေ့ပြီဆရာကျွန်တော်လမ်းနဲ့တွေ့ပြီဘာလို့ရမလဲဆိုတော့အဲ့လမ်းနဲ့တော့လည်းကလော်ထုတ်ပြလိုက်တဲ့အဲ့လိုနဲ့ဆက်တူးတဲ့အခါကျတော့ဘာတွေ့လဲဆိုရင်စိမိတုံးနဲ့ဓာတ်တွေ့တယ်ဆရာဘာလို့ရမလဲအဲ့ဒါလည်းကလော်ထုတ်ပြလိုက်တဲ့သိမ့်တိုင်းလားကလော်ထုတ်ပြလိုက်လားအကုန်လုံးစွန့်ပြကြကလော်မထုတ်ပြရဘူးလားအဲ့လိုနဲ့ရှေ့ဆက်တူးတဲ့အခါကျတော့ဘာတွေ့လဲဆိုတော့အသားတစ်တွေ့တယ်အသားတစ်ပြီးတော့ဘာလို့ရမလဲကလော်ထုတ်ပြလိုက်တယ်ရှေ့ဆက်တူးတဲ့အခါကျတော့နဂါးတွေ့တယ်ဘာလို့ရမလဲဆရာတဲ့မင်းရှိခိုးလိုက်တဲ့ဒါလူကြီးမြန်ပြီးအောင်သုတ်တန်ရှိနေတာအဲ့တော့အဲ့ဒါဘာလဲဆိုဝိပဿနာတရားကြည့်မဲ့ပုဂ္ဂိုလ်ရဲ့တစ်ဆင့်ချင်းတက်ရမယ်ကျင့်စဉ်နော်ဆိုလိုရင်းပြောရမယ်ဆိုရင်ယောဂီတို့မှာကလေးမွေးထားတဲ့9နှစ်သားလေးဦးဇင်းကကျောင်းဆရာကြီးဆိုတော့ကျောင်းလာထားတဲ့ဦးဇင်းအာထကတေတာလေးလားကဲကျောင်းကြီးဆိုတော့ယောဂီတို့က9နှစ်သားကလေးလာထားတာဦးဇင်းစီလည်းရောက်တော့ဆရာကျွန်တော်သားလေးကို10တန်းထားပြီးပါလို့ရပါမလားဘယ်တန်းဖို့မလဲလူငယ်တန်းကာယကဝေယံဟွာလုံးကြီးလိုက်ပါပဲဟာ10တန်းကြီးပြီ10တန်းမထားဘူးဒီကျောင်းမထားဘူးဒီပြင်အာထကနဲ့သွားထားတော့ဘယ်တန်းဖို့မလဲဘာသာလောက်ခိုင်းမလဲဝါလုံးကြီးခိုင်းမယ်ဟုတ်လားဝါလုံးကြီးခိုင်းလို့လက်နိုင်သွားပြီဝိုင်းသွားပြီဆိုဘာလို့မလဲကာကြီးခါဝေးခိုင်းကာကြီးခါဝေးတက်လို့ဘာလို့ရမလဲကာကြီးကတ်တာပဲကြော်တက်လို့ရအဲ့လိုပဲကြော်တက်လို့မရဘူးတဲ့ကြော်တက်နေတော့အဲ့ဒါရန်တန်တန်းတန်ဆရာတော့ဟိုဘွားကြော်ဒီဘွားကြော်ကြော်မှာပဲလုပ်ငန်းစဉ်ကကြော်တက်လို့မရဘူးအခုလဲဒီလိုပဲမြတ်စွာဘုရားအဲ့ဒါကိုဝိပဿနာကျင့်ရင်စတင်ကျင့်ရတာအစအလဲဆုံးတစ်ခုပြီးတစ်ခုတစ်စိမ့်ပြီးတစ်စိမ့်ဘလို့ကျင့်ရတယ်ဆိုတာကိုမြတ်စွာဘုရားသုတ်တန်နည်းနဲ့ဟောတဲ့ဒေသနာဖြစ်တယ်အဲ့ဒါကိုဦးဇင်းတို့ကခန္ဓာနဲ့ပြန်ပြီးတော့ပြန်စတဲ့စကြတယ်တောင်ဘုကြီးတစ်ပုဒ်ဆိုတာဘာလဲဆိုရင်ယောဂီတို့တရားထိုင်တာနေတဲ့ပထဝီတေသောအာဘောဝါယောဓာတ်၄ပါးနဲ့ပေါ်စည်းရတဲ့ယုတ်တရားခန္ဓာကိုယ်ကြီးမဟုတ်လားအဲ့ဒါကိုတောင်ဘုကြီးဆိုတာတရားကျင့်မဲ့ခန္ဓာကိုယ်ပြောပါသည်မှတ်ပြီလားအဲ့တရားကျင့်မဲ့ပုဂ္ဂိုလ်တွေကတရားမကျင့်မိရှေ့ဖို့နိုင်နေ့ကကြတော့တောကပြီးကမိတွေနေသွားရလာရလို့ရခိုင်းပြောဆိုစိတ်မှာမိတွေတောက်မနေဘူးလားအဲ့ဒါနေ့ကမိတွေတောက်နေတယ်ညကကြတော့ကိုလိုပြီးကြိုင်မိတာလေးနောက်နေ့လုံးမဲ့ကြိုင်မဲ့ဟာတွေမိမိနဲ့အခက်အခဲပြဿနာတွေကိုပြန်တွေးပြီးဆိုပြီးဘူးမနေဘူးလားအဲ့ဒါခိုးတွေခွဲ
တရားတိုင်းမှာခန္ဓာကိုယ်ကြီးအဖို့တက်တာဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုတူးတယ်ဆိုတာကဆရာဆိုတာကတရားပြဆရာကိုပြောတာတူးတယ်ဆိုတာကတရားကျင့်တဲ့စိတ်ကိုပြောတာမှတ်မိပြီနော်အဲ့ဆရာသပည့်နှစ်ယောက်တူးတယ်ဆိုတာကလက်နဲ့တည်ဆိုတာကဘောဓိပက္ခယတရားသုံးခု9ပါးကိုဆိုတာအဲ့လိုနဲ့ခန္ဓာကိုယ်မှာစတူးတဲ့အခါကျတော့ဘာတွေ့လဲဆိုမင်းတို့ကြီးကိုတွေ့တယ်အဲ့ဒီမင်းတို့ကြီးဆိုတာဘာလဲဆိုလို့ရှိရင်အဝိဇ္ဇာတိရောမောဟကိုခေါ်တာတတ္တဝအနန္တပကုံးတစ်ပါးကြောင့်ခေါင်းပေါက်ပင်နဲ့အမှန်တရားလေးမျိုးသိကြရလားအမှန်တရားလေးမျိုးကိုမသိတဲ့ကြောင့်တန်ត្រာမှာမဆုံးမတော့ခန္ဓာဆုံးရလားအဲ့ဒါကြောင့်ဘာဖြစ်လို့ဒီလိုပြရတယ်လဲဆိုတော့အမှန်ရှိတဲ့သစ္စာလေးပါးတရားတော်ကိုမသိမှုအဝိဇ္ဇာကြောင့်အဝိဇ္ဇာဒီဗราဏကြမလားဘူးလားအဲ့ဒါကိုမင်းတို့ကြီးနဲ့တူတယ်ဗောဟုတ်ပြီလားအဲ့တော့မင်းတို့ကြီးကိုကလော်ထုတ်ပြီးလဲဆိုတာသစ္စာလေးပါးတရားကိုနာကြလို့ခေါ်တာသစ္စာလေးပါးတရားကိုနာယူမှတ်သားလိုက်တဲ့အခါကျတော့ဩဒါခန္ဓာကြီးကဒုက္ခပါလားဒီခန္ဓာရတာဒီလူကြီးတက်မဲ့တဲ့တဏှာအကြောင်းကြောင့်ပါလားလို့သိမလားဟုတ်လားဒီတဏှာကိုမဲ့နဲ့ပယ်ရမှာပါလားတဏှာရဲ့လွတ်ရသည်နိဗ္ဗာန်ပါလားဆိုတဲ့အမှန်တရားလေးမျိုးပေါ်မလာဘူးလားအဲ့ဒါကတော့ကိုတော့မရောက်သေးဘူးဟောတော့နာတော့ကြားတော့သိမသွားဘူးလားပြီးတော့မောဟရှင်းမသွားဘူးလားအဲ့ဒါမင်းတို့ကြီးကိုကလော်ထုတ်လိုက်တာအဲ့တော့မင်းတို့ကြီးကိုကလော်ထုတ်ပြီးတော့ရှေ့ဆက်ပြီးတော့ဘာတွေ့လဲအမျက်ကြီးတဲ့ဒေါသကြီးတဲ့ဖားတွေ့တယ်ဟုတ်ပြီလားအဲ့လိုနဲ့တရားကျင့်မယ်ဆိုပြီးရည်တာလဲလာရောတရားမထိုင်ဘူးလားထိုင်တော့ဘာဖြစ်တာလဲဓာကြီးလေးပါပေါ်တော့ဒေါသတွေဖြစ်မလာဘူးလားအဲ့ဒါပါတယ်ဟာဟုတ်ပြီလားထိုင်ရဲကြိုက်တဲ့ထုံကြီးပါပဲလမ်းလျှောက်လဲနာမှာပဲအိတ်လဲနာမှာပဲဘယ်လိုလုပ်လဲလမ်းလျှောက်လဲနာအိတ်မဲလဲထိုင်လဲနာမယ်ထလဲမနာဘူးလားမနာတဲ့ကြိုက်တဲ့ထုံကြီးမတက်တဲ့အချိန်ရှိသလားအဲ့လိုဖြစ်လာလို့ရှိရင်စိတ်ထဲမနေဘူးလေဒေါသတွေဖြစ်မလာဘူးလားဟောတရားကျင့်မယ်လဲကြံတော့ဒေါသကထွက်လာပြီဟုတ်ပြီလားအဲ့တော့အဲ့ဒေါသကိုဘာလုပ်ခိုင်းတာလဲကလော်ထုတ်ပြလိုက်တဲ့ဒေါသဆိုတာဗမာပြည်တာလေစိတ်မှပြီးတဲ့ဖားတိတော့ဒေါသကိုကလော်မထုတ်ဘဲနဲ့ယုတ်ကြီးသွားမြင်တော့ရပါမှာမသိဘူးရတဲ့နေရာတွေယုတ်ကြီးပြနေတာပဲဟုတ်ပြီလားဒီရတဲ့သတ်မှတ်တဲ့တဏှာကြီးသတ်မှတ်လိုက်တော့ဘာဖြစ်လို့တဏှာကြီးမသတ်မှတ်တာလဲတဏှာကြီးတဲ့သတ်မှတ်တဲ့ဒေသနာလည်းမရှိပါဘူးတဏှာကြီးတောင်မှပြင်မရှိမှရတယ်ဆိုတဏှာကြီးဆိုတယောက်မှလာမှာမဟုတ်တော့ဟုတ်ပြီနော်အဲ့တော့တဏှာကြီးတော်ပြီးသတ်မှတ်နောက်ထပ်တဏှာကြီးနောက်ထပ်တဏှာကြီးပြောင်းမယ်နောက်ထပ်လမ်းမယ်နောက်ထပ်ကြောက်မယ်နဲ့မပြောင်းနေဘူးလားအဲ့တော့နာယီကြီးများမလားဘူးလားနာယီများတာဥမာကောင်းပြီလူတယောက်ကပေတရားတွင်းရည်ထွက်တယ်ဆိုတော့မြေကြီးပေါ်မှာပေတရားတွင်းကျွင်းတရားတွင်းရည်ထွက်ပါမလားမြေကြီးပေါ်မှာတပေကျွင်းကျွင်းတရားတွင်းတော့တပေကိုတကျွင်းကိုတပေဆိုတော့ကျွင်းတရားဆိုတော့ပေဘယ်လောက်လဲရည်ထွက်သလားတပေကျွင်းကိုဆက်ကအနဲ့ပေတရားတွင်းရည်မထွက်ဘူးလားပေတရားဆိုတဲ့အရည်အတွက်ကြောတိုင်းတူပါမလားအဲ့တော့တဏှာကြီးရှစ်ချိန်နဲ့တူပါမလားတခါတည်းတဏှာကြီးရှစ်ချိန်မဒါနထိုင်နေတာနဲ့တူပါမလားအဲ့ဒါကြောင့်မလို့တို့ကလည်းနာယီရှင်းနာယီပါပဲလို့မတူဘူးဟုတ်ပြီလားတို့လည်းထိုင်တာပဲပြောတာထိုင်တာတော့တရားနည်းတွေ့တာပြည်နေတူပါမလားစိတ်တော့ဘဝနဲ့ရော့နေအခုဟာတိတော့ဒေါသရုပ်မှဖြစ်တာလားစိတ်မှဖြစ်တာစိတ်မှဖြစ်တဲ့ဒေါသကိုဘယ်လိုပယ်မလဲဘယ်လိုကလော်ထုတ်မလဲအဲ့ဒီအလုပ်ကိုလုပ်ရမှာစိတ်မှဖြစ်တဲ့ဒေါသကိုပေါ်တယ်ဆိုတာဒေါသအလကားပေါ်တာလားဓာလေးပါပေါ်တဲ့ချိန်မှာပေါ်တာလားအဲ့တော့ဒေါသပေါ်ခြင်းရင်ဘာလုပ်ရဓာလေးပါပေါ်မှဒေါသပေါ်မှာဟုတ်ပြီလားဓာလေးပါမပေါ်ဒေါသပေါ်ပါမလားဒေါသပေါ်ခြင်းဘာလို့ရမလဲဓာလေးပါရှိရမယ်အဲ့ဒါဒီဖြစ်တော့ပြောင်းဝင်သွားဘူးလားကမ္မဋ္ဌာန်းဖြစ်ပြီတာအဲ့တော့ကြောင့်မလို့ဓာလေးပါတက်လာလို့ပြင်ရင်အဲ့ဒီယောဂီကြီးမှားပြီအဲ့ကျင်းနေမှားပြီအဲ့ဆရာမှားပြီပြိဿတော်မှာလည်းပြီဘုရားလိုရလည်းမဟုတ်ဘူးရှင်သာရိပုတ္တရာလိုရလည်းမဟုတ်ဘူးဝေဒဝိကံပိတောဝေမအာရုံကာရနဲ့မှားပြီစัญญမကြီးဖြစ်နေဟုတ်ပြီနော်ကြည့်ရခဏလည်းမဟုတ်ဘူးအဲ့တော့ဆိုရင်စိတ်မှဒေါသဖြစ်တာကိုစိတ်မှပဲမရှင်းရဘူးလားအဲ့လိုရှင်းရမယ်ဆိုတော့ရုပ်ရှင်းမှားပါပြီအဲ့တော့ဓမ္မတွေတရားစထိုင်နေတဲ့ကြိုင်နဲ့ဘာလို့ဒေါသပေါ်မလာဘူးလားအဲ့ဒီဒေါသတာမကလော်ထုတ်တာလို့ရှိရင်သိရင်ကြွက်ကြွက်ဆူအောင်မှုတော့မယ်ဖားတာအဲ့တော့မသိရင်ဓမ္မတွေဘာလို့လဲ
မသိခင်ဟာဒီစိတ်ထဲမှာကိန်းနေတဲ့ဖာတိတော်ဒေါသအမြင့်မှမကြောင်ဆွဲနှုတ်ဖို့မလိုဘူးလားဟာဒီဒေါသကြီးတန်းတန်းနဲ့နေကောင်းလို့တော့ဟုတ်တာပေါ့သေပွဲကြတော့ဖားကတက်ပြီးတော့မလောင်းညံဘူးလားအဲ့ကြမှာလိမ့်ပြန်ပြီးအရှက်မရှိလို့အော်ဟိမနေဘူးလားအဲ့ဒါဘာကြောင့်လဲဖာတိတော်ဒေါသကြောင့်ဟုတ်ပြီနော်အဲ့တော့တရားဓမ္မတွေသေဖို့ကိုမကြောက်ပါနဲ့ဒေါသတိတော့ဖားဟိုတာကြောက်ပါဟုတ်ပြီလားသေတာကတော့ဆန်းသလားအဲ့တော့ကောင်းပြီအရာဓမ္မတွေဖားပြီးတော့ဒေါသကိုပယ်ပါဆိုတာဘယ်လိုပယ်မလဲဆိုတာကိုအပြေထွက်မိမိအစ်စ်မှန်လို့ရှိရင်ဒီဖားရှိအောင်မလားအဲ့တော့ဝေဒနာကတက်ပင်နဲ့စိတ်မှာဒေါသတိတော့ဖားရှိအောင်မလားရှိပါဘူးအဲ့လိုဆိုရင်ကျင့်စဉ်မှန်တယ်မမှန်ဘူးဖះလို့တော့ကြဒေါသချုပ်တယ်မချုပ်ဘူးဆိုတာဘယ်ပုံမှာမှတ်တယ်မလဲဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝေဒနာနဲ့ရင်ဆိုင်တဲ့အခါမှာဒီစိတ်ကလေးမှာဒေါသရှိမရှိနဲ့မှတ်မတင်ရဘူးလားမှတ်ပါဘူး။အဲ့လိုဆိုရင်ဒီဝေဒနာကြီးဖယ်ထားပြီးတော့ရှောက်ပြုနေမယ်ဆိုရင်ဒေါသလည်းပယ်လို့မရဘူးဒေါသချုပ်ကြောင်းမချုပ်ကြောင်းသိပါမလား။အဲ့ဒါကဝေဒနာကြီးရံမှုမဟုတ်ဘူး။ဟုတ်ပြီနော်။အဲ့တော့မိမိစိတ်မှာရှိတဲ့ဒေါသကိုအလကားနေပေါ်ထုတ်လို့ရလား။သူဒေါသပေါ်ရင်ဘာနဲ့ပေါ်ရမလဲ။ဝေဒနာနဲ့ပေါ်ရမယ်။အဲ့တော့ကျေးဇူးရှင်ရပါလေ။ဝေဒနာကျေးဇူးရှင်ဖြစ်တဲ့ဝေဒနာကိုမိုးပြီးရံပြီးဖြစ်ပြီးသွားပြင်းနေမှန်ပါမလားအဲ့ဒါမမှန်တာပြောတဲ့ဆရာပဲဟုတ်ပြီနော်ဒါအမှန်ပြောတာပဲမမှန်တာပြောတာမမှန်တာပြောတာပေါ့အဲ့လိုဆိုရင်ကိုယ်ကဥပမာတစ်ခုဝင်နေငါများတဲ့ပုဂ္ဂိုလ်ကရေထဲမှာရှိတဲ့ငါဘယ်နေရာမှာရှိလို့သိလားမသိတော့ငများကြီးမှအစာချပြီးမမြအောင်လားမြပြီးလှုပ်လှုပ်လေးလှုပ်ပြီးတော့လှုပ်တဲ့နေရာငါပြီးတော့မလာဘူးလားအဲ့ဒါဘာလို့တာလဲငါလာဖို့ဖိတ်ခေါ်တာငါသာထက်တာငါကြည့်ဖို့လားငါ့ကိုပြဖို့ရောက်လားအဲ့တော့ငါသာမရှိငါစားပါမလားအဲ့တော့ငါ့ကိုအစာကြည့်လို့မဟုတ်ငါ့ကိုဖမ်းကြည့်လို့အစာနဲ့ညားခေါ်တာစားလဲတော့တုတ်တယ်တော့ငါပါမလားဟုတ်လားအဲ့တော့ငါရတာဘာကြည့်သူကြောင့်လာတာငါသာကြောင့်အခုလေဒုက္ခဝေဒနာဒီငါသာနဲ့တူတယ်ဟုတ်ပြီနော်ဝိပဿနာရှိတဲ့စိတ်ကြီးငါများတဲ့ပုဂ္ဂိုလ်နဲ့တူတယ်တဏှာဒေါသတို့ဒီငါနဲ့တူတယ်ဒိဋ္ဌိဒေါသတိတော့ငါ့ကိုလိုချင်ဘာလို့အောင်လဲငါသာနဲ့တူတဲ့ဝေဒနာနဲ့ထောင်ဖမ်းမှရမယ်မဟုတ်လားအဲ့ဒါကိုဒီဒုက္ခဝေဒနာကြီးပြည်နေတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဒီမှန်ပါမလားအဲ့တဏှာလည်းမချုပ်ဘူးဒိဋ္ဌိလည်းမချုပ်ဘူးအဲ့ဒါကြောင့်မလို့ခတ်တရားထိုင်နေနေမှာခန္ဓာကိုယ်ပြုပြင်နေတဲ့ပုဂ္ဂိုလ်ဒီတရားလမ်းကြောင်းကလွဲသွားပါပြီအဲ့လိုညွှန်ကြားတဲ့ဆရာကြီးသူ့ကိုယ်တိုင်မပေါင်းမြောက်တဲ့ဆရာလည်းဖြစ်ပါပြီဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားကတရားကျင့်နေဆိုလို့ရှိရင်တဲ့ဘယ်လိုကြည့်ရမလဲဆိုရင်တရားချင်းတဲ့ခန္ဓာကိုယ်ကြီးနာကျင်ခံခဲ့သိလူမတတ်အသက်ထွက်မတတ်ဖြစ်တဲ့ဝေဒနာကိုလည်းသိခံရမယ်။ဘာလို့ရမှာလဲ။သိခံတယ်ဆိုတာပြင်နာလားစွန့်လို့နေရတာ။ဘာစွန့်လို့လဲလှုပ်ချင်တဲ့လောဘကိုလည်းစွန့်လို့လိုက်သည်။တလုံးလုံးစီးတဲ့စိတ်ကိုလည်းအဲ့မခန္ဓာပဲနဲ့စွန့်လို့လိုက်တော့အဘိဓါဒေါမနတာလွတ်မသွားဘူးလား။အဲ့ဒါမှလွတ်တာဟုတ်ပြီနော်ယုတ်ကြီးဖို့ပြင်တာသိခံတာမဟုတ်ပါဘူးစိတ်နဲ့ဖြစ်တဲ့လောဘဒေါသကိုစွန့်လို့တာကိုသိခံတာအဲ့ဒီသဘောကိုဦးဇင်းကဥပမာထားပေးတယ်စိတ်ဆိုတာငကိုတော့ပဂရိသဘောဒီကြည်လင်သရှင်းတဲ့သဘောရှိဒါပေမဲ့တက်ကြီးလောင်ပါမလားမလောင်ဘူးအကြောင်းမကင်းလို့မလောင်ဘူးဥပမာပြောမှဆိုရင်လူတယောက်ကမိုးချုပ်တော့မီးမလာဘူးထင်တော့စောစီရသွားပြီးတော့မီးကျစ်ဝယ်မယ်တရားနိုင်ဝယ်မယ်ဝယ်ပြီးတော့အိမ်ပေါ်တက်တယ်အိမ်ပေါ်လဲရောက်တော့အချိန်တန်ကြောက်ပြီးဘာလုပ်လဲမီးကျစ်ချပြီးတော့ဖျောင်းနဲ့မိသားနဲ့မီးနဲ့မတို့ဘူးလားတို့တော့ဖျောင်းနဲ့မိသားမှာမီးမလာဘူးလားအဲ့ဒီသဘောကိုကြည့်မယ်ဆိုလို့ရှိရင်ဟာဒီခန္ဓာအိမ်ကိုစောက်ရတဲ့တဏှာဒီလူနဲ့တူတယ်ဒိဋ္ဌိဒေါသတို့ဒီအာဟုဇေစင်းနဲ့တူတယ်စိတ်ဒီမိသားနဲ့တူတယ်ဓာလေးပါးဒီဖျောင်းသားနဲ့တူတယ်အတိတ်ကပြုတဲ့ကံဒီဝိပဿနာနဲ့တူတယ်စိတ်ဆင်းရဲဆိုတာဟာဒီခန္ဓာကိုယ်ကြီးဓာလေးပါးဖောက်ပြန်လာတဲ့အခါမှာဘာလို့လဲဆိုတဏှာဒီစိတ်ကြီးဟူသောမိသားနဲ့ဒိဋ္ဌိဒေါသတို့နဲ့ဆက်ဆက်လိုက်တဲ့အခါကျတော့စိတ်မှာဒိဋ္ဌိမိဒေါသမိမလာဘူးလားအဲ့တော့မီးလောင်တယ်ဆိုတာဘာကြောင့်လောင်တာလဲတဏှာကြောင့်တဏှာကရှို့တယ်လောင်တာကဒိဋ္ဌိဒေါသဟုတ်ပြီလားဒိဋ္ဌိဒေါသကမီးဒိဋ္ဌိဒေါသမီးကြီးမီးတောင်းတဏှာပဲဖြစ်တယ်မဟုတ်လားလူပါပဲမီးကြီးဖြစ်အောင်မဖြစ်ဘူးလားအဲ့တော့ဒိဋ္ဌိဒေါသခန္ဓာအိမ်ဖြစ်အောင်လဲဘာဖန်နေတာလဲတဏှာစိတ်တဲ့ဖြောင်းသားနဲ့မိသားနဲ့ပေါ်တာလဲတဏှာပဲစိတ်တဲ့ရုပ်နဲ့ပေါ်တာလဲတဏှာပဲအဲ့တော့မိသားရီတော်စိတ်နဲ့မိရီတော်ဒိဋ္ဌိဒေါသတို့နဲ့တဏှာရီတော်လောဘကမဆက်ဆက်ဘူးလားဆက်ဆက်လို့ဆင်းရဲတာချမ်းသာခြင်းဘာလို့မလဲတဏှာကိုခွာမခွာနိုင်ရင်သ
ခွာပြီးဘာလို့ရမလဲသတိရတဏှာကိုအကျဉ်းမဲ့မပယ်ရဘူးလားအဲ့ဒီလိုမြတ်စွာဘုရားကနိဗ္ဗာန်နဲ့ပြောတာဘာကိုပြောတာလဲတဏှာမရှိတာကိုပြောတာဟုတ်ပြီလားနိဗ္ဗာန်တဏှာမရှိတာကိုနိဗ္ဗာန်ဆိုတာမိမိစိတ်မှာတဏှာကိန်းနေတယ်တဏှာရှိခန္ဓာပေါ်မလာဘူးလားခန္ဓာဒုက္ခကိုလည်းဆက်ကစိတ်နဲ့ဒိဋ္ဌိနဲ့ဆက်ကမလောင်မြဲဘူးလားဒုက္ခခန္ဓာလည်းဖန်တီးတယ်ဒုက္ခပြောင်းလဲဈေးအောင်လည်းမလုပ်ဘူးလားတရားခံကပါလေတဏှာချင်းရချမ်းသာခြင်းမလုပ်လဲတဏှာကိုခွာမယ်တဏှာကိုတတ်မယ်တဏှာခွာခြင်းဘာလို့အောင်လဲတဏှာကိုမြင်အောင်ရှုရဟုတ်ပြီလားတဏှာမြင်မှတဏှာကိုခွာလို့ရမှာမဟုတ်ဘူးလားအဲ့တော့တဏှာမြင်အောင်မရှိဘဲနဲ့တဏှာကိုမခွာဘဲနဲ့အောက်ကယုတ်ကြီးသွားပြညာမှန်ပါမလားမှန်တော့နောက်ကဝိညာတက်တော့နောက်ကတဏှာကစိတ်နဲ့ဒိဋ္ဌိဒေါသနဲ့လောင်နေတယ်ကိုကယုတ်ကြီးသွားပြနေနောက်ကပြန်လဲဒိဋ္ဌိတဏှာပြန်ဆက်တယ်ဝိညာပြန်တက်တယ်ယုတ်ကြီးသွားပြနေဆိုဖြစ်ဖြစ်ဆုံးလားသိရင်ကိုထုတ်ကြလားဒီကနေ့ကြပါဘယ်လိုလုပ်လဲအဲ့တော့ဘာလို့ရမှာလဲစိတ်နဲ့ဒိဋ္ဌိဒေါသတို့ဆက်ဆက်တဲ့တဏှာကိုမြင်အောင်မရှုနိုင်ရင်အပြည့်ထွက်ပါမလားတရားခံမလို့လေတဏှာတရားခံကိုမြင်ဖို့မလိုဘူးလားတဏှာကိုမြင်ရင်အလကားလာပါလို့ခေါ်လို့ရဘာနဲ့ခေါ်မလဲဝေဒနာနဲ့ခေါ်ဟုတ်ပြီလားဝေဒနာနဲ့တက်လာတော့မခံနိုင်တဲ့စိတ်ကြောင့်ပြည့်ပြည့်တဲ့လောဘပေါ်မလာဘူးလားအဲ့တော့လောဘပေါ်လာအောင်ဘာခေါ်တာလဲဝေဒနာအဲ့တော့ကိုယ့်ဘက်ကကျေးဇူးကြီးတဲ့မတရားကိုတရားရအောင်အထောက်ပံ့ပေးတဲ့ဝေဒနာကိုယဉ်ထင်ပြီးတော့ရှောက်ပြနေတဲ့ဆရာကြီးမှန်ပါမလားအဲ့တော့မြတ်စွာဘုရားကသိခံပြီးတော့တရားကျင့်ရမယ်ဆိုပြီးတော့တရားလည်းကျင့်တော့သိမခံနိုင်တော့ဘူးသိခံရင်ဘယ်ရောက်မလဲနိဗ္ဗာန်ရောက်ရင်ဘယ်လိုရင်းရမလဲအဲ့တော့သိခံကြမလို့ပြလိုက်တယ်ဆိုတော့ဒီပုဂ္ဂိုလ်တရားရပါတော့မလားတလောကလုံးဟုတ်ပြီလားအဲ့တော့တရားဓမ္မတွေအခုဝေဒနာတက်လာပြီဆိုရင်တဏှာတော့ဒေါသတို့ထွက်မလာဘူးလားထွက်လာရင်တဏှာဒေါသစိတ်တွေပေါ်မလာဘူးလားလှုပ်ခြင်းနဲ့စိတ်မြည်ခြင်းနဲ့စိတ်မခြင်းနဲ့စိတ်ဖြည့်ခြင်းနဲ့စိတ်နဲ့ခြင်းနဲ့စိတ်တက်တောင်မြည်နဲ့စိတ်တွေပေါ်မလာဘူးလားအဲ့ဒီစိတ်တွေကဘာစိတ်တွေလဲတဏှာစိတ်တဏှာကလောဘစိတ်နဲ့ရှင်တော့တဏှာစိတ်အဲ့ဒီတဏှာကိုရှင်းစိတ်ကတဏှာကလှုပ်ခြင်းတယ်လို့မတောင်းခံဘူးလားအဲ့ဒီတောင်းခံတဲ့ရှင်းတဏှာကိုနောက်မဲ့စိတ်ကပိုင်းခြားမြင်အောင်ရှုအဲ့တော့ရှင်းစိတ်ကအရှုခံတဏှာနောက်စိတ်ကအရှုဉဏ်မဲ့မိုးကိုရှုခဲ့တယ်မတူဘူးလားအတူတူပဲတော့လမ်းကဒီလိုပဲသွားမှာအဲ့ဒါဘာလို့တာလဲဖာတိတော့ဒေါသကိုပယ်ဖို့ကြည့်နေတာအဲ့တော့ဖာတိတော့ဒေါသပယ်ဖို့တဲ့ဝေဒနာပေါ်တာမှပေါ်မလာဘူးလားအဲ့တော့ရုပ်ကိုရှုရမှာလားနာမ်ကိုရှုရမှာလားဘာနာလဲဆိုရင်လှုပ်ခြင်းနဲ့စိတ်ပြီးခြင်းနဲ့စိတ်မခြင်းနဲ့စိတ်ရွှေ့ခြင်းနဲ့စိတ်ဆိုတဏှာပေါ်မလာဘူးလားအဲ့တဏှာပေါ်အဲ့ကြတော့အဲ့မူလကမ္မထံရှေ့စိတ်ကိုမရှုဘဲနဲ့အောက်ကယူကြီးအသိနဲ့သွားပြင်တော့ကမ္မထံမှန်သေးရလားပြောတော့ဆရာတော်ကြီးရဲ့ဥပနိဒေယအတိုင်းလို့ပြောတာပါပဲအဲ့တော့ဦးဇင်းပြောပြီးနော်ယုံနိုင်တာစိတ်မနာသေးဆိုပြီးတော့စိတ်မနာအောင်လို့မစားယုံမနာအောင်သွားလို့မမားမြန်ဘူးလားအဲ့ဒါကြောင့်မို့ဒကာဓမ္မတွေအခုတော့သိရင်ကညင်းသေးခြင်းမဟုတ်ပါဘူးဟုတ်ပြီလားရစ်စစ်တဲ့ခန္ဓာအပြင်ခဏခဏဒုက္ခခန္ဓာဖွဲ့ပြီးတော့ရရှိတဲ့ခန္ဓာစက္ကမချရစ်စစ်နေတဲ့အာရိတနာကိုပေါ်ထုတ်ခြင်းလို့ဝေဒနာနဲ့ရင်းနေတာပါရင်းသေးတာလားရင်းတာလားအဲ့တော့ဝေဒနာပေါ်ဘောတော့တဏှာပေါ်မလာဘူးလားအဲ့တော့ရှင်းစိတ်ကလှုပ်ချင်နောက်စိတ်ကလက်ရောလှုပ်ရင်ပါပဲလေတဏှာရှင်းစိတ်ကလည်းလှုပ်ချင်တာလည်းတဏှာလက်ရောလှုပ်တာလည်းတဏှာစိတ်စိတ်မှာပါဘူးပါပြီလေတဏှာဘူးသွားပြီသိတဲ့ဘုရားလည်းမသွားဘူးလားအဲ့တော့ရှင်းစိတ်ကလှုပ်ချင်တာကိုလက်ရောလှုပ်လို့ကိုစွန့်လိုက်ပြီးတော့လက်ရောလှုပ်ရမယ်စိတ်သာရှင်းစိတ်ကိုပိုင်းခြားရှိတဲ့မစိတ်ဖြစ်သွားလို့ရှိရင်နောက်စိတ်ကိုတဏှာဘူးသေးလားဘာဘူးသွားပြီလေမဲ့ဘူးသွားပြီဟုတ်ပြီနော်အဲ့ဒါနောက်ကပြင်းရင်းတဲ့စိတ်ပေါ်လာတယ်လက်ရောပြန်မယ်ဆိုတာသိခံပြီးရှောက်နေရင်မဲ့စိတ်အဲ့တော့တဏှာရှိတဲ့ကပေါ်တယ်နောက်စိတ်ကမညံဆိုတော့တတိနဲ့စောင့်ရှုမှုမလွတ်တမ်းထားမယ်ဆိုရင်စိတ်အစဉ်မှာတဏှာကတ်လို့ရသေးလားတဏှာကတ်လို့မရရင်တဏှာတည်ခွင့်ရအောင်မလားအဲ့ဒါတဏှာလွတ်မသွားဘူးလားတဏှာလွတ်ရင်မှာပေါ်တယ်နေပါဟုတ်ပြီလားအဲ့တော့တဏှာကူကတော့တဏှာဒီစိတ်မှာကတ်လို့မရတော့ဒိဋ္ဌိဒေါသတို့နဲ့စိတ်နဲ့ဆက်ဆက်လို့ရသေးလားမရတော့မိတော့သေးလားမိချုပ်မသွားဘူးလားမိချုပ်ရင်မှာပေါ်လေပြိဿတုပ္ပလဲသေးလားပြတ်မသွားဘူးလားရှင်းစိတ်နဲ့နောက်စိတ်နဲ့ကိုရှင်းစိတ်တဏှာနောက်စိတ်ကဆက်ပဲအစားမှာရှင်းစိတ်ကတဏှာအတိုင်းနောက်စိတ်ကတဏှာမလုပ်တော့ဘဲနဲ့
မစိတ်ကလေးတော့ပြိဿတော့ဆက်လို့ရသေးလားပြတ်မသွားဘူးလားအဲ့လိုပြတ်ချင်ဘာလို့ရမလဲလှုပ်ကြတော့လှုပ်ချင်တာပေါ့တတန်လည်းလှုပ်ပါလို့လှုပ်ခဲ့တယ်ကြွပါလို့ကြွခဲ့တယ်ရှေ့ကတဏှာကကြွခိုင်းတယ်နောက်ကတဏှာကကြွပြအောင်ကံမြောင်ယုံကြည်ကိုကြွတယ်ရှေ့ကလည်းတဏှာနောက်စိတ်ကလည်းတဏှာအစဉ်ဆက်မသွားဘူးလားတဏှာအစဉ်ဆက်သွားတော့ဒကာဓမ္မတွေတဏှာအစဉ်ဆက်ခြင်းဘာလို့ရမလဲတဏှာကိုမစွန့်လို့ဘူးလားအဲ့တော့သစ္စာ၄ပါးဆိုတာလွယ်လွယ်နဲ့ရတဲ့သစ္စာ၄ပါးမဟုတ်ဘူးအဲ့တော့သစ္စာ၄ပါးမြင်နေဆိုတာဘာလဲတဲ့ဟာဒီခန္ဓာကိုယ်ကြီးတရားထိုင်နေအိမ်မာနေတော့လေကြိုက်ခဲချုံကြီးတဲ့ဒုက္ခပေးနေတာမသိဘူးလားဒါအကျဉ်းနဲ့ပုရုဇဉ်ကိုပြောတဲ့ဒုက္ခသစ္စာနော်အရိယသစ္စာမဟုတ်ဘူးအဲ့တော့ဒီခန္ဓာကြီးကတင်းလိုက်တောက်လိုက်ထုံလိုက်ကြီးနဲ့ဒုက္ခပြီးသူ့ပိဋကသူဖြစ်စည်းနေတဲ့အလုံးမလုံးဘူးလားအဲ့ဒါကိုသိတာဒုက္ခသစ္စာရဲ့ကိစ္စညာဒုက္ခပေးနေတာပြီးနေတဲ့ခန္ဓာကြီးကိုသိတာကဒုက္ခသစ္စာထိုဒုက္ခသစ္စာကြီးခန္ဓာကြီးကအမျိုးမျိုးဖြစ်စည်းနှိမ့်ဆက်နေတာကိုအလုံးလုံးနေတဲ့ကိစ္စကိုသိတာဒုက္ခသစ္စာရဲ့ကိစ္စညာအဲ့ဒီကိစ္စရဲ့သဘောကိုသုံးသပ်အနိစ္စဒုက္ခအနတ္တလက္ခဏာဖြင့်သုံးသပ်ပြီးတော့ဒုက္ခသစ္စာကြီးနော်ကတ္တညာဟုတ်ပြီလားတဏှာဆိုတော့မရှိဘူးလားလူများသွားမေးဖို့လိုသေးလားအဲ့ဒါကသမုဒိယသစ္စာကြီးသစ္စာညာတဏှာကြီးဘာလို့တတ်တယ်ဟိုလိုနဲ့မယ်ဒီလိုပြင်းမယ်ဟိုလိုစားမယ်ဟိုလိုကြောမယ်ဟိုလိုနာမယ်ဟိုလိုအားပြီးမယ်အဲ့လိုလူတဏှာကြီးလူရာလျှောက်မလို့ဘူးလားအဲ့ဒါဘယ်လိုလုပ်နေရလဲတဏှာအဲ့ဒီကိစ္စကိုဆောင်ရွက်တာကိုပြီးတာကိုသမုဒိယသစ္စာကြီးကိစ္စညာလို့ခေါ်တယ်ဟုတ်ပြီလားအဲ့ဒီသမုဒိယကိစ္စညာမှာကိုအစလည်းဆုံးအနိစ္စဒုက္ခအနတ္တလက္ခဏာတော့မှရှုလို့ရှိရင်လွတ်မသွားဘူးလားသစ္စာညာကိစ္စညာကတ္တညာဟုတ်ပြီလားမဲ့ဆိုတာရောမရှိဘူးလားမေကမွေးရမက်ပါလားဒုက္ခလည်းမေမွေးရပါတာတဏှာလည်းမေမွေးရပါတာမက်ကလည်းမေမွေးရပါတာကြောင်းရောက်မှရတာလားမေမွေးရပါမလားဟုတ်လားတတိတို့ဝရိယသမာဝါစာသမာကမ္မန္တစေတသိက်ပါမလားဟုတ်လားမေမွေးရပါပြီးသားကြီးဘယ်ဟောမရှိဘူးလားရှိပါအဲ့ဒီမကြည့်မလို့ခနဲ့အရဲတော့ဝဲရိုက်နေမကိစ္စမဆောင်ဘူးပေါ့နောက်ပြီးတော့ရှင်းစိကတဏှာကိုပိုင်းကြရှိတာကမက်ကိစ္စညာမဟုတ်လားမက်ကမျက်ရှိတာကိုအမှန်သိတာကမက်ကသစ္စာထိုမက်ကသစ္စာရဲ့အလုံးလုံးမှာကတဏှာကိုပိုင်းကြရှိတဲ့ကိစ္စအလုံးလုံးကမက်ကသစ္စာရဲ့ကိစ္စအဲ့လိုရှိတဲ့ကနောက်ကတဏှာပေါ်သေးလားမက္ကိစ္စပြီးမသွားဘူးလားအဲ့ဒါကိုသိတာမက်ကသစ္စာရဲ့ကတ္တညာဟုတ်ပြီလားဒီလိုသစ္စာဆိုတဲ့နိဗ္ဗာန်မရှိဘူးလားရှိတယ်ပုံမမမောက်မပြုတာကာမဂုဏ်မမောက်ပြီးတော့နိရောဓသစ္စာပဲသိရလားမသိဘူးမရှိဘူးလားရှိတယ်အဲ့ဒါအလကားရမလားဘာလို့ရမလဲကိစ္စညာကဘာလို့ရမလဲယောတတယေဝတနာအာတိတာဝိရကနိရောသာကောပဏိနေတဲ့ကောမုတ်ဒီအနာလျောမှတ်ထားတော့နိဗ္ဗာန်လိုချင်ရင်အလုံးလို့ရမယ်တဲ့ဘာလို့လို့ရမှာလဲစွန့်လွတ်တယ်လို့မှတ်ထားပါသာကောဆိုတာစွန့်လွတ်တာပဏိနေတဲ့ကောဆိုတာဝေးအောင်စွန့်တာမုတ်ဒီလွတ်အောင်နေတာတဏှာနဲ့ယောဂီတို့စိတ်မှာအရင်တရားသွားထုတ်တဲ့တဏှာပါမသွားဘူးလားစိတ်နဲ့တဏှာပါမသွားဘူးလားအဲ့ဒီတဏှာကိုဘာလို့ရမလဲစွန့်ဝေးအောင်စွန့်လော့အောင်နေယုတ်ကြီးပြခိုင်းတာလားတဏှာကိုစွန့်ခိုင်းတာလားအကျိုးမဲ့စွန့်ရတယ်မဟုတ်ဘူးလားအတေတအပြင်းမရှိဝိရာကမရှိနိရောဓဘယ်တော့မှမဖြစ်အောင်ဘုရားအရင်လေးတတ်တယ်ယောတတယဝတနာယအတေတဝိရာကနိရောရာဂဆိုတာကြိုက်ခဲတာတဏှာအဲ့ဒီတဏှာအကျိုးမဲ့ဘယ်တော့မှမဖြစ်အောင်ဘာလို့ရမလဲစွန့်လို့ဝေးအောင်ဆိုလော့အောင်နေစိတ်တဲ့တဏှာရှိသေးလားအဲ့ဒါနိဗ္ဗာန်ပါပဲနိဗ္ဗာန်ကတသက်မဟုတ်ပါဘူးတဲ့နိဗ္ဗာန်ဆိုတာကမိမိစိတ်မှာရှိတဲ့တဏှာမှလွတ်တာတဏှာမရှိတော့တာတဏှာချုပ်သွားတာကိုဘာခေါ်လဲတဏှာမရှိတော့ခန္ဓာကြီးတော့မရှိဘူးလားအဲ့ဒါယောက်ျားမိန်းမလားယဟန္တာလားယဟန္တာဆိုတာပြောတာတဏှာမရှိတော့ခန္ဓာအိမ်သက်သက်ကြီးကြံမလာဘူးလားအဲ့ဒါဥပတိခန္ဓာကြီးခန္ဓာဆိုတဲ့အိမ်ကြီးအဲ့ဒီအိမ်ဆောက်တဲ့တဘောဆောက်တဲ့တဏှာရှိသေးလားအတဏှာမရှိတော့အခွန်ကြီးအဲ့ဒါကိုယဟန္တာလို့ခေါ်တာယဟန္တာလည်းသွားတယ်လာတယ်စားတယ်ခံစားတယ်မစားတယ်မရှိဘူးလားအဲ့ဒါဘာတွေလဲဝေဒနာခန္ဓာပညာခန္ဓာသင်္နေခန္ဓာဟာလားဝိညာဉ်ခန္ဓာဆိုတဲ့အိမ်ကြီးမဟုတ်ဘူးလားအရင်ပုဂ္ဂိုလ်သတ္တဝါရှိလားအဲ့ဒါကိုဥပတိခန္ဓာ၅ပါးနဲ့နေတဲ့အတွက်ကြောင့်သဥပါတိပြနိဗ္ဗာန်လို့ခေါ်တယ်ဘာမရှိတာလဲတဏှာမရှိဒီခန္ဓာကိုယ်ကြီးကဖြစ်လေပြလေတော့ရှိမနေဘူးလားယဟန္တာလည်းစိတ်တွေမရှိဘူးလားဖြစ်လေပြလေအဲ့ဒါယဟန္တာဆိုတော့ပြည့်ရတယ်တကယ်တော့ဘယ်သူမှမဟုတ်တဲ့ခန္ဓာအိမ်ကြီးမှတ်တော်မရှိဘူးလားမှတ်သေးပဲသိတော်မရှိဘူးလားသိတဲ့စိတ်ကဖြစ်ဖြစ်စင်းနဲ့မရှိနေဘူးလားဆုံးသလားအဲ့တော့သွားမဆုံးအောင်လုပ်လို့မရဘူးဘာဆုံးအောင်မလဲတဏှာဖြစ်ဖြစ်ဆုံးအောင်မှာဒိဋ္ဌိဖြစ်ဖြစ်ဆုံးအောင်မှာမောဟဖြစ်ဖြစ်ဆုံးအောင်မှာ
တဏမာနဒိဋ္ဌိပြီးစေတသိက်တရားတွေစိတ်တရားလားစေတသိက်တရားတွေလားအဲ့ဒါတွေကဖြည့်ပြည့်ဆုံးသွားရမှာစိတ်ကြီးဖြည့်ပြည့်ဆုံးဖို့လိုသေးလားအာဟုတုဒိဋ္ဌိလောဘဒေါသနဲ့ရှင်မဲ့စိတ်သာမဲ့စိတ်ပုံစံနဲ့ရှင်လိုက်ပါအဲ့ဒါကိုဆုံးအောင်လုပ်ရမှာလားအဲ့ဒါတရားဓမ္မတွေနိဗ္ဗာန်လို့ချင်းဘာလို့ရမှာလဲတဏှာကိုမြင်အောင်ရှုရမယ်နံပါတ်1ခေါ်ရမယ်နောက်ဆုံးအကျွေးမဲ့ပေးရမယ်မဟုတ်လားအဲ့ဒီအလုံးမလုံးပဲနဲ့ရှောက်လို့နေတာပြည့်တယ်ပြည့်တယ်အနိစ္စရှောက်တယ်ဗမာလဲတဏှာဆုံးတာပါလားတဏှာမဆုံးတာမပါဘဲနဲ့နိဗ္ဗာန်ရောက်ပါမလားဟောဂါကာရကဒိဋ္ဌောတိအနေကကာရိတနာမှာဂဟကာရကဒိဋ္ဌောတိပုဏ္ဏဂယံနာဂာယတိဂဟကာရကခန္ဓာအင်းကိုစောက်တဲ့ဟေတဏှာယောက်ျားလက်သမားလို့မပေါ့ဘူးလားခန္ဓာကိုပြောတာလားတဏှာကိုပြောတာလားတဏှာကိုပြောတာတဏှာကိုမြင်မသွားဘူးလားဘုရားကတဏှာကိုမြင်ပြီးတဏှာကိုသတ်တာတဏှာမရှိပဲခန္ဓာကြီးနဲ့တဏှာလည်းထွက်တော့တဏှာနဲ့ကိုယ်နဲ့ပူပေါင်းကြံနေမှုတွေလုပ်နေဗမာလဲတရားဟုတ်ပြီလားသိဖို့လွတ်ပါမလားအဲ့တော့ဦးဇင်းတို့သင်ရင်မှလာခြင်းနေဆိုတာကမသိတော့ဘေးနဲ့မြင်ပုရုသေမြင်ကြီးကမလုတ်လို့ပြပဲထိုင်တာနာတယ်လို့မြင်တာပုရုသေမြင်ကြီးမဟုတ်လားအခုတော့မလုတ်လို့ပြပဲထိုင်တဲ့အကြောင်းဒီဒုက္ခဝေဒနာအကြောင်းခံပြီးတော့သေမွေနောက်ပဲဒေါသဖားပြီးတော့ဒေါသကိုခေါ်တော့တာမဟုတ်လားခေါ်တော့ပြီးမဲ့နဲ့မြင်အောင်လုပ်ပြီးအကျွေးမဲ့ပယ်တတ်လိုက်တာပယ်တတ်တော့ဒေါသလောဘရှိသေးလားမရှိသေးရောမလားသေးကြတဲ့လောက်ချမ်းသာနေတယ်ဟုတ်ပြီလားဦးဇင်းတို့သိရင်မှပြည့်နေဦးဇင်းစကားမှာပေါ့နောက်ဆုံးကြည့်တယ်ဒီမဟာပလင်ကြည့်တယ်မဟာပလင်ချိတ်တိုင်းတာမဟာပလင်ချိတ်တဲ့ရှင်းပါမလားဒီထဲမှာအောင်တဲ့ပုဂ္ဂိုလ်ရှိတယ်မဟာပလင်ချိတ်တဲ့အောက်မှာစိတ်ကအေးပြီးချမ်းသာပြီးအသေးတွေလှလှတော်အောင်ရေခဲလုံးထားတယ်ကြည်လင်ပြီးအေးအဲ့ဒါတဏှာမရှိလို့တဏှာနေတော့နိဗ္ဗာန်ဆိုတော့ဖိုးမရဘူးလားခင်ခုတိုင်ရင်ရနော်မဲ့ဖို့ဘုရားရှိသွားမတောင်းနဲ့လာခဲ့အာမခံတယ်ဟုတ်ပြီလားဘုရားရှိသွားမတောင်းနဲ့ဘုရားရဲ့ဥသာပေးပြီးပြီပေးလို့ဦးစင်းနဲ့ရအောင်လုပ်တယ်လုပ်လို့ဦးစင်းနဲ့ရအောင်ပေးနိုင်ပြီနောက်ဘုရားရှိသွားမတောင်းဟုတ်ပြီလားအဲ့တော့သိရင်ဘယ်သူကကဲမှာလဲမိမိကျင့်ထားတဲ့ကိုကျင့်ကိုတိုင်ဖားဖို့ဖယ်ထုတ်ထားတဲ့ဒေါသကင်းတဲ့ကိုကျင့်တရားကမကယ်ဘူးလားကျန်တဲ့ဟာတွေဝိသိတာတရားကျင့်နေဆိုတာနံပါတ်1မဖားပြီးတော့ဒေါသကိုပယ်နှုတ်တဲ့အလုပ်လုပ်နေတာတရားကျင့်တယ်လို့ခေါ်ပါသည်ဟုတ်ပြီလားအဲ့ဒါကြော်တက်ပြီးကျင့်လို့ရပါမလားအဲ့ဒါကိုကြော်ပြီးတော့အနိစ္စတွေဒုက္ခတွေကြီးပြည့်တွေရုပ်တွေနာနေရှောက်လို့နေတာအပြောတော့ဟုတ်တော့ပြစ္ဆုတ်ကလည်းတိုက်ပေါ်ကားနဲ့သွားပြီးဒုံးမြန်မြန်မို့အဲ့တော့ဒကာဓမ္မတွေအခုဓမ္မတွေထိုင်တဲ့စိတ်ထဲမှာဖားပြီးတော့ဒေါသရှိသလားအဲ့ဒီဒေါသနဲ့စိတ်တဲ့ဆက်သက်တဲ့တဏှာရောရှိသလားဒီတိုင်းကြီးနေမလားဘယ်လိုလုပ်မလဲဘာနဲ့တော့ပယ်နိုင်တဲ့မညံရပြီလားမရပါဘူးပါဟုတ်ပြီလားအေးဦးဇင်းဟိုတရားလာဟောတယ်ဆိုတာခင်ဗျားတို့သိတဲ့အခါမှာဦးဇင်းတရားနည်းနဲ့နော်မဲ့နဲ့အရှင်တရားဟုတ်ပါမလားလို့စာချုပ်ထားတယ်ဦးဇင်းရှိကကိုယ့်ရဲ့ဇာတ်မဟုတ်ခဏသွားခဲ့တာတော့မှနော်မစင်းရဘူးဟုတ်လားဒါယောဂီကမသိတော့ဦးဇင်းကဗီဒီယိုမှတ်တမ်းနေဦးရှိတယ်နော်တခါမှတရားမနာဘူးတဲ့ဝိပဿနာမသိတဲ့ဘာမှလို့နားမလဲတဲ့တရုပ်တွေတောင်မလွတ်တယ်အခုခဘူးရောပိုင်ရှင်သူကဘွားကြီးနားအလေးတရုပ်မှဘာလဲတကားအဲ့တော့သွားဟောတယ်အခုမလာခင်မှာလည်းတရုပ်မှလေးတယောက်ပဲအဲ့ဒါဘာဝိပဿနာမှမသိအော်ဟဲ့နေတာအသေးကိစ္စဦးစိတခါဟောပြီးတခါပြပြီးသွားပြီပဲဟုတ်ပြီလားသိဖို့ကတော့ခဏတော့တစ်ချိန်နဲ့ပြီးတယ်ဘာမှလို့စကားပြောလို့နားလေတယ်နားကောင်းသေးတယ်ဆိုလို့ရှိရင်ကျိုးပဲ့ကန်းနေပါစေဘာယောဂကြီးဘလို့ဖြစ်နေပါစေတစ်ချိန်နဲ့ပြတာနဲ့လွတ်တယ်ဒါပဲနဲ့ဦးဇင်းကဘာဖြစ်လို့ကိုယ့်ရဲ့စကားပြန်လာလဲပေါ်လာလဲဆိုရင်သိစရာရှိကြတယ်ကိုအခုတို့ကြကြနာနာသိဖို့နော်ကျင့်စရာရှိတယ်လေမသိခင်နဲ့ကိုယ်တဏှာကိုနိုင်နိုင်နင်းနင်းကိုယ့်ရဲ့ထပ်ပေါက်ကိုပဲပဲနဲ့ဝင်ထားဖို့အဲ့ဒီအတွက်ကိုကိုယ့်ရဲ့ခေါ်တာသိဖို့ကတော့တစ်ချိန်နဲ့ပြတာနဲ့လွတ်တယ်ဦးဇင်းရှိမှ9ရက်လဲကြာတော့ခင်ဗျားတို့10နာရီမလုပ်ချင်ပဲနေရင်လည်းရအဲ့ဒီကနေထွက်လဲထွက်တော့ခင်ဗျားတို့လူမြင်လို့လူမသိတော့ဘူးအခုလူက130ဝင်နေအယုဒကမ္မဋ္ဌာန်းမြင်တာ190ဝင်9ရက်မြောက်လူ130ဖြစ်နေ190မျက်လုံးနဲ့ဖွင့်ကြည့်တာနဲ့လူတွေကြည့်တာနဲ့အယုဒပဲနော်ဘုန်းကြီးကဦးဇင်းအယုဒကမ္မဋ္ဌာန်းဟောတာခင်ဗျားတို့မှားနာနာမြင်ရလားအယုဒကမြင်ရလားအပြင်မှမမြင်မနေဘူးလားသဘောထားပြောမနေတကယ်လက်ကြည့်တော့အပြင်မှမမြင်မနေဘူးလားတကယ်အတွင်းပေါက်မြင်ရင်လာခဲ့အာမခံတယ်မျက်စိနဲ့စိတ်နဲ့ဖွင့်တာအယုပဲမြင်တယ်ဘလို့ကြည့်ကြည့်ရှိရမင်းလေးချောသွားစိတ်ကလေးပြောင်းမျက်စိမိတ်ဘုရားကန်းရှိသွားရမလို့
ကောက်ထိုးကောက်ကြည့်တာနဲ့အယူဝဲပြင်တယ်အယူဝဲကြီးသွားတော့တာယာတဲ့တဏှာဖြစ်အောင်လားယောက်ျားမိန်းမဒိဋ္ဌိကအောင်လားအဲ့တော့ပြိဿလုံးကပြတ်မသွားဘူးလားပြန်ကရတော့ဟုတ်ပြီလားအဲ့ဒီလေးမပေါက်နဲ့ဒုက္ခဝင်တာမယ်ဒုက္ခဝင်တာတက်မလာဘူးလားဆင်းအောင်ပြန်လို့ဆင်းရမယ်ကအေးပြီးတော့ချမ်းသာနေဂျုံထိုးတယ်အေးကြက်တော့သာချမ်းသာနေဘယ်တော့မှမဆင်းတော့အဲ့ဒီမလို့ကြည့်ဘူးလားအဲ့တော့ဒီတစ်ပတ်ပြိဿလုံးကလေဝင်ပြတ်ကိုဝိပဿနာကျင့်နေတဲ့ကွာဆရာမနီးလန်းနီးမအကြီးတို့ခေါ်ကြတဲ့တရားကိုနာကြတဲ့တကူအနိတိညောင်းတရားကျင့်ကြတဲ့ယောဂီပေါင်းသူတော်ကောင်းတို့သည်ဖာတိတော်ဒေါသလောင်မြဲစီတဲ့လောဘကိုနှလုံးအိမ်ထဲမှာမသိခင်အကျွေးမဲ့ပယ်ထုတ်နိုင်တဲ့တရားများကိုကျင့်ကြံကြဖို့အားထုတ်နိုင်ကြပြီလေအာသင်္ကရတနိဗ္ဗာန်ရှင်ကြီးများတို့လွယ်ကူသောကျင့်လင်းမြန်သောဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မြတ်မောပြည်နိုင်ကြပါသည်ကုန်သတည်း